ဗုဒ္ဓအလိုကျအနိုင်ယူခြင်းတရားတော်ပရိသတ်တရားရဲ့အမည်ကဗုဒ္ဓအလိုကျအနိုင်ခြင်းတရားဒီတရားကိုမဟောကြားမနာကြားကြသိမ့်တရားတော်ပိုင်ရှင်ဖြစ်တော်မူသည့်သုံးလောကထွတ်ထားရှင်တော်မြတ်ဘုရားအားတရားဝတရားနာပရိသတ်ပေါင်းသူတော်ကောင်းတို့ကပိဋကတ်တော်လာဘုရားရှိခိုးဖြစ်သည်နမောတတ္တဘုရားရှိခိုးဖြစ်ညီညာဖြဖြသုံးချိန်သုံးကဘုရားရှိခိုးကြောကြပြီးလျင်တရားအရှင်တိုင်ပေးမဲ့မြမကဗျာများဖြင့်လည်းရှိခိုးပြီးတကာလအဆုံးမှသာဓုအနုမောဒနာခေါ်ဆို၍ဓမ္မသဘင်ကိုဖွင့်လှစ်ကြရမှာဖြစ်တဲ့အတွက်အာလုံးညီညာဖြဖြနမောတတ္တဖြင့်ဘုရားရှိခိုး၍ဓမ္မသဘင်ကိုဖွင့်လှစ်ကြပါစို့နမောတတ္တဘဂဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓဇ္ဇနမောတတ္တဘဂဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓဇ္ဇနမောတတ္တဘဂဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓဇ္ဇကိလေသာမန္တမြာကင်းစင်ပါ၍မကောင်းမှုဆုံးအကုသိုလ်ကိုစိတ်ွယ်ရှိလေမပြုမြဲသည်အရဟံဂုဏ်ထင်ဖယားရှင်လုံးစုံထင်ရှားမြတ်တရားကိုဆရာမကူကိုတော်မူဖြင့်မကျွင်းမကြံအတိမှန်သည်သမ္မာသမ္ဗုဒ္ဓဂုဏ်ထင်ဖယားရှင်ဘုံတော်ဆုံးဆုံးတကောကုံနှင့်ထူးမြတ်ခြင်းပေါ်ပြည့်စုံတော်မူသည်ဘဂဝါဂုဏ်ထင်ဘုရားရှင်ထိုဘုရားရှင်အားတပည့်တော်များကဘုံတော်ကိုမံဘုံတော်လွန်ကဥချယောကျိုးလက်စုံမိုး၍ရှိခိုးပါ၏မြတ်စွာဘုရားသာဓုသာဓုသာဓုဓမ္မသဘင်ကိုဘုရားရှိခိုးရဖွင့်လိုက်ပါပြီပရိသတ်ပေါင်းသူတော်ကောင်းတို့သင်ယူတဲ့ဣရိယာပုများဖြင့်တရားတော်များနာယူမှတ်သားနိုင်ကြပါပြီတရားတော်အမည်ကဗုဒ္ဓအလိုကျအနိုင်ယူခြင်းဗုဒ္ဓအလိုကျအနိုင်ယူခြင်းဟောမဲ့ဘုန်းကြီးကလောလောဆယ်ဟိုဘက်ကဟာအဖွဲ့ကိုအရင်နိုင်အောင်ဟောမှတယ်ဟာအဖွဲ့တွေရောက်နေဟိုဘက်မှာဟိုဘက်ကဟာအဖွဲ့ဒီဘက်ကဝါအဖွဲ့နော်တရားနဲ့ပျော်ပြီးတော့ဝါကနေတန်းပြီးတော့အိပ်ပျော်သွားမှာဆိုတော့ဟာအဖွဲ့ဒီဘက်ကဝါအဖွဲ့ဘာအဖွဲ့လဲတကယ်ဝါမှာနော်ရှေ့ရတငယ်ချင်းတွေတော့ဟောသွားတယ်တငယ်ချင်းတစ်ပါးကမျက်စိမိတ်ပြီးတော့ပြောချင်တာပြောသူဟောချင်တာဟောအောက်ကပြိတ္တကဝါပြီးတော့လေတန်းပြီးတော့အိပ်ပျော်သွားရှိတယ်နော်နားလေပေးပါသူကဘူးမှစင်ပေါ်တက်ရတာဆိုတော့လေဘုန်းကြီးတို့လည်းဒီကစပြီးစင်ပေါ်တက်လိုက်တာအခုမဝေး3ပေါက်ရှိပြီတော်တော်ကျေတယ်တန်းရပြိတ္တတို့များတယ်တကယ်ကြီးမျက်စိမိတ်ပြီးတော့ရွတ်ချင်တာရွတ်နေတာအောက်ကပြိတ္တငိုက်တယ်လူကငိုက်နော်ပြန်နေတဲ့လူကပြန်ပါဘောနောက်ကလူကတော့မမြင်တော့ပြန်ပါဗျာအဲကြာနေကဆရာတော်ကြီးဟောတာသွားတရိရတယ်ဘုန်းကြီးတကွာဟာပြိတ္တမကြည့်ဘူးပြိတ္တမကြည့်ပဲမျက်စိမိတ်ပြီးသူဟောနေတာအတကုတ်တဏှာယူပဲ2နာရီပြိတ္တကဘုန်းကြီးမျက်စိမိတ်ရဟိုနောက်ကပြိတ္တဖဏလေးကန်ပြီးပြန်ဝါတယောက်ပြီးတယောက်ပြန်သွားတော့ဟိုးတောင်းနာမှာအဲ့ကလေးလေးကိုရင်ဝင်ပိုက်ထားတဲ့ဓမ္မကြီးတယောက်ပဲဓမ္မကလေးကအိတ်နေတယ်သူပြန်မရအောင်သူအကြံထုတ်တယ်ပြန်ကျင်နေပြီအဲ့နဲ့ကလေးကိုပေါင်စိတ်ဆွဲလိုက်တော့
ဆက်ကလေးကငိုဝါထားဖို့တဲ့ခါကျကလေးကိုနည်းနည်းခက်ပြင်းပြင်းဆက်ဆက်လေးဖြန့်ရိုက်ပြီးဟဲ့ကောင်လေးငိုမနေနဲ့ဟိုမှာနစ်ပထွေးကအခုဒီအဘိဓမ္မာမချသေးဘူးငိုမနေနဲ့ဟိုမှာနစ်ပထွေးကအခုဒီအဘိဓမ္မာမချသေးဘူးဆိုပြီးတော့ဘုန်းကြီးအလကားနေအချောင်ရတာနော်ပေးစားခံလိုက်ရတာမျက်စိမိတ်တော်သေးတယ်ငယ်ချင်းမျက်စိမိတ်ပြီးဟောတာအပေးစားမခံလို့နော်ပေးစားခံတယ်မစိုးပါဘူးကိုအရှုံးမရှိဘူးအရှုံးမိတိုင်းရင်ထမင်းကျွေးတဲ့ပြဿနာအကြောင်းခေါ်ထားပြီးတော့နော်အဲမဲ့ပြိဿရေဘုန်းကြီးတို့ကတော့နည်းနည်းလေးပါရင်နိုင်ရှိလာပြီဆိုတော့လေပါရင်နိုင်ပြိဿအခြေအနေသိလာပြီဆိုနည်းနည်းဝါခြင်းနဲ့ထင်လို့ရှိရင်လေဟာဖွဲ့ရစကားလုံးလေးနဲ့ဟာအောင်လုပ်လိုက်ရင်တော့မဝါလောက်လို့ထင်တာနော်မဝါလောက်ပါဒါပေမဲ့ပြိဿဘုန်းကြီးတို့ဂုံယူပါတယ်ဝမ်းသာပါတယ်အဲ့ဒီဟာအဖွဲ့နာမှာနေတဲ့လူတွေကဟာကိုမကြည့်ဘူးဗျာတဲ့အရှင်ဘုရားတရားနာကြည့်လို့လာပါတယ်ဗျာဆိုတော့ဩမစိုးတရားကိုချစ်တဲ့တရားကိုတန်ဖိုးထားတယ်ဟာထက်တော့သာသွားပြီနော်ဟာထက်တော့သာသွားပြီတရားလေးတွေရှိနေတဲ့ပုဂ္ဂိုလ်တွေနှလုံးသားထဲမှာငြိမ်းချမ်းတာပဲနော်ဟာတော့ဟာတယ်တည်ငါအားဖြင့်ရည်လက်ရပြီဆိုရင်အဲ့ဒီရည်မှုရဲ့နောက်မှာငိုမှုတွေပါတတ်တယ်တရားကတော့မရည်ရဘူးဒါပေမဲ့နှလုံးသားထဲမှာအေးချမ်းမှုတွေဖြစ်စေဒါကြောင့်မလို့ဘုန်းကြီးသူတို့ဟာအဖွဲ့နဲ့မပြိုင်လို့ပါဘူးဒါပေမဲ့လည်းဘသူအလိုကြပြိုင်မှုလိုတယ်ဆိုတော့ဗုဒ္ဓအလိုကြပြိုင်မှုတော့လိုတယ်ဘသူလိုကြလဲမြတ်စွာဘုရားရှင်အလိုကြအနိုင်ရအောင်ကြိုးစားရမယ်တဲ့ဘသူလိုကြလဲအနေဟဲကြည့်လိုက်တာမြတ်စွာဘုရားရှင်အလိုတော်ရအနိုင်ရအောင်ကြိုးစားရမယ်တဲ့တရားတန်လေးနဲ့ဟဲလိုက်တာဟိုဘက်ကဟာအဖွဲ့ကြားလို့ကြားညာဆိုပြီးတော့ကြားမှာမဟုတ်ဘက်ကထုနေတာအတကုံနော်ဘုရားအလိုကြအနိုင်ယူဖို့ဆိုရင်ဘုန်းကြီးတို့ပြိဿများကိုမေးဖို့တခုတော့ရှိတယ်အနိုင်နဲ့အရှုံးဘာနဲ့ပါလို့အနိုင်နဲ့အရှုံးမှာနိုင်တာတဲ့ရှုံးတာနိုင်တာရဲ့ရှုံးတာရဲ့ဘာကကောင်းလဲနိုင်တာကကောင်းသလားရှုံးတာကကောင်းသလားနိုင်တာကကောင်းပါရဲ့ဗျာနိုင်တာကကောင်းမယ်နော်နိုင်တာကောင်းမလားရှုံးတာကောင်းမလားနိုင်တာကောင်းပါဘူးအဲ့ဒါနဲ့ပတ်သက်ဘုန်းကြီးဒီ Chinese New Year ကိုရီးယားကိုပြန်သွားသေးတယ်တရားပွဲတွေကိုရီးယားမှာနှစ်တည်းကိုတရားပွဲရှိတော့ဒီကပြန်တော့ကိုရီးယားမှာလည်းနားမလားမနာဘူးကိုရီးယားတရားပွဲနှစ်ပွဲဗမာတရားပွဲနှစ်ပွဲဟောပြီးတော့9ရက်ပဲနေပြီးပြန်လာတာဖေဖော်ဝါရီ3ရက်နေ့မှာပြန်ရောက်တရုတ်နှစ်တည်းကိုပြည့်ရဟိုမှာတရားသွားဟောပြန်လာပြီးနောက်နေ့ရင်းငြိမ်မတရားဟောစက်တိုက်ရန်ကုန်ဟောမနေ့ရန်ကုန်ပြီးတော့ဒီနေ့မကွေးဟောမနေ့ကရေနံကြောင့်ကလေးတရားပွဲဟောပြီးလို့ရှိရင်အဲ့ဒီညမနေ့ကညကြောက်စဲမှာဟောကြောက်စဲရောက်တမင်္ဂါရက်ကိုပြောင်းပြီးတော့ဘုန်းကြီးဟောခြင်းလို့ဟောတာပြည့်တဲ့လူကလည်းရှင်မြတ်မနေ့ကဘာနေတော့ဘယ်နှစ်ရက်နေလို့ဖေဖော်ဝါရီ23ရက်ဘာနေလဲတော်သေးတယ်သိလို့နော်တချို့ကဘိုးချုပ်မွေးနေမသိဘူးဗလက်ထိုင်းဒေးတော့သိတယ်နော်ဗလက်ထိုင်းဒေးကဘယ်နည်းနေလဲကြီးကိုမာတုကမာတွေသိတာများတယ်အငယ်လေးတွေနော်ဘိုးချုပ်မွေးနေတော့မသိဘူးဗလက်ထိုင်းဒေးတော့သိတယ်နေတူးနေမြဲဒီနေ့ကဘာနေလဲ12ရက်ပြည်တော်စုနှစ် Union of Myanmar ဖြစ်အောင်ဘိုးချုပ်အောင်စံကြိုးစားခဲ့တယ်နော်မနေ့ကအဲ့ဒီကျေးဇူးရှင်ဘိုးချုပ်သခင်မွေးဖွားတဲ့ဗတ်သေးဘိုးချုပ်မွေးနေတပတ်ခါဘုန်းနဲ့မဆိုင်ဘူးဗလက်ထိုင်းနေပါလေလုံးနေနဲ့လူကျင်လို့ရှိရင်ဗလက်ထိုင်းနဲ့အထိန်အမှတ်နော်တယောက်နဲ့တယောက်ချောကလက်တော့မကျွေးကြနဲ့ကျွေးရင်အဲ့ဒါရာဂစိတ်တွေပါတယ်အဲ့တော့ကျွေးမဲ့ဘုန်းကြီးစီကိုလာပြီးတော့မနက်ဖြန်တပတ်က14ရက်နေ့ဗလက်ထိုင်းနဲ့အထိန်အမှတ်ဗျာအရှင်ဘုရားကိုတပည့်တော်ချောကလက်တစ်ပါးကင်လာလို့ပါတယ်ဘုန်းကြီးတာဓုကို6ကြိမ်ခေါ်ပေးမယ်3ကြိမ်ပို့ပြီးတော့လေအခုတော့မဟုတ်ဘူးသူတို့ချင်းချင်းနှာယောဂါထပြီးတော့ပေးတယ်ချောကလက်ဆိုတော့သာလုံးမန်းတော့ဒါပဲအဲ့ဒီ14ရက်နေ့73ရက်နေ့ဘိုးချုပ်မွေးနေ့ဖြစ်တဲ့အတွက်ကြောင့်အရှင်ဘုရားကြောက်စဲတရားပွဲကိုတော့ဘိုးချုပ်မွေးနေ့မှာဟောပေးပါဘုရားဆိုတော့ဘုန်းကြီးကြံတဲ့နေ့ဆိုရင်တော့ဟိုမှာတရားပွဲရှိတယ်လိုင်တရားပွဲ73ရက်နေ့ပေးထားပြီးသားဒါပေမဲ့လျှောက်တဲ့လူကအလျှောက်ကအရှင်ဘုရားကြောက်စဲပါဘုရားဘယ်နေလဲကြောက်စဲပါဘုရားကြောက်စဲဆိုဘုန်းကြီးဩကျေးဇူးရှင်တခါကြီးကိုသွားတတိရတက်ချုပ်ကြီးရဲ့ဇာတိချက်ချွေမွေးရမြင်ရကြောက်စဲပဲအဲ့ဒါကြောင့်ပြောင်းပလိုက်တာလှန်ရဟောမဲ့73ရက်ကို10ရက်နေ့အရှင်ပညာဝရနဲ့နည်းနည်းချိန်ပြီးတော့အရှင်ပြန်တပည့်တော်10ရက်နေ့ဟောမယ်ဗျာလိုက်မှာ73ရက်နေ့တပည့်တော်ကြောက်စဲပေးပါဗျာဆိုဘုန်းကြီးကြောက်စဲမှာမနေ့ကဟောမှာ
ရှင်ထဲမှာခံစားနေရတဲ့အောက်လုံးနေနော်အဲ့ဒီမှာသွားပြီးပေါက်ပွဲမလားလို့စဉ်းစားတာထိုက်တဲ့လူကြောက်စဲလိုက်ခဲ့ဒကာကြီးရဲ့ဇာတိချက်ကြီးမွေးရဲ့နေမှာဓမ္မနဲ့သွားပြီးကျေးဇူးဆန်ဓမ္မကင်ပြီးတော့သွားတယ်တရားကင်ပြီးသွားမှာနော်ကိုလိုခုတ်တဲ့ဓမ္မမဟုတ်ဘူးတရားနဲ့သွားပြီးကျေးဇူးဆက်မဲ့တဲ့အဲ့73ရက်အဲ့မှာကြောက်စဲမှာဟောပြီး14ရက်ဘုန်းကြီးဒလကိုကြွပါ15ရက်ဒေဒီရက်16 19ကြိုက်ခမီ18ရက်ရန်ကုန်19ရက်တာယာဝတီဟာဆုံးနေတော့နေပြီးတော့ပါသေးတယ်2လပိုင်းကပြည့်သွားပြီအေးအဲ့ဒီလိုမအားလက်တဲ့ကြားကမကွေးကိုဒီအောင်မြင်ဉာဏ်အောင်မြင်ဖရာကနေမနစ်ကဟောပြီးတော့ပေါက်သွားလိုက်တယ်လို့ပြောရမှာပေါ့နော်ပေါက်တယ်လို့ပြောလူစကားနဲ့ပြောရင်စီဒီရတဲ့ငကူကအလဲအပေါက်ကြီးလေအဲ့ဒီအပေါက်တွေရောင်းရတာစီဒီအဲ့ကနေမကွေးနိုင်ပြည်မှုအသင်ပင့်အဲ့ကနေပြီးတော့ဦးမင်းလာအထက်မင်းလာရေနံကြောင်းအခုမြို့သစ်က2ရက်ပေးပါဆိုလမ်းမှာပဲလာဆောင်ပြီးဓာတ်ပုံကြီးကိုပေးလိုက်ရတယ်ကြွားတာမဟုတ်ဘူးသူညီးကြွားတယ်ခေါ်အဲ့ဟာဘုန်းကြီးညီမလေးအချင်းချင်းတခါကြိုက်ညီးကြွားတယ်လို့ခေါ်တယ်ညီးကြွားဆွမ်းစားတယ်လည်းများလိုက်တာကြွားမကြွားနိုင်တော့ဘူးဒါသူဘုံကြီးတယ်ဆိုတာပြောတာပဲဆွမ်းစားတယ်လည်းနေတိုင်းကြွားနေရတာတဲ့ကြာတော့ကြွားတော့မကြွားခြင်းတော့ဆိုတာဒါညီးကြွားတယ်ခေါ်တာပဲနော်အခုလည်းပဲတရားပွဲတရားများလိုက်တာကြွဖို့မကြွခြင်းတော့ဘူးတကယ်ပင်ပန်းလာပြီဆိုဘုန်းကြီးတို့ရဲ့အချိန်ကြီးကဒီကားပေါ်မှာပဲချင်းကုန်တယ်ကားပေါ်မှာချင်းကုန်တာအခုကားလေးကလည်းအကျွေးလေးနဲ့ဝယ်ထားတာဒီကလည်းခဏခဏပြောရတယ်မကွေးမှလည်းပြောရတယ်ဘုရားအလူရှင်မပေါ်သေးဘူးဟမ်အခုမကွေးရတော့ဆရာတော်ဘေးရင်ကင်းပါစေအဲ့လိုပို့တယ်ဒီကအဲ့လိုမဟုတ်ဘာတိုက်မင်းလည်းမသိဘူးဟိုမှာကတော့ဆရာတော်ဘေးရင်ကင်းပါစေဆိုကိုကကြားတာဆရာတော်အကျွေးတွေကင်းပါစေသူ့ဖိုးလည်းကြည်ပါစေတန်ဖိုးလည်းကြည်ပါစေအဲ့လိုမျိုးကြားတယ်အကျွေးတွေများတယ်အကျွေးနဲ့ဝယ်ထားအဲ့ဒီကားပေါ်မှာအချိန်ကတော့ခန္ဓာကိုယ် body structure ကလေကားကုရှင်ပုံစံဖြစ်နေတာခန္ဓာကိုယ်ကားကုရှင်ပုံစံဖြစ်နေတဲ့အခါကျကျမ်းမာရတော့အရေးကြီးတာပဲကျမ်းမာရတော့အထူးပြုရမယ်ဆိုတော့အစီစိတ်နဲ့ရှော့စီစိတ်စားလို့မရဘူးဒီလှုပ်ရှားမှုအားနေတဲ့အခါကျအခုတိတာလာတယ်မနစ်ကရုပ်လေးနဲ့ဒီနှစ်ရုပ်တူသလားမတူဘူးလားပို့ပြီးတော့အိုစားလာတယ်နော်မြောက်မပြောနဲ့မအိုပါဘူးဘုရားဆိုတာသိနေနိုင်မြောက်ပြောတာမနစ်ကတော့နည်းနည်းပိန်သေးတယ်ဟောတတဖတ်တာဖိုးဖိုးတေးတေးလေးကိုအခုတော့ဝဝဖိုက်မိုင်ထောင်ထောင်မောင်းမောင်းပြောင်းပြောင်းတင်းတင်းဆက်ကြောပါပြက်လာတယ်ပြောတာရှိပြောတော့တဲ့ရဲ့အဲ့တော့ဘုန်းကြီးကိုရီးယားတရားပွဲတော့ဟောရင်းနဲ့အဲ့ဒီပွဲတစ်ပွဲမှာကိုရီးယားတွေဟောဖြစ်တယ်ကိုရီးယားတွေဟောဖြစ်နေအဲ့ဒီတရားပွဲမှာဘုန်းကြီးနဲ့အတူကြောင်းတက်ခဲ့တဲ့ကျောင်းသားလေးတယောက်လည်းလာပြီးတော့တရားလာနာတယ်အဲ့ကိုရီးယားတရားပွဲဒီနေ့မြူရီးယားမှာလာနာတော့ကလေးကသူနဲ့အတူကြောင်းတက်တော့သူမေးထားတဲ့မေးခွန်းလေးကိုပြန်ဖြေပြပါတဲ့ဟာငါမမှတ်မိတော့မင်းဗာမေးထားတာတော့အဲ့တော့ရှင်ပြတပည့်တော်မေးထားတယ်ဗျာတဲ့စွနေဂျောနုဘုခန်းအီဂီကိုရှိဖို့ယောအော်တော့ကခါမြအီဂီစုအစ်စကာယောရာနန်ချီလမနမရောပတ်ဆိုယောတဲ့ရှင်ပြမမှတ်မိဘူးလားဗျာတဲ့အရှင်ပြကိုတပည့်တော်ကြောင်းတက်တော့မေးထားတယ်ဂျောနုဘုခန်းအီဂီကိုရှိဖို့ယောတပည့်တော်မြောက်ကိုရီးယားကိုနိုင်ကျင်တယ်ဗျာသူအဲ့တော့မေးတာအဲ့တော့ပြန်မှတ်မိတယ်စွန်နင်ဂျောနန်ဘူခန်နိုအီဂီကိုရှိဖို့ယောအော်တော့ကခါမအီဂီစီအစ်စကာယောရှင်မယားတပည့်တော်မြောက်ကိုရီးယားကိုအနိုင်ရကျင်တယ်ဗျာဘလို့လုပ်ရင်တပည့်တော်အနိုင်ရမလဲဗျာတဲ့အော်တော့ကခါမြောက်အီဂီစီအစ်စကာယောတဲ့အဲ့ကလေးကမေးတာဘုန်းကြီးတို့နေတာသာသနာပြုနေတာတောင်ကိုရီးယားနဲ့မြောက်ကိုရီးယားက1949 50 51တောင်မြောက်စစ်ပွဲနော်အဲ့ဒီတိုင်းပြည်ခေါင်းဆောင်တွေမတက်ရနဲ့တစ်ဖက်တစ်ဖက်ရန်ပြစ်ရနဲ့လူမျိုးတစ်မျိုးတည်းရှိတဲ့နိုင်ငံကခွဲလိုက်ရတဲ့အလယ်မှာဘော်ဒါဧရိယာလုပ်ပြီးတော့ဟိုဘက်မြောက်ကိုရီးယားဘက်ကအချမ်းကမြို့တော်ကပြုံရန်တောင်ကိုရီးယားမြို့တော်ကဆိုးအဲ့ဒီဂျားမှာဘော်ဒါဧရိယာထားပြီးတော့ကလေးတွေအမျိုးတွေဒါကြောင့်မို့အခုဆိုရင်သူတို့ညှိနေတယ်အဲ့ဒီတော့ကွဲသွားတဲ့အမျိုးတွေပြန်တွေ့လို့ရအောင်ဆိုပြီးတောင်ကိုရီးယားအစိုးရနဲ့မြောက်ကိုရီးယားအစိုးရကညှိနေရတယ်အဲ့လိုညှိလို့ချင်းသူတို့သဘောတူသွားရင်တော့ဟိုဘက်ကအမျိုးတွေဒီဘက်ကအမျိုးတွေတွေ့ရမှာတလူမျိုးတဲ့လေကိုရီးယား100ကျော်ရှိတဲ့လူမျိုးတွေသူတို့မှတစ်မျိုးတဲ့ဘာသာစကားလည်းအတူတူပဲအဲ့ဒီအစိုးရမင်းများမတက်တာနဲ့နိုင်ငံကိုဘော်ဒါဧရိယာခွဲပြီးတောင်မြောက်လှုပ်လိုက်ရတယ်တောင်နဲ့မြောက်ကွဲတာကအရေးမကြီးဘူးအဲ့ဒီကွဲသွားတဲ့သမိုင်းကြောင်း history ကိုသမိုင်းကိုစာသင်ကျောင်းတွေမှာသင်ရတဲ့အခါကျတော့ကလေးတွေရဲ့စိတ်ထဲမှာအဲ့ဒီသမိုင်းကြောင်းအမုန်းတရားတွေရှိနေတာမူတောင်ကိုရီးယားဆိုရင်ဂျပန်ဆိုရင်အញ្ញမ်းမုန်းတယ်။ဘာလို့ဂျပန်လက်အောက်ကိုရောက်ခဲ့တာလဲ။ဂျပန်အောက်ကိုရောက်ခဲ့တာ။ဟ
ဘုန်းကြီးတို့နိုင်ငံလည်းဂျပန်လက်အောက်ကိုရောက်ခဲ့တာပဲဘုန်းကြီးတို့လူမျိုးတွေကလုံးဝအစဲမထားဘူးအခုဆိုရင်ဂျပန်ကတော့ကောင်းတယ်လုပ်နေတာလေဂျပန်လည်းခွာချပြီးတာဟိုပါးရိုက်ပြီးတော့အုပ်ချုပ်သွားတဲ့ဂျပန်လူမျိုးတွေတောင်မှတို့ဗမာလူမျိုးကစစ်သားတွေဆိုကယ်ပြီးတော့ပေးထားခဲ့လိုက်တယ်အဲ့ဒီကျေးဇူးနဲ့ဂျပန်လည်းကျေးဇူးတင်တော့ဥပမာပြီးပြန်ပြီးတော့လျှော်တင်တာလျှော်ပြန်ပြီးထောက်ပံ့တင်တာထောက်ပံ့တာနော်ဘုန်းကြီးတို့ဗမာလူမျိုးတွေကလေအဲ့ဒီလိုအညှိုးမထားပါဘူးသူတို့တွေကြတော့အဲ့ဒီအညှိုးတရားနဲ့တောင်ကိုရီးယားကဂျပန်ဆိုအသေးမုန်းတာတမိုင်းကြောင်းအမုန်းတရားအဲ့ဒီကလေးကလည်းပဲမြောက်ကိုရီးယားတောင်ကိုရီးယားကလေးကမြောက်ကိုရီးယားကိုလည်းတမိုင်းကြောင်းရမုန်းတာအဲ့ဒီတမိုင်းကြောင်းအမုန်းတွေကိုမချေဖြတ်နိုင်တော့အဲ့ဒီအမုန်းတရားဘုန်းကြီးတို့ကယိုရီးယားကဗမာဆိုသိမ့်မုန်းတာယိုရီးယားကလည်းဘာလို့မုန်းလဲဆိုတော့အဲ့ဒီဦးအောင်စီကဝင်ရင်းတို့နဲ့တက်ပြီးတော့ယိုရီးယားကိုသိမ်းထားတာပြီးတော့အခုအယုဒ္ဓယမှာပြင်းမပြင်းဘူးအယုဒ္ဓယမြို့တော်မှာရှိတဲ့ဖျားပြက်တွေကျောင်းပြက်တွေဒီတိုင်းထားတာသူတို့ကနိုင်ငံတကာဧည့်သည်လိုက်ဒါဗမာတွေပြည့်စည်သွားတာသူတို့ကဗမာကိုဘာမကိုဖာမလို့ခေါ်တာဖာမတွေပြည့်စည်သွားတာယူရီးယားအတန်တွင်နေလေအဲ့ဒီအမုန်းတရားနဲ့သူတို့အဲတနည်းနည်းနဲ့တရိษံုံမှာတိုက်ပွဲတွေတကယ်တရိษံုံထဲမှာပြတဲ့ရှိုးတွေကြတော့ဟိုမြန်မာနဲ့ယူရီးယားနဲ့တိုက်ပွဲဖြစ်တယ်စင်နေနဲ့တိုက်ရတယ်စင်ကိုမြန်မာတွေကစင်ပိန်လေးတွေသူတို့ကစင်ကောင်ကောင်းကြီးကြီးနဲ့တိုက်ပွဲလုပ်တာအဲ့ရှိုးမှာတော့ဗမာရှုံးတယ်လက်တွေအားဖြင့်တော့သူတို့ကရှုံးခဲ့ပြီအဲ့ဒီတမိုင်းကြောင်းအမုန်းတရားကအခုထိပဲယူရီးယားတွေဗမာဆိုမုန်းနေတော့မယ်ယူရီးယားဘုန်းကြီးတွေကလည်းဗမာဆိုမုန်းနေတာပဲအဲ့တော့တောင်ကိုရီးယားကလေးရလည်းအဲ့ဒီမြောက်ကိုရီးယားကိုအဲ့ဒီအမုန်းတရားနဲ့သူတို့အောင်ဆန်းစာကွန်ဆိုတာရှိခဲ့ဘူးလေအောင်ဆန်းစာကွန်ဆိုတာကသူတို့ချန်တူးဝန်လက်ထက်ဗိုလ်ချုပ်အောင်ဆန်းအာဇာနည်ဗိမာန်ကိုအလေးပြုဖို့လာမှာမြောက်ကိုရီးယားကသူရှိုရီးယားလာပြီးတော့ဘုံခွဲတာလေကြားဘူးလားမလားဟုတ်လို့လားသမိုင်းကြောင်းနေမိနေမှာဆိုတော့ဗမာတွေကဗမာသမိုင်းတော့သိတာမဟုတ်ဘူးနော်သမိုင်းမတိုင်အားနဲ့တူတယ်ကိုယ်သမိုင်းကိုသိအောင်ရောအဲ့ဒီကစပြီးတော့ဂျပန်ကိုရီးယားကိုမြောက်ကိုရီးယားကိုသူကမုန်းနေတာမုန်းတယ်အဲ့ကလေးရတယ်ပဲအဲ့ဒီအမုန်းတရားနဲ့တောင်ကိုရီးယားကလေးကမြောက်ကိုရီးယားကိုစနေဂျွန်နုဘူခန်းတို့အီကီကိုရှိဖို့ယူအော်တိုကခါမြန်အီကီစီအစ်စကာယူတပြီးတော့တောင်ကိုရီးယားကလေးတွေကမြောက်ကိုရီးယားကိုတပြီးတော့မြောက်ကိုရီးယားကိုနိုင်ကျင်နေဗျာအော်တိုကခါမြန်အီကီစီအစ်စကာယူဘလို့လုံးရင်တပြီးတော့သူတို့အနိုင်ရနိုင်မလဲဗျာအဲ့သူ့မြတ်ဝဲညီကအီကီကိုရှိဖို့ယူညီမင်းကဘာဖြစ်လို့နိုင်ကျင်ရတာလဲခညာအီကီကိုရှိဖို့ယူစနေနိုင်ကျင်တာတခုပဲသိတယ်ဗျာတဲ့အပြေမပေးဘူးသူ့အထက်မြတ်ဤကေကိုနာသောမောကတွဲစုအစ္စကာမင်းနိုင်သွားတော့မင်းဘာဖြစ်မယ်ထင်လဲနော်တို့ဟိမုခါစုအစ္စကာသူတို့ကိုနိုင်သွားတဲ့အတွက်ကြောင့်မင်းပျော်မယ်လို့ထင်လားပျော်နိုင်မယ်လို့ထင်လားကိုယောဟာစုအစ္စကာမင်းငြိမ်းချမ်းသွားမယ်လို့ထင်လားလို့သူ့ကိုမေးတော့အဖြေမရှိဘူးအဖြေမတတ်ဘူးအဲ့ဒါဘုန်းကြီးက from the point of view of the Buddha teaching မြတ်စွာဘုရားရှင်ရဲ့အလိုအရမြတ်စွာဘုရားရှင်ရဲ့အဆုံးအမသူပါဠိတစ်ခုထုတ်ပြဇယံဝေရံပတ္တဝတိဒုက္ခံသေတိပရာဇိတောဥပါတံတောဒုက္ခံသေတိဟိတဝစရပရာဇယံဇယံအနံ့ရသောသူသည်ဝေရယံကိုပတ္တဝတိတိုးပွားစေ၏အနံ့ရတဲ့ပုဂ္ဂိုလ်တွေကယံများတဲ့ပရာဇိတောဒုက္ခံသေတိပရာဇိတောရှုံးနေသွားသောသူသည်ကဒုက္ခံဆင်းရဲစွာသေတိနေရတတ်ပါပေ၏ရှုံးသွားတဲ့ပုဂ္ဂိုလ်ကတော့ဆင်းရဲတဲ့စရပရာဇယံအနံ့အရှုံးကိုဟိတဝါဆွန်ထားတဲ့သူတွေကတော့ဥပါတံတော်ကိလေသာအပူငြိမ်းတဲ့အတွက်ကြောင့်ဒုက္ခံချမ်းသာစွာသေတိနေရတတ်ပါပေ၏ဘယ်သူကမှလည်းအနိုင်မယူဘယ်သူကမှလည်းအရှုံးမပေးတဲ့စိတ်ဓာတ်နဲ့အနိုင်အရှုံးကိုဆွန်ထားတဲ့သူတွေကတော့ဥပါတံတော်လောဘဒေါသမောဟစတဲ့ကိလေသာအပူတွေငြိမ်းတဲ့အတွက်ကြောင့်ဒုက္ခံချမ်းသာစွာသေတိနေရတတ်တဲ့အနိုင်အရှုံးသတ်မှတ်တဲ့အပိုင်းမှာဘယ်ဆုံးတရားကိုအနိုင်ယူတဲ့အပိုင်းတွေမှာအနိုင်ရတဲ့ပုဂ္ဂိုလ်တွေကြတော့ဝေရံပတ္တဝတိအနိုင်ရရင်ဉာဏ်များတဲ့အနိုင်ရရင်ပါများလဲပရာဇိတောဒုက္ခံသေတိပရာဇိတောရှုံးနေတဲ့သူတွေကတော့ဒုက္ခံဆင်းရဲစွာသေတိနေရတတ်တဲ့ရှုံးနေတဲ့ပုဂ္ဂိုလ်ကတော့ဆင်းရဲတယ်ရှုံးတဲ့ပုဂ္ဂိုလ်ကစရပရာဇယံအနိုင်ရှုံးကိုဟိတဝါဆွန်ထားတဲ့သူတွေကတော့အနိုင်ရှုံးဆွန်ထားလို့ရှိရင်တော့ဥပါတံတော်လောဘဒေါသစသည်မရှိတဲ့အတွက်ကြောင့်ဒုက္ခံချမ်းသာစွာသေတိနေရတတ်တဲ့အနိုင်လည်းမယူအရှုံးလည်းမပေးဘဲနေတဲ့စိတ်ဟာချမ်းသာတယ်အနိုင်ရှုံးဆွန့်ထားရင်ဘာဖြစ်လဲ
ဒီတော့အနိုင်အရှုံးပြိတ္တဲ့နိုင်တာနဲ့ရှုံးတာဘာကောင်းလဲအညူးညူးပဲနော်ခုနဘာကောင်းလဲခုနကတော့နိုင်တာကကောင်းနေတဲ့အခုတော့နိုင်တာလည်းမကောင်းဘူးရှုံးတာလည်းမကောင်းဘူးအဲ့ဒါပဲတရားနာခြင်းအကျိုးတရားမသိခင်ကတော့ကိုထင်ရကိုပြောမှာပဲတရားသိသွားတော့အပြေမမြောင်းသွားဘူးလားမသိတာကအဝိဇ္ဇာသိတာကပညာသိသွားရင်ပြောင်းလိုက်ပြီဟုတ်လားဒါကြောင့်လည်းဘယ်သူကမှလည်းအနိုင်မယူပါနဲ့အနိုင်ရရင်ရံများတယ်အနိုင်ရရင်ပါများလဲလက်တွေ့ပဲလေဒီရက်ကွက်ကဟိုဘက်ရက်ကွက်ကလေးနဲ့ရံဖြစ်ရှုံးသွားတဲ့ကလေးကမကျင်းတတ်ဘူးကျင်းတတ်မလားအုပ်စုတို့ဖွဲ့ပြီးတော့တစ်ခါပြန်ပြီးအနိုင်ယူမှာပဲဒီဘက်ရွာနဲ့ဟိုဘက်ရွာရံဖြစ်လို့ရှိရင်ရှုံးသွားတဲ့ရွာကအုပ်စုဖွဲ့ပြီးတော့ပြန်လာပြီးတော့အနိုင်ယူမယ်အဲ့ဒါပဲအနိုင်ရတဲ့ပုဂ္ဂိုလ်ကရံများတယ်ရှုံးသွားတဲ့ပုဂ္ဂိုလ်ကချမ်းသာမယ်ထင်လားရှုံးရင်ဆင်းရဲတာနော်အနိုင်အရှုံးမရှိတာကောင်းတယ်ဒါဖရာအလိုကြကဲဆိုကြည့်လိုက်အနိုင်ရညာထိုသူအားတိုးပွားရန်ထိုရှုံးနေသွားသူမြတ်ထိုသူတိုးမှုဆင်းရဲပုံအရှုံးအနိုင်ဆုံးလွတ်နိုင်ဆုံးတိုင်းချမ်းသာပုံအနိုင်ရညာထိုသူအားတိုးပွားရန်ထိုရှုံးနေသွားသူမြတ်ထိုသူတိုးမှုဆင်းရဲပုံအရှုံးအနိုင်ဆုံးလွတ်နိုင်ဆုံးတိုင်းချမ်းသာပုံအနိုင်ရှုံးသတ်မှတ်တဲ့အပိုင်းမှာသူများကိုအနိုင်ရခြင်းဟာအနိုင်ရခြင်းမဟုတ်ပါဘူးတဲ့အနိုင်ရတဲ့ပုဂ္ဂိုလ်တွေအတွက်ရံများတဲ့ရှုံးနေသွားရင်လည်းပဲဆင်းရဲတာဖြစ်တဲ့အတွက်ကြောင့်ဘုရားအလိုကျဘယ်သူကိုမှအနိုင်မယူခြင်းကြပါနဲ့ဟုတ်ရဲ့လားအဲဘုန်းကြီးတို့ဟာအဖွဲကိုအနိုင်ယူခြင်းနဲ့စိတ်မရှိဘူးသွားကျင်တပတ်ဆိုရင်တရားပွဲပြီးရင်သွားရင်မိသေးတယ်နော်အဲ့ကြမှာသူတို့အရှိန်တက်မှာလေအဲ့ကြမှာသွားကောင်းတယ်တရားလဲနာဟိုဘက်ကိုလည်းသွားပါဘုန်းကြီးကဟိုနည်းမဖြစ်ပါဘူးမချုပ်တီးပါဘူးနော်မိပါသေးတယ်စိတ်ချလက်ချတာနာ10နာရီခွဲအထိပဲဟောမှာများသေးတယ်9နာရီခွဲအထိ9နာရီခွဲဆို17နာရီမလုပ်ပါနဲ့တခါကြီးရဲ့လဲเจ้าနေလဲနားလာပါပြီဟောရပြောရတာကနော်ခန္ဓာကိုယ်လည်းပဲပင်မလာပါပြီထိုင်ရတာကနော်စင်ပြီးရင်ပြည့်တယ်ဟောပါမယ်နော်ဟိုဇတ်သမားတွေလိုပဲသူကဂရင်းတွေ့ရင်ပြည့်တယ်ပါဇက်ကထွက်တာဘူးအဲ့တော့အနိုင်အရှုံးနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားရှင်အလိုရသူများကိုအနိုင်ယူဖို့မကြိုးစားနဲ့ခါကြဘုန်းကြီးတို့လောကကြီးကိုပြန်စဉ်းစားကြည့်တယ်လူတွေပေါ့အထူးသဖြင့်ဗုဒ္ဓဘာသာနိုင်ငံမှာရှိတဲ့မြန်မာလူမျိုးတွေအထူးသဖြင့်ဟိုတုန်းကလူအဖွဲ့အစည်းတွေအနိုင်သိယူခြင်းကြတာပဲဂုံရှိတဲ့ပုဂ္ဂိုလ်ကဂုံနဲ့အနိုင်ယူတယ်ယာတုရှိတဲ့ပုဂ္ဂိုလ်ကယာတုနဲ့အနိုင်ယူတယ်ငွေရှိတဲ့ပုဂ္ဂိုလ်ကငွေနဲ့အနိုင်ယူတယ်မယူလားလူတွေကိုချင်းစာတရားတွေပြောက်ကိုချင်းစာတရားပြောက်တဲ့အခါကျတော့ပတ်စံရှိတဲ့ပုဂ္ဂိုလ်အဲ့ဒီပတ်စံကိုအမိပြုပြီးတော့မာနတက်တယ်နော်ဂုံရှိတဲ့ပုဂ္ဂိုလ်ဂုံကိုအမိပြုပြီးတော့မာနတက်တယ်ယာတုရှိတဲ့ပုဂ္ဂိုလ်လည်းယာတုကိုအမိပြုတော့မာနတက်တယ်ပြည်တယ်ဒါကြောင့်အဲ့ဒီဒရင်ကအရှိတရားဘာအရှိတရားလဲအဲ့ဒီယာတုဌာနနာဂုံပါဝါတွေဆိုတာသာဝရရှိလားဒရင်ကအရှိလား Nothing is impossible so impermanence ပဲဘာမှအကြာချင်းပြုတည်ငါအားပဲရှိအဲ့ဒီတည်ငါရှိတဲ့အရှိတရားလေးကိုအမြဲပြုပြီးတော့ပတ်စံရှိတဲ့ပုဂ္ဂိုလ်ကမာနဝင်တယ်အရှိတရားပေါ့ယာတုရှိတဲ့ပုဂ္ဂိုလ်ကယာတုအရှိန်နဲ့မာနရှိဂုံရှိတဲ့ပုဂ္ဂိုလ်ကဂုံအရှိန်နဲ့မာနရှိပြီးတော့လူရဲ့သဘောကပြိဿရဲ့ကိုယ်ကိုအစဉ်ချင်းမာနဝင်သွားရင်အလိုလိုသူများကိုအထင်သေးသွားပြီလားကိုမာနဝင်ထားတဲ့သူကမာနကြီးတဲ့သူဒီသူများကိုအလိုလိုအထင်သေးသားပြီလားမာနကြီးရင်ဂါရဝမရှိတော့ဘူးမာနကြီးရင်ဂါရဝတရားတွေလည်းညော့လာတဲ့ဂါရဝဆိုအယုသေးပေးတာ respect ပေးတာမာနကြီးလို့ရှိရင်နိဝါဒတရားဆိုနှိမ့်ချတတ်တဲ့တရားတွေလည်းညော့မာနကိုအခြေပြုပြီးတော့အယုသေးတွေမရှိတော့ဂါရဝတရားနှိမ့်ချတတ်တဲ့စိတ်တွေမရှိတော့နိဝါဒတရားဂါရဝနိဝါဒတရားဆိုတာပြိဿရဲ့မင်္ဂလာတရားဘာတရားလဲမင်္ဂလာတရားဟာကုသိုလ်လားအကုသိုလ်လားအဲ့တော့ကမာနကိုအခြေခံပြီးတော့အဲ့ဒီဂါရဝနိဝါဒမရှိတော့ဘူးဆိုရင်လို့အဲ့ဒီပုဂ္ဂိုလ်ကအကုသိုလ်ဖြစ်သွားတယ်
အာဟုတုကောင်းကြီးဖြစ်သွားဟာသိကြောက်เสียကောင်းတယ်ဒါကြောင့်မလို့မန္တလေးဆရာတော်ဘုရားကြီးရဲ့ကြပြလေးမာနာကြီးကခွေးမိပမာမိစွာပါရှင်ထောင်ကမတ္တသုံးမကြဘူးတဲ့မာနာကြီးကခွေးမိပမာမိစွာပါရှင်ထောင်ကမတ္တသုံးမကြဘူးတဲ့မာနာကြီးလေမာနာကြီးတဲ့ပုဂ္ဂိုလ်ကခွေးမိတဲ့အတူတူပဲတဲ့ခွေးမိတွေမထောင်ဘူးလားအဲ့ဒီထောင်တဲ့ခွေးမိဘယ်နာအသုံးတဲ့လဲဘယ်နာမှအသုံးတဲ့ဘူးဒါကြောင့်မလို့မာနလည်းအဲ့လိုမာနာကြီးကခွေးမိပမာမိစွာပါရှင်ထောင်ကမတ္တသုံးမကြဘူးတဲ့အဲ့ဒီမာနရှာရှံမြင့်ဝင်လာရှိတဲ့လူကလည်းရှိတဲ့မန်မရှိတဲ့လူကလည်းမရှိတဲ့မန်မရှိတဲ့ပုဂ္ဂိုလ်ကမာနဘာဝင်စားရှိလဲဒါမှလည်းအဲ့ဒီမရှိတဲ့ပုဂ္ဂိုလ်လေဟိုငါတို့ကမရှိတာအေးကိုမာနနဲ့ကိုလေအဲ့လိုလုပ်သေးတာမရှိတဲ့လူကလည်းမရှိတဲ့လူကလည်းမရှိတဲ့မန်ဒါကြောင့်တစ်ခါကပြောတရောင်းစားထမင်းဝါတော့ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုမရှိတဲ့လူကလည်းမရှိရစ်ဆိုတဲ့မန်ရှိတယ်ရှိတဲ့လူကလည်းရှိတဲ့မန်မာနဆိုရှာတံပေးတတ်တာအသက်အရွယ်ကြီးတဲ့ပုဂ္ဂိုလ်ကလည်းကြီးတယ်ဆိုတဲ့မန်ဝရမန်ငယ်တဲ့ပုဂ္ဂိုလ်ကလည်းငယ်တဲ့ဆိုတဲ့မန်ရှိတယ်ဗျယုပနမန်နဲ့အဲ့ဒီမာနတွေအလိုလိုရှာကြံပြီးတက်နေတာဖြစ်တဲ့အဲ့ဒီတရင်ကအရှိတရားလေးပုံမှာမာနမဝင်မိအောင်နေကြဘာမှအကြာကြီးမဟုတ်ဘူးရှိတော့လည်းပဲရှိတဲ့အလျောက်ပူရတာပဲမပူပါဘူးလားမရှိတော့လည်းပဲမရှိတဲ့အလျောက်ပူရတာပဲဒါကြောင့်ဗမာစကားမှာမရှိတောင်းတရှိကြောင်းကြပါတယ်တော့မရှိတော့လည်းပဲလိုချင်တယ်ဗာလေးရချင်တယ်ဗာလေးလိုချင်တယ်အဲ့ဒီတောင်းတလို့ရလာတဲ့အခါကျတော့ဓာလေးအပေါ်မှာဆွဲလန်းသွားတာစိုးရိမ်မှုတွေကြောက်ကြမှုတွေဖြစ်လာဒါကြောင့်မရှိတော့လဲပူဝရှိတော့လဲပူဝမရှိတော့လဲဒုက္ခရှိတော့လဲဒုက္ခမရှိတဲ့ဒုက္ခနဲ့ရှိတဲ့ဒုက္ခဘယ်ဒုက္ခကိုကြီးလဲဆိုရင်ပြိဿရဲ့သေချာဖြေနော်မရှိတဲ့ဒုက္ခနဲ့ရှိတဲ့ဒုက္ခကကိုကြီးတယ်ဟုတ်လားတချို့ဓမ္မကြီးတွေရှင်ဗျာတပည့်တော်ရှင်ဗျာတရားပွဲနာကျင်တယ်ဖေအိမ်မှာကဘယ်သူမှမရှိလို့ဖေတဲ့အိမ်မှာလူမရှိလို့တပည့်တော်အိမ်မှာသခိုးခုံမှာဆိုလို့အိမ်မှာဘယ်သူမှမရှိလို့အရှင်ဖေရဲ့ဓမ္မသဖြင့်တရားပွဲတော့မလာနိုင်ပါဘူးဖေပူရတာလေအိမ်မှာဘယ်သူမှမရှိလို့တရားပွဲမလာနိုင်တဲ့အဲကြောင့်ဘုန်းကြီးတို့ကတော့လေဘုန်းကြီးတို့ပြိဿရဲ့တကယ်အတော်ချစ်ချူပါလေဒီတရားပွဲလာတဲ့လူတွေကမရှိတဲ့လူတွေပဲဖြစ်မှာပဲရှိရင်သူတို့အိမ်မှာခိုးမှကြောက်လို့မလာဘူးလေလာတဲ့လူကမရှိတဲ့လူတွေမလာတဲ့သူကရှိတဲ့သူတွေအဲ့လိုပဲတွေ့ရမယ်မရှိတဲ့လူလေးတွေကိုမရှိတဲ့ဘုန်းကြီးကလာပြီးတော့တရားဟောနေတာသာဓုပါဗျာသာဓုပါကားလည်းအကျွေးရပတ်နေသေးတယ်ဒါလေးကထည့်ပြောတော့ခုဒီဘုရားမှလာပြီးတော့မယူကြဘူးလကားနောက်တာပါဘုန်းကြီးတို့တရားတွေလိုက်ဟောနေတာကနော်နဝကမ္မကအရေးမကြီးပါဘူးဓမ္မပူဇာကသာအဓိကပါပဲပြန်လူလို့ရအောင်ပြန်လို့ရမရှိတော့လဲပူရတယ်လေရှိတော့လဲပူရတယ်တဲ့မရှိလို့ပူရတဲ့ဒုက္ခတဲ့ရှိလို့ပူရတဲ့ဒုက္ခကပူပန်းတယ်ဘာမှမရှိခင်တော့ဘာမှမပြေဘူးရှိတာလေးနဲ့စားအဲ့ချင်းတဲ့နေရာထိုးအိတ်ရှိတဲ့အခါကျတော့အိမ်မှာဘူးမှမရှိဘူးရောက်တဲ့နေရာအိမ်ရောက်အောင်ပြန်ပြေးရတာအဲ့ဒုက္ခလေဘုန်းကြီးကကားအကျွေးနဲ့ဝယ်ထားတာလေမရှိတော့ကတော့ဒကာရမတွေပို့တဲ့ကားနဲ့စိတ်ချလက်ချဘာမှပူစရာမလိုအခုဒီပရာဒိုလေးတစ်စီးအကျွေးလေးနဲ့ရတာတော့အဲ့ဒီကားလေးကိုပူနေရတာဟိုဟာလေးလိုရင်ထည့်ရဒါလေးလိုရင်ထည့်ရကျောင်းလေးအရင်တော့အဆုပ်ဆုပ်ပြက်ပြက်လေးလှည့်ကြည့်စမ်းမလားအခုသုံးသက်ကျောင်းဆောက်ပြီးပညာဒါနတွေလုပ်ထားတော့အဲ့ဒီကျောင်းကိုစိတ်မချဘူးအစွဲတွေနော်သိမှန်တာပဲမရှိလို့ပူရတာနဲ့ရှိလို့ပူရတာရှိလို့ပူရတာကဒုက္ခများတဲ့တရားသိတဲ့ပုဂ္ဂိုလ်ကတော့အရှိတရားအပေါ်မှာမာနမဝင်ဘူးဒါကြောင့်ပရိသတ်ရဲ့လောကမှာတတ္တဝါတွေတယောက်နဲ့တယောက်ရှားကြံပြီးအနိုင်ယူတဲ့အပိုင်းမှာဂုဏ်ရှိတဲ့ပုဂ္ဂိုလ်ကဂုဏ်နဲ့အနိုင်ယူတယ်ယာတုရှိတဲ့ပုဂ္ဂိုလ်ကယာတုနဲ့အနိုင်ယူတယ်ငွေရှိတဲ့ပုဂ္ဂိုလ်ကငွေနဲ့အနိုင်ယူတယ်လင်္ကာအရှိတရားကိုထာဝရလို့ထင်နေကြတာမှန်ကန်တဲ့အနိုင်ယူနည်းမဟုတ်ဘူးတဲ့ဗုဒ္ဓအလိုချအနိုင်ယူနည်းကတော့မြတ်စွာဘုရားရှင်ကသူများကိုအနိုင်ယူဖို့မကြိုးစားနဲ့တဲ့အနိုင်လူကျင်သမားဆိုရင်ကိုအနိုင်ယူနိုင်အောင်ကြိုးစားဘယ်သူကိုအနိုင်ယူရမလဲကိုအနိုင်ယူနိုင်အောင်ကြိုးစားကိုတဏ္ဍမှာရှိနေတဲ့မကောင်းတဲ့အမှုအကျင့်တွေမကောင်းတဲ့အတွေ့အခေါ်တွေမကောင်းတဲ့အကုသိုလ်ကိလေသာတွေကိုအနိုင်ယူနိုင်အောင်ကြိုးစားခြင်းသည်သာလျှင်စစ်မှန်တဲ့အနိုင်ယူနည်းဗုဒ္ဓအလိုချအနိုင်ယူနည်းအဲ့လိုလေးမေ့ပြီးတော့မြတ်စွာဘုရားရှင်ကအဲ့ဒီလိုကိုအနိုင်ယူဖို့ကြိုးစားတဲ့အခါမှာတဲ့အနိုင်ယူနည်း၄နည်းရှိတယ်လို့ဘုရားကမိတ်အနိုင်ယူနည်းဘယ်နှနည်းလဲ
အာဂောရဏဇိနေဂောတံအာသာရုံသာဓုနာဇိနေဇိနေကတရိယံဒါနေနာသစ္စေနာလိကဝါဒိနံကောတံအမျက်တသောသူကိုအာဂောဒေနာအမျက်မထွက်ခြင်းဝါမေတ္တာတရားဖြင့်ဇိနေအနံ့ရရ၏အောင်နိုင်ရ၏အမျက်ထွက်တဲ့သူကိုအမျက်မထွက်ခြင်းနဲ့အနိုင်ရမယ်တဲ့အသာရုံသာဓုနာဇိနေအသာရုံမကောင်းသောသူကိုသာဓုနာကောင်းသောအမှုဖြင့်ဇိနေအနံ့ရရ၏အောင်နိုင်ရ၏မကောင်းမှုကိုကောင်းမှုနဲ့အနိုင်ယူကတလိယံမပေးလို့မလူလို့စိနေဝင်တို့တတ်တဲ့သူကိုဒါနေနာပိကံဆွန့်ကျလူတန်းချင်းဖြင့်စိနေအနိုင်ယူရ၏အောင်နိုင်ရ၏တဲ့ဝင်တို့မှုကိုဆွန့်လွတ်ခြင်းနဲ့အနိုင်ယူမစ္စရိယကိုဒါနနဲ့အနိုင်ယူတဲ့အလိကဝါဒိနမဟုတ်မမှန်လိညာပြောဆိုတတ်သောသူကိုသစ္စေနအမှန်သစ္စာစကားဖြင့်စိနေအနိုင်ယူရ၏အောင်နိုင်ရ၏မုဒ္ဒဝါဒကိုသစ္စာစကားနဲ့အနိုင်ယူဘယ်နည်းလဲဗုဒ္ဓအလိုကြအနိုင်ယူဗုဒ္ဓအလိုကြအနိုင်ယူဖို့ဆိုရင်မြတ်စွာဘုရားရှင်က theory ၄ခုအနိုင်ယူနည်း၄နည်းကိုမိန့်တော်မူတယ်အဲ့ဒီအနိုင်ယူနည်း၄နည်းကို apply လုပ်ဖို့လက်တွေ့ဘဝထဲမှာကျင့်သုံးရင်ဘုရားအလိုကြအနိုင်ယူနည်းတဲ့အဲ့ဒီအချက်၄ချက်မှာအာဂောဒေနာဇိနေဂောတံအမျက်ထွက်သောသူကိုအာဂောဒေနာအမျက်မထွက်ခြင်းဝါမေတ္တာတရားဖြင့်ဇိနေအနိုင်ယူရမယ်တဲ့ဂောဒကိုအာဂောဒနဲ့အနိုင်ယူတဲ့ဂောဒကိုဘာနဲ့အနိုင်ယူလဲဂောဒဆိုတာပါဠိစကားတွေ့တော့ကာကြီးရေးချာကောရှင်မြတ်စလုံးပေါင်းပြဖို့မလိုပါဘူးလိုတယ်ဓာတ်တွေနဲ့ရေးမှာဆိုလို့ဓာတ်အောက်ချိုက်နော်ရေးနေတဲ့လူတွေရှိလို့ဒီကနေလှမ်းမြင်တော့ကောဒဓာတ်အောက်ချိုက်တဲ့ဓာတ်နော်ကောဒကိုဗမာလိုပြန်တော့အမျက်လိုပြန်တယ်ဘာလို့ပြန်လဲမရပ်ကင်းကာတာမျက်နော်ရရဲ့နဲ့မျက်မှာဆိုလို့ဗမာစာကိုသင်ပေးနေရတာဘုန်းကြီးကျောင်းမှာကိုရီးယားဦးစင်းလေးရှိတယ်သူကဗမာစာကိုတွန့်လို့ကိုရီးယားတွေကတော့ဘုန်းကြီးတို့ပြိဿများအံ့ဩစရာကောင်းတယ်ဝိရိယနေရာမှာတော့လေကြိုးစားတဲ့နေရာမှာတော့ဘုန်းကြီးတို့ဗမာလူမျိုးလုံးဝလိုက်မမီဘူးအတူယူရမယ်အဲ့ဒါယူရမယ်သိကြိုးစားတာပဲကြိုးစားလို့လည်းပဲသူတို့နိုင်ငံ80ရာခိုင်နှုန်းကကြောက်တောင်နေနဲ့ဖွဲ့စည်းထားတဲ့ဒီကိုရီးယားနိုင်ငံကရာခိုင်နှုန်းအပြင်30လောက်ပဲမြေပြန့်ရှိတယ်ဘာမှမထွက်တဲ့80ရာခိုင်နှုန်းကြောက်တောင်ရှိတဲ့နိုင်ငံကလူတွေကအခုအာရှမှာကြားဖြစ်အောင်ကြိုးစားခဲ့ကြောက်တောင်တွေတွေ့လို့ချင်းတောင်တွေတွေ့ရင်လှိုင်ကောင်းတွေပေါက်တယ်ချောင်းတွေမြစ်တွေတွေ့ရင်တရားထိုးတယ်ဘာမှစိုက်လို့မရရင် industrial zone နဲ့စက်မှုနိုင်ငံဖြစ်အောင်ကြိုးစားလိုက်တော့အခုကိုတွေကပြန်အားကျနေရတဲ့နိုင်ငံဖြစ်သွားတယ်ကြိုးစားလို့သူတို့ကြီးပွားလာတယ်ဒါကြောင့်အဲ့ဒီကြိုးစားမှုအားကတော့ကိုရီးယားဦးစင်းလေးလည်းကျောင်းမှာဘုန်းကြီးကျောင်းမှာမနစ်ကဝါဆိုတယ်ကိုရီးယားနိုင်ငံသားကိုယ်တိုင်ကမိသားစုကိုစွန့်ပြီးတော့အကောင်အပိယဟန်ဝက်လက်တာဒေရဝါဒပုံစံမျိုးနဲ့နေတာဘုန်းကြီးတို့တဲ့တောင်ဝင်းကြီးထိုသေးတယ်ကိုကလည်းအဲ့လိုခြေကံကောင်းအောင်ဝင်းကြီးထိုတဲ့နေရာကိုပို့ပေးထားဘုန်းကြီးတို့တော့ဝင်ကြီးထိုတဲ့အခါကျတော့ကိုကကပ်ပိယပြန်လုပ်နေရတယ်သူကဝင်ကြီးထိုတော့ပတ်စံမကင်ဘူးလေကိုကကင်ပြီးတော့သူ့ဝယ်ပေးရတယ်လိုချင်တာလေးဘာပဲဖြစ်သူတို့လေးတွေအစဉ်ပြေသွားပါစေဆိုပြီးတော့လုပ်ပြအဲ့ဒီကိုတော်လေးကျောင်းမှာဗမာသာကွန့်ကိုလေးလာပြီး dictionary ကြည့်ပြီးတော့စကားလုံးတစ်လုံးကိုရှာပြီးတော့သူကလေးလာအခုဆိုရင်မင်းကွန်းတိပိဋကဆရာတော်ဘုရားကြီးရဲ့မဟာဗုဒ္ဓဝင်အကြီးရှိရနော်မဟာဗုဒ္ဓဝင်6တွဲ8အုပ်ဘုဒ္ဓဝင်နဲ့ပတ်သက်ပြီးတော့မြတ်ဆရာတော်ဘုရားကြီးကပိဋက3ပုံကိုမှွေနှောက်ပြီးရေးထားတဲ့ဒီစာအုပ်ကြီးကအတွဲအပြင်6တွဲစာအုပ်ပေါင်းအပြင်8အုပ်ရှိတယ်ပထမအတွဲမှာပထမအုပ်ဒုတိယအုပ်နောက်ဆုံးတွဲမှာပထမအုပ်ဒုတိယအုပ်အလယ်မှာတအုပ်စီအဲ့ဒီစာအုပ်တွေကိုသူကိုရီးယားလိုပြန်ဖို့ကြိုးစားတယ်အခုပထမအတွဲပထမအုပ်ကိုပြန်နေတယ်တချို့ synthesis construction တွေဝါကြတွေကနားမလဲဘူးနားမလဲတော့ဘုန်းကြီးကအကူကြီးနဲ့ဘာသာပြန်ပေးရတယ်သူဒါဒီအဓိပ္ပာယ်ဆိုရှင်းပြရတယ်တနေ့ဦးစင်းလေးကလာမေးတယ်ဒီရှင်နယ်လေးမှာရှာမတွေ့လို့ဘုရားတဲ့ဟာဘာရှာတော့စာလိန်နောက်ပြင်ဆဲစာလိန်နောက်ပြင်ဆဲအဲ့ဒါဘာလို့လဲအယုဒ္ဓအနတ္တပြောတာဟုတ်လားဖရုဒဝါစာအဲ့လိုပြောတာတလုံးကြီးအတိတ်ပဲစာလိန်နောက်ပြင်ဆဲရုပ်ခါတာသူ့ကိုပြောပြရှင်များဒီစာလိန်နောက်ပြင်ဆဲနဲ့လှုပ်ဆဲဖြစ်သည်သွားဆဲဖြစ်သည်ဆိုတဲ့ဆဲနဲ့ကဘလို့ကွာတာလဲဘုရားကဲသူတို့မေးတတ်တယ်နော်ရှားကြံပြီးတော့လေကိုရီစုံမေးမှာမဟုတ်ဘူးစာလင်နောက်ပင်ဆဲကသူစာလင်နောက်ပင်ဆဲအေးရုပ်ခါနုံခေါ်တာဒါကဆဲတာစာလင်နောက်ပင်ဆဲပြုလုပ်ဆဲဖြစ်သည်သွားဆဲဖြစ်သည်ဆိုတာကဝါကြထဲမှာထည့်သုံးတဲ့မပြီးပြတ်သေးတဲ့ synthesis construction continuous tense ဟုတ်လား
လှုပ်ဆဲဖြစ်တွေသွားဆဲဖြစ်အဲ့ဒီအဓိပ္ပာယ်လို့သူ့ကိုပြောပြတာသူတို့မှအဲ့ဒါကိုရီလူမျိုးတွေလည်းစာမတတ်ဘူးနော်ဗမာလူမျိုးလည်းမတတ်ဘူးဗမာလူမျိုးစာတက်လာမတတ်ဘူးလားအထင်သေးတာမဟုတ်တော့ဘုန်းကြီးတို့တောနေလူတန်းသားလည်းစာမတတ်ဘူးတစ်ခါကကြာရင်ကျောင်းဆရာမလည်းမတတ်ဘူးကျောင်းဆရာမပိုင်တော့ sorry ပါအတင်းပြောအောင်မယ်ဘုန်းကြီးညီမအရင်သူရှိတော့မပြောပါဘူးခွေလေးတော့ပေးနာထောင်ညီမအရင်ကဗမာစာဘလောက်ကျွမ်းကျင်တယ်အလေတန်းပြဆရာမရွာမှာဘုန်းကြီးက library သွားဖွင့်တာစာကြည့်တိုက်သွားလှူတယ်မနာဘတာကြီးစာကြည့်တိုက်သူ့ကိုစရင်စရာတွေအပ်လိုက်တယ်ကုန်ကြစိတ်360လောက်ရှိအဲ့ဒါကိုအသေးစိတ်စရင်ရေးပြီးဘုန်းကြီးလာပြတော့ကြည့်လိုက်တဲ့အခါသူအသေးစိတ်တွေ့တယ်နောက်ဆုံးမှရေးထားစုစုပေါင်းကုန်ကြစိတ်လာပြတာကြည့်လိုက်တာလည်းသိတယ်စုစုပေါင်းကုန်ကြစိတ်ကိုကာကြီးရိုက်နေကြတာဆရာမကြွပါဘူးဘာဖြစ်လို့လဲဗျာစရင်သေးချာလုပ်ရလားလုပ်ပါတယ်ဗျာအမှားမရှိဘူးမရှိပါဘူးဗျာနေကာကြီးရပ်ပင်းနဲ့ကြတာလားရိုက်နေကြတာလားစုစုပေါင်းကုန်ကြစိတ်ကဘာနဲ့ကြတာလဲအဲ့ဒါရိုက်နေကြထားတယ်ကျောင်းဆရာမဒါဘလို့ဖြစ်တာမှားသွားလို့ဗျာမေ့သွားလို့ဗျာတဲ့အဲ့ဒါဝီစင်ပေးတာမမေ့ရဘူးကျောင်းဆရာဆိုတာမှားလို့မရဘူးကလေးတွေကဒါရေးကိုအမှန်လို့ထင်လိုက်မယ်ဟုတ်လားစုစုပေါင်းကုန်ကြစိတ်ကဘာနဲ့ကြမှာကာကြီးရိုက်ကြကဘာအဓိပ္ပာယ် Let's go together to ဟာအပွဲနော်ဟာအပွဲကိုသွားကြည့်ကြစို့အဲ့မှာကာကြီးရိုက်ကြကလောက်ကြစို့သွားကြစို့ဆိုတဲ့အများဆိုင် plural form ဟုတ်လားအဲ့ဒီကြကာကြီးရပင်ကြကစုစုပေါင်းကုန်ကြစိတ်ဆုံးရှုံးသွားမှုယုံနေသွားမှုဆောင်းဝဲကြတာဘာနဲ့ကြလဲရပင်နဲ့ကြတာအဲ့တော့ကာကြီးရပင်ကြရဲ့အဓိပ္ပာယ်ဒီကောင်းတဲ့အဓိပ္ပာယ်လားမကောင်းတဲ့အဓိပ္ပာယ်အပေါ်ကပြုတ်ကြသည်စာမေးပွဲကြသည်ကုန်ကြသည်ကောင်းလားမကောင်းလားဆရာနန္ဒသိန်းတန်ရေးတဲ့စာအုပ်လေးတောက်ရှိတယ်လူငယ်တွေအဲ့စာအုပ်လေးသိကောင်းတာဖတ်ကြည့်တွေးချိန်ချင်းစရာဆိုတဲ့စာအုပ်လေးနန္ဒသိန်းတန်ရေးတာဘုန်းကြီးတို့ဆရာလေအဲ့ဒီနန္ဒသိန်းတန်ရဲ့စာအုပ်ထဲမှာဆရာနန္ဒသိန်းတန်ကြဆိုတဲ့စောင်းပါးလေးတစ်ခုပါတယ်ကာကြီးရပင်ကြအဲ့ကောင်းစဉ်လေးနဲ့သူကဒီတန်းပြောလိုက်တယ်သူတို့တငယ်ချင်းတွေတက္ကသိုလ်ဝင်းမှာရှိတဲ့လက်ပံပင်အောက်မှာရှိတဲ့လက်ဖက်ရည်စပွဲဝိုင်းထဲမှာအတူစုပြီးတော့လက်ဖက်ရည်တောက်နေတဲ့အချိန်အဲ့ဒီအချိန်မှာလက်ပံပင်ပေါ်ကလက်ပံပွင့်လေးတစ်ပွင့်ကပြုတ်ပြီးတော့စပွဲပေါ်ကိုကျလာတယ်တဲ့အဲ့ဒါတယောက်ကအဲ့လက်ပံပွင့်လေးကိုကင်ပြီးတော့စကားဆလိုက်တယ်ဩဒီလက်ပံပွင့်လေးကျလာစပွဲပေါ်ပြုတ်ကြတဲ့အတွက်ကြောင့်အကြမနာပါလားတဲ့တယောက်ကဆလိုက်တယ်တဲ့အဲ့နောက်တယောက်ကဟာမင်းနာလို့ကျလာတာတော့မဖြစ်နိုင်ဘူးလားတယောက်ကပြောလိုက်တယ်တယောက်ကအကြမနာဘူးတယောက်ကနာလို့ကြလာတော့မဖြစ်နိုင်ဘူးလားလို့အဲ့နဲ့ကကြီးရပြီးကြနဲ့ပတ်သက်ပြီးတော့စကားတွေသူတို့အမျိုးမျိုးပြောကြတယ်စာမေးပွဲကြမှာပါတယ်ကြသည်မကောင်းတာလားကောင်းတာလားဒါကြောင့်ကကြီးရပင်ကြသည်အမြင့်ကကြတယ်ဆုံးရှုံးသည်ကြဆုံးသည်ဆိုကကြီးရပင်ကြသည်ကောင်းတဲ့အိဗယ်မကောင်းတဲ့အိဗယ်ကောင်းတာလားမကောင်းတာလားစာမေးပွဲကြသည်မကောင်းဘူးနော်သစ်ပင်ပေါ်ပြုတ်ကြသည်မကောင်းဘူးသဘောကြသည်သဘောကြတာရိုက်နဲ့ကြတာလားရပင်းနဲ့ကြတာကောင်းတာလားမကောင်းတာအမျိုးမျိုးပဲအဲ့ဒါကာလံဒေတံအကန္တနံသူနေရနဲ့သူမှသုံးတတ်လို့ရှိရင်ဗမာစကားလုံးမှန်တယ်များအဓိပ္ပာယ်ပြေဝါရှိတယ်တသမတ်တဲ့တွက်လို့မရဘူးဆိုတာပြောပြတာဆောင်းမွဲကြတာတစ်မောပြုတ်ကြတာရပင်းနဲ့ကြတာပဲဒါပေမဲ့မကောင်းတဲ့အဓိပ္ပာယ်သဘောကြမှာပါလေကြကြတော့ကောင်းတဲ့အဓိပ္ပာယ်စာဥတေချာလေ့လာပါနော်ဘုန်းကြီးတော်တဲ့ဘုန်းကြီးတစ်ပါးလို့ဖြစ်နေဆရာတော်ရွာဦးကျောင်းမှာကျောင်းထိုင်တဲ့ဘုန်းကြီးတစ်ပါးကတော်တဲ့ဘုန်းကြီးစာမတတ်ဘူးစာမတတ်တော့သူ့ကျောင်းနာမည်ကိုဥမာစိတ်တဒုက္ခဘုန်းတော်ကြီးကျောင်းစိတ်တဒုက္ခဘုန်းတော်ကြီးကျောင်းဆိုပြီးတော့ကျောင်းကိုတွေ့ထိုးကားကြီးရိုက်ရေးချငါသားကျောင်းဝဆန်လုံးပေါက်ကျောင်းဆိုရိုက်နဲ့ကျောင်းထားတာစိတ္တတုကဘုန်းတော်ကြီးကျောင်းဆိုရိုက်ရင်နဲ့ကျောင်းထားတော့ရွာထဲကစာတက်ပေတဲ့တခါတယောက်ကတွေ့ကိုတော်ကြီးစလုံးပေါင်းမနေတယ်ဟာဗျာမတယ်ကွာကာကြီးရိုက်ရင်နဲ့ကျောင်းရတာမဟုတ်ဘူးဘုန်းကြီးကျောင်းနေဆိုရပ်ပင်းနဲ့ကျောင်းရတာဗျာအဲ့လိုပြောတော့တော်တဲ့ဘုန်းကြီးကဘာပြောလဲဆိုဝင်မခံဘူးဟျောင်းငါဘာရင်ငါရိုက်ရင်နဲ့ကျောင်းရပ်ပင်းနဲ့ကျောင်းဘယ်မေပြရမှာအိမ်လို့ဖတ်ဘူးကွာဟမ်ပြန်ပြောလိုက်ပါဘုန်းကြီးပြောတာနော်ဆဲတာမဟုတ်ဘူးငါကရပင်းတဲ့ကြောင်းရရင်တဲ့ကြောင်းဘယ်ကောင်မှအိမ်လို့မခတ်ဘူးစိတ်ဓာတ်ဒုက္ခဘုန်းတော်ကြီးအိမ်လို့မခတ်ဘူးကြောင်းပဲဖတ်ပါပဲ
အဲ့တော့ဘာတဲ့ပဲကြကြနော်ဒါပဲအရှင်မြတ်ပြရမှာပဲမစုဘောကုန်ကြစီကိုကြိုက်တဲ့ကြကြရပြနေကြကြဒါပေမဲ့ပြိဿရဲ့မြမစာမြမစကားကိုယ်ရည်သိအောင်လုပ်ရမှာအဲ့လိုမြန်နိုင်ငံသားတယောက်ကမေးလိုက်ရင်ဘယ်လိုလုပ်မလဲကဲခုနကိုရီးယားဘုန်းကြီးမေးတာနဲ့ပတ်သက်ပြီးပြောပြတာပါသိကြိုးစားတဲ့ကိုတော်လေးကြိုးစားတဲ့အတွက်ကြောင့်သူ့နိုင်ငံနဲ့ချိန်ထိုးပြတာဘုန်းကြီးတို့နိုင်ငံရဲ့ပညာရေးဘယ်လောက်ထိနေကြဆိုအဲ့ဒီမြန်မာစာတွေမတတ်တာအစားသွားတော့တာပါဒါကြောင့်သူအဲ့ဒီဦးဇင်းလေးပြောပြတာသိဟုတ်တာပဲသူကကိုရီးယားနိုင်ငံနဲ့မြန်မာနိုင်ငံကို compare လုပ်ပြတယ်ချိန်ထိုးပြတယ်한국 사람들이 지혜도 많고 여신도 많고 성능도 많아요. 그래서 행복하지 않아요. 그랬대. 신명 코리아နိုင်ငံလူမျိုးတွေကကိုရီးယားနိုင်ငံမှာရှိတဲ့လူတွေကိုရီးယားနိုင်ငံဟာတဲ့အခုဆိုရင်ပညာရေးအရင်အဆင့်မြင့်သွားတဲ့အတွက်ကြောင့်ပညာတတ်တွေပေါ်သွားတဲ့အတွက်ကြောင့်နိုင်ငံကအရင်တိုးတက်သွားတယ်တဲ့ဒါပေမဲ့ပညာတတ်တာနဲ့အမျှလောဘလည်းကြီးလာတယ်ဒေါသလည်းကြီးလာတယ်ဒါကြောင့်မို့ပူလောင်နေတဲ့သူပြောတာနော်ကိုရီးယားလူမျိုးတွေကပညာလည်းအားကြီးတယ်လောဘလည်းအားကြီးတယ်ဒေါသလည်းအားကြီးတယ်တဲ့ပညာတတ်တဲ့အတွက်ကြောင့်တိုင်းပြည်တိုးတက်တာကောင်းတယ်လောဘဒေါသအားကြီးတော့ပူတယ်ဖေရတဲ့하지만မြန်မာလူမျိုးတွေမြန်မာ사람들이 욕심도 많지 않아요. 상심도 많지 않아요. 하지만 지혜까지 많이 않아요. ဒါပေမဲ့မြန်မာလူမျိုးတွေကလောဘလည်းဒီလောက်မကြီးဘူးဗျာတဲ့ပြီးတော့တွေ့ရတာလေတဲ့ဒေါသလည်းမကြီးဘူးဗျာတဲ့ပြီးတော့တွေ့ရတာလေတဲ့ပညာပါမကြီးတော့ဘူးဗျာသူပြောတာလေမြန်မာလူမျိုးကလောဘလည်းမကြီးဘူးဒေါသလည်းမကြီးဘူးပို့ဆိုတာကပညာပါမကြီးတော့ဘူးဗျာပညာတတ်တော့လောဘဒေါသအားနေတာကတော့ကောင်းပါလေငြိမ်းချမ်းပါတယ်တဲ့ပညာမတတ်တာတော့မကောင်းဘူးတဲ့ပညာရေးသိအရေးကြီးတယ်ဒါကြောင့်မို့ပညာရေးအစဉ်တန်းမြောင်ကြိုးစားပါဆိုတော့တိုင်းပြည်အစိုးရမင်းများကအခု reform လုပ်နေပြီတိုင်းပြည်ကြီးကိုပြန်ပြီးတော့ we have to reform our country from basically from education ဘာမှမရွတ်ကြည့်တာတို့တိုင်းပြည်ပြည်ပြောင်းလဲလုပ်ကြမယ်ဘယ်ရစလုပ်မယ် education ပညာရေးစလုပ်မယ်ဆိုရင်ပညာရေးအစဉ်တန်းကြီးလုပ်လိုက်တာဘုန်းကြီးကလမ်းလိုက်နေတော့ပါလာတဲ့ဘုန်းကြီးကပိယကလေးမလေးတပည့်မလေးတယောက်ကိုပြောအဲ့ကလေးမလေးရိုးတာမသိဘူးတို့နိုင်ငံပညာရေးစနစ်တွေပြောင်းပြီးတော့စာအုပ်တွေပါအောင်ပြောင်းလာပြီအဲ့ဒီမှာပထဝီစာအုပ်ထဲမှာဘာပြောင်းလဲဆိုတော့တို့ရိုးမတွေဘယ်နဲ့ရိုးမရှိလဲဗမာပြည်မှာကျောင်းသားတွေမိတယ်ဂိုင်းတမတွေမမေးဘူးဗမာပြည်မှာရိုးမဘယ်နဲ့ရိုးမရှိလဲဘကိုးရိုးမရှမ်းရိုးမရခိုင်ရိုးမဘယ်နဲ့ရိုးမလဲသူကလေးမလေးပဲဘုန်းကြီးကံပြားလမ်းကိုကားနဲ့ဖြတ်တော်လေကံပြားမကွေးမှာကံပြားကမြို့သစ်ထဲမှာပါတော့မကွေးတိုင်းထဲမှာပါတော့အဲ့နဲ့တောင်လေးတောတောင်လေးဖြတ်တော့အဲ့ကောင်မလေးဟဲ့နင်မြမပြည်ရဲ့သမိုင်းစာကိုပြောင်းသွားပြီအခုရိုးမတစ်ခုထပ်ပေါ်လာတယ်သူကမသိချင်ဘူးဘာရိုးမလဲမကွေးရိုးမဆိုတာပေါ်လာပြီဘကိုးရိုးမတအားရှိတဲ့အခါကျတော့ကလေးတွေမှားတာခက်တယ်ပညာရေးစနစ်ရဒါကြောင့်မို့ဘကိုးရိုးမကိုပိုင်းပြီးတော့ဒီဘက်ချမ်းမကွေးဘက်ကအချမ်းမကွေးရိုးမလို့ပြောင်းလိုက်ပြီဟာတပည့်တော့မသိရမသိနေ10တန်းကိုပြန်10တန်းစာအုပ်မှာပါတယ်ပြန်မေးကြည့်လို့ဘုန်းကြီးနောက်လာတာကလေးတွေမပြည့်အောင်ဆိုပြီးတော့လေဘကိုးရိုးမပြီးရင်မကွေးရိုးမလည်းရှိသေးတယ်ဟိုဘက်ပေါက်ကောင်းမှကြတော့လို့အဲ့ဒါကိုချမောင်ပင်နေတိတ်ဆက်တဲ့ခါကျအဲ့ဒီရိုးမတစ်ခုထပ်ပေါ်လာချမောင်ရိုးမဆိုပြီးတော့ဟိုဘက်မှာတော့ဒုံထိုးမှတွေပါပါတယ်နော်ဘကိုးရိုးမှမကွေးရိုးမှချမောင်ရိုးမှလက်ကားနာကအဲ့ပြောမှဆိုတော့အဲ့ဒီပညာရေးစနစ်အရပြုပြင်ပြောင်းလဲတဲ့အများကြီးလုံးဝဖြစ်တဲ့မြန်မာလူမျိုးတွေရဲ့ပညာရေးစနစ်ကိုလည်းပဲအများကြီးပြုပြင်ပြောင်းသူပြောသလိုလောဘဒေါသအားနေတာကကောင်းပါတယ်တဲ့ဒါပေမဲ့ပညာရေးအားနေတာမကောင်းဘူးကောင်းလားပညာရေးအားနေတဲ့အတွက်ကြောင့်လူတွေအသိဉာဏ်အားနေတော့ကိုယ်ပိုင် decision မချနိုင်ဘူးကိုယ်ပိုင်ဆုံးဖြတ်ချက်မပေးနိုင်ဟိုလူကပြောလဲယုံဒီလူကပြောလဲယုံဟိုကလို့လဲပฏิပက္ခဖြစ်ဒီလူကပြောလဲပฏิပက္ခဖြစ်အမုန်းတရားတွေနဲ့ပฏิပက္ခတွေဖန်တီးပြီးတော့ဘာသာရေးကိုအနွယ်ပြုမျိုးသားရေးကိုအနွယ်ပြုပြီးတော့ဟိုကလှုံ့ဆော်ဒီကလှုံ့ဆော်နိုင်ငံရေးသမားတွေအဲ့လိုမသိတဲ့လူတွေကိုခုတုံးလုပ်ပြီးပฏิပက္ခဖန်တီးတဲ့အခါကျတော့တိုင်းပြည်မှာနိုင်ငံတကာမှာလည်းပဲမြန်မာပြည်ကမငြိမ်းချမ်းဘူးဘာသာရေးအရာအားလည်းကြည့်မယ်ဆိုရင်မြန်မာပြည်ဗုဒ္ဓဘာသာတွေမငြိမ်းချမ်းဘူးအဲ့လိုဖြစ်ကုန်အမျိုးသားရေးအသွေးကိုစီးရမယ်လုပ်ကိုလုပ်ရမယ်သို့တော်လည်းပဲချင်းချင်းပြီးတော့အမုန်းတရားနဲ့အမျိုးဘာသာသာသနာကိုကာကွယ်ဖို့ထက်နော်ပฏิပက္ခကိုဖန်တီးပြီးတော့အမျိုးဘာသာသာသနာကိုကာကွယ်ဖို့ထက်နှလုံးသားထဲမှာအဆုံးအမတွေတီးပြီးတော့သူတို့ကိုယ်တိုင်တရားခိုင်မြဲအောင်လုပ်ပြီးတော့အမျိုးဘာသာသာသနာကိုကာကွယ်တာပေါင်းတယ်
ဒါကြောင့်ဘုန်းကြီးတို့အခုဓမ္မစကူးတွေလုပ်တယ်ဘုန်းကြီးဓမ္မစကူးဖောင်ဒေးရှင်းလုပ်ပြီးတော့စနေတနင်္ဂနွေနေ့တိုင်းကလေးတွေကိုဓမ္မစကူးကျောင်းတွေဖွင့်ပြီးတော့ဘုန်းကြီးကျောင်းမှာကလေးတွေကို grade 1ကနေ grade 12အစိုးရကျောင်းနဲ့အညီကျောင်းသားကိုင်းဆရာကိုင်းဆိုပြီးတော့ကလေးတွေကိုဓမ္မစကူးသင်ယူညွှန်းတဲ့စာအုပ်တွေဆွဲပြီးတော့ဓမ္မစကူးတွေအနေနဲ့ရဲမှာဖွင့်ဖို့လုပ်နေကြတာဘုန်းကြီးတို့ဓမ္မစကူးဖောင်ဒေးရှင်းမှာနိုင်ကအနေနဲ့လည်းပါတယ်အဲ့ဒါကအခုတည်းကနှလုံးသားထဲမှာအစုံးမတွေတဲအောင်လုပ်နေတာဓမ္မစကူးသင်ယူညွှန်းတဲ့နေရတော့ကောင်းသလားမမေးနဲ့ပညာရှင်တွေနဲ့ညှိနှိုင်းပြီးတော့ဘုန်းကြီးတို့အကောင်းဆုံးရွေးထုတ်ပြီးတော့ CCA နီးနဲ့ဓမ္မစကူးမှာသင်မယ်ဆိုပြီးလုပ်တာ CCA နီးဆိုတာ Child Center Approach ပဲကလေးဗဟိုပြုချင်းကပ်နေကလေးကိုမပြင်းအောင်သင်ကြားတဲ့စနစ်အဲ့စနစ်နဲ့ဘာသာရေးကိုသင်ပါဘာသာရေးကိုပညာရဲ့ပုံစံမျိုးသင်ပါဓမ္မစကူးတွေကရင်းတော့သင်ခဲ့တာ TCA နီး Teacher Center Approach ဆရာဗဟိုပြုချင်းကပ်နေအရင်တော့ဆရာကအကောင်အိတ်သုံးဖောင်းပေါက်တင်ပြီးတယ်။ကျောင်းသားကအဲ့ဒါလေးကြက်ပြီးပိုင်းဟာလုပ်ပြီးဖြေသွားတယ်။ကျောင်းသားမကြံဆရာပင်မှန်တာပဲရှိတယ်။အဲ့ဒီစနစ်ကိုပယ်ပြီးတော့ဓမ္မစကူးတွေမှာလည်းပဲဘုန်းကြီးတို့အဲ့ဒါလေးလုပ်ပြီးရမိဘတွေပူပေါင်းဖို့ပဲလို့ဓမ္မစကူးကိုကျောင်းနေမှာကိုသားသမီးကိုပို့လိုက်ကြ။ဘာဖြစ်လို့ပို့ရတာလဲဆိုတော့တချို့မိဘတွေကပတ်စံရှိတဲ့မိဘတွေကကိုသားသမီးကိုတော်စေတက်စေခြင်းပညာရေးကိုဒါကြောင့်မို့သိကောင်းတဲ့ကျောင်းတွေပို့တယ်အင်္ဂလိပ်ကျောင်းတွေဘာကျောင်းတွေညာကျောင်းအကုန်ချခံပြီးတော့ကလေးတွေမှာတနင်္ဂနွေတရက်တော့မနာရဘူးပညာရေးနဲ့ပံ့ပိုးပေးလိုက်တယ်ဒါပေမဲ့အကျိုးရလက်ကအဲ့ဒီအင်္ဂလိပ်ကျောင်းတွေပို့တခြားစကူးတွေပို့ပြီးတဲ့အခါကလေးတွေပညာတော့တက်လာတယ်တော်လာတယ်မကောင်းမှုဖြစ်တယ်နော်တော်ပြီးတော့ပညာတော့တော်တယ်ပညာတော့တက်တယ်ယူသေးပေးရမယ်ငါတော့ထားရမှန်းမိဘကိုယူသေးရမယ်အဲ့ဒီစိတ်ဓာတ်တွေမရှိတော့အင်္ဂလိပ်အတွေ့ခေါ်ရဝင်တော်ပြီးတော့မကောင်းတဲ့ကလေးတွေဖြစ်ကုန်တော့ဒါဆိုရင်ကိုသားသမီးတော်တယ်မကောင်းဘူးဆိုရင်မိဘတွေလိုချင်လားမလိုချင်လားဒီကလေးတော်ကောင်းဖို့လိုတယ်နော်လူတော်လူကောင်းဖြစ်ဖို့လိုတယ်ဘာဖြစ်ဖို့လိုလဲတော်လဲတော်ရမယ်ကောင်းလဲကောင်းရမယ်တဲ့တော်တယ်မကောင်းဘူးဆိုရင်ပညာတတ်များရုပ်မာပြီဆိုရင်သိကောက်ကျစ်စင်းနေတာအဲ့ဒါပဲပညာတော့တတ်တယ်ဘာသာတရားမရှိဘူးဘာတော့တရားမရှိဘူးနှိမ့်ချမှုတရားမရှိဘူးဆိုရင်အဲ့ဒီတော်တဲ့ဟာအလကားပဲဒါကြောင့်မို့မိဘတွေအနေနဲ့သားသမီးကိုလူတော်လူကောင်းဖြစ်ဖို့တော်အောင်ပညာရေးကိုအားပေးပါကောင်းအောင်တော့ဘာသာရေးကိုပံ့ပိုးပေးပါဘာသာရေးနဲ့တွဲပေးရတယ်ဒါကြောင့်မို့ပညာရေးပံ့ပိုးဖို့မန္တေစနစ်တစ်ခုသာကောင်းအောင်ဖန်တီးလိုက်အနာဂတ်မျိုးဆက်တွေဒီတက်ကောင်းအောင်ပဲလုပ်တယ်ကိုရီးယားနိုင်ငံစနစ်တစ်ခုကောင်းအောင်လုပ်လိုက်တော့ကောင်းပါပြီအားနည်းချက်တွေပြင်ပြီးဒီတက်ကောင်းအောင်ပဲလုပ်တော့တာဒါကြောင့်ဘုန်းကြီးတို့နိုင်ငံအခုစနစ်တစ်ခုကောင်းအောင် reform လုပ်တယ် change လုပ်တယ် reform ဆိုတာပြုပြင်တာ change ဆိုတာပြောင်းလဲတာပြုပြင်ပြောင်းလဲလုပ်တော့မယ်ဆိုတဲ့အခါကျဘုန်းကြီးတို့နိုင်ငံပြုပြင်ပြောင်းလဲလုပ်တယ်ဒါပေမဲ့ပရိသတ်ရဲ့နှစ်ပေါင်း90လောက်အထိစနစ်ဆိုးကြီးထဲမှာနေခဲ့ရတဲ့စိတ်ဓာတ်တွေကခေါက်ရိုးကျိုးသွားတယ်အကြောက်တရားတွေလောဘဒေါသတရားတွေအမုန်းတရားတွေအဲ့ဒီခေါက်ရိုးကျိုးနေတဲ့စိတ်ဓာတ်ကြီးကိုအခုမှပြန်ပြီးမိဘူးထိုးဖို့ကအတော်မလွယ်တာဒါကြောင့်အထက်ကတော့ပြုပြင်တယ်အောက်ကပြောင်းရင်းတော့အထက်ကတော့ပြုပြင်ပြောင်းလဲကိုလူကြီးတွေလုပ်တယ်အောက်မှာရှိတဲ့အရာရှိဝန်ထမ်းတွေကအားဖို့လုပ်တယ်စေတနာမပါဘူးလုပ်စေခေါက်ရိုးကျိုးတဲ့စိတ်ဓာတ်ကြောင့်ကိုယ်တောင်ကိုမကြည့်ဘူးစေတနာမပါဘူးရရင်ရတယ်လို့စားမယ်အဲ့ဒါကြမပြောင်းသေးဘူးဥစဉ်ကဲဟိုတလောပဲတိတ်ရကောင်နာမည်တော်ကြီးသွားတယ်တိတ်ရကောင်နာမည်ကြီးလားမကြီးဘူးလားပါးရက်ခါမှာအဲ့နာတော့ဖြတ်မသွားရဘူးသူကအဲ့လိုမျိုးတွေဝင်းကြီးတယောက်ရဲ့စကားကဒါမျိုးကမဖြစ်သင့်ဘူးစေတနာမပါဘူးဆိုပေမဲ့ဒီခေတ်ကြီးမှာမီဒီယာအကုန်ဖွင့်ထားတဲ့အခါသူပြောတာကိုခိုးရိုက်တဲ့လူကတင်ပေးလိုက်တယ်အဲ့တော့တတ်သိနေဖြစ်အတက်ကတော့ပြင်ပါတယ်မပြင်တဲ့လူတွေအဲ့လိုအပေါက်တွေကရှိနေတဲ့အခါကျတော့တိုင်းပြည်မှာဒါတွေကိုဖြေရှင်းနေရတယ်လွတ်တော်လည်းလွတ်တော်အလုံးမလုပ်ရဘူးဟိုပြဿနာဖြေရှင်းရဒီပြဿနာဖြေရှင်းရတိုင်းပြည်ကရှေ့ကိုသွားဖို့အတော်ကြိုးစားရအောင်ဒါကြောင့်တစ်ခါပြုပြင်မှုကဒီလောက်အသက်ကြီးတဲ့လူတွေ generation နှစ်ခုလောက်ကိုပျက်စီးအောင်ဖျက်ဆီးထားတဲ့ဒီနိုင်ငံမှာရှိတဲ့စနစ်ဆုံးမှာလူဖြစ်လာတဲ့လူတွေကိုပြင်ထားတဲ့စာရင်အကုန်လုံးကိုတပ်ပလိုက်ပြီးတော့လေ6လအရွယ်ကလေးတွေပဲခြံထားပြီးတော့လေ6လအရွယ်ကလေးတွေပဲခြံထားခြံထားကုန်တပ်ပလိုက်ပြီးတော့အဲ့ဒီကလေးတွေကိုအစပြန်ပြီးပြုစုပြောထောင်အောင်ညံမလားမသိဘူးလို့ဟုတ်လားခေါက်ရိုးကျိုးနဲ့စိတ်သက်တွေများနေတာဟောအစိုးရလည်းအကြံပြုပါမယ်အဲ့ဒါလေးလုပ်ရင်တော့တက္ကဏီတော့ကြိုပြောတို့ကကိုရီးယားကိုထွက်သွားပါကိုမပါအောင်တော့ရှောင်ရမှာအဲ့ဒီလိုကိုလုံးယုံတဲ့စိတ်ဓာတ်တွေရှိလို့ဒီပြားကြီးမတိုးတက်တာခေါက်ရိုးကျိုးနေတဲ့စိတ်ဓာတ်တွေလည်းအဲ့ဒါလေဒါကြောင့်မလို့ပြုပြင်ပြောင်းလဲရလုံးမဲ့ဆိုရင်အာလုံးပြုပြင်ကြရမယ်ပြောင်းလဲကြရမယ်အထက်ကလည်းပြောင်းရမယ်အလယ်ကလည်းပြောင်းရမယ်အောက်ကလည်းပြောင်းရမယ်အစိုးရပြည်အပြစ်မပြောနဲ့
အာလုံးလူတွေလည်းပြောင်းရမယ်ပြည်သူပြည်သားတွေလည်းပြောင်းရမယ်ဘုန်းကြီးတွေလည်းပြောင်းရမယ်ဆရာလေးတွေလည်းပြောင်းရမယ်အာဏာပိုင်တွေလည်းပြောင်းရမယ်အုပ်ချုပ်ရေးမှုတွေလည်းပြောင်းရမယ်ခောပကတွေလည်းပြောင်းရမယ်သံဃာနာယကတွေလည်းပြောင်းရမယ်ဟောပါပြီပြောင်းရင်နဲ့အခုရန်ကုန်နဲ့မန္တလေးမှာမြို့ထဲမှာဗမာတွေမရှိတော့ဘူးမြို့ပြည်နေပြောင်းတော့လူတွေစိတ်ဓာတ်မပြောင်းမဲနဲ့နေရာတွေပြောင်းတော့ရန်ကုန်မြို့လည်းထဲမှာမစ္စတာမုတ်စိတ်တို့မစ္စတာပေါက်ဖော်တို့ကနေရာယူသွားရောကိုတွေရွှေမြန်မာတွေဂိုးတင်းမြန်မာတွေပေါ့နော်ရွှေမြန်မာတွေရတော့ပြောင်းရင်နဲ့ဟိုကအိမ်လေးတော့အမွေပေးတဲ့အိမ်အမေပေးခဲ့တဲ့အမေပေးခဲ့တဲ့အိမ်အမွေလေးတော့ရှိပါတယ်ဟိုကပတ်စံချမ်းသာတယ်သိန်း100လာပေးတယ်မရောသေးပါဘူးအိမ်ကအမွေရထားတာသိန်း300စဉ်းစားပါပြီသိန်း400သိန်း500ပေးလိုက်ရောင်းပြီးတော့ဟိုမှာမြို့ပြင်မှာတဲလေးနဲ့သွားနေတယ်အဲ့လိုနဲ့မျိုးလာတာပြောင်းပါတယ်မြို့ပြင်တွေပြောင်းကုန်ပြီစိတ်ဓာတ်တွေလည်းပြောင်းရမယ်လုပ်ရက်တွေလည်းပြောင်းရမယ်အကုန်လုံးကပြောင်းရမယ်ဘာတွေပြောင်းရမှာလဲစိတ်ဓာတ်နဲ့လုပ်ရက်ဘာနဲ့ပါလဲအဖွဲ့အစည်းတိုင်းပြောင်းအားလုံးညီညာပြောင်းရင်ကောင်းမှာပါပြောင်းစေခြင်းလို့ပြောတာပါနော်ပြောင်းစေခြင်းလို့ပြုပြင်စေခြင်းလို့ပြောရတာဖြစ်တဲ့တရားအဲ့ဒါလေးတွေပြောင်းဖို့လိုတယ်အပြင်ကိုရောက်တော့တော်များပါပြီမြတ်စွာဘုရားရှင်အလိုတော်အရာသူများကိုအနိုင်ယူဖို့မဟုတ်ဘူးတဲ့ကိုယ်အနိုင်ယူနိုင်အောင်ကြိုးစားရတယ်ကိုယ်တဏ္ဍမှာရှိနေတဲ့မကောင်းတဲ့အရာတွေကိုအနိုင်ယူနိုင်အောင်ကြိုးစားရတယ်အဲလိုအနိုင်ယူတဲ့အခါမှာကောဓဆိုတဲ့အမျက်အဲ့ဒါကိုပြောချင်တယ်ဟိုးရပ်ပြီးရိုက်ကနေရှောက်ပြီးတော့ပတ်လဲလိုက်တယ်9နိုင်ထိုးသွားတယ်အဲ့ချင်းပြီလားအဲ့ချင်းတော့ဟာအခွက်ရှိတာသွားလိုက်တော့နော်အဆင်ပြေတယ်သူတို့ရှိတာလေအဲ့ချင်းစိတ်ပေါက်ရင်အဲ့ကိုဖက်နဲ့လေးကိုက်ပြီးတော့သွားပြီးလို့ရှိရင်ထိကျန်လာခဲ့ဒီမှာတရားဆက်ဟောမယ်ဟုတ်လားကောဓဆိုတဲ့ပါဠိစကားမြန်မာလိုဆိုတော့အမျက်လို့ပြောတယ်ဘာလို့ပြောတယ်မာယပင်ကတမြက်အဲ့ဒီအမျက်ကပါလေအမျက်ကမြန်မာလိုပါဠိလိုကကောဓအဲ့ဒီအမျက်ဆိုတဲ့အဓိပ္ပာယ်ကတခြားအဓိပ္ပာယ်မဟုတ်ဘူးစူးလေးတွေစူးလို့ရှိရင်ပြိတဲ့ခြေထိတ်လက်ထိတ်လေးတွေမှာလက်ကလေးနဲ့ပုတ်ကြည့်လို့ရှိရင်မျက်တက်တယ်ဖြစ်မနေဘူးလားစူးရဲ့ထိတ်လေးရလေအဲ့ဒါအမျက်လို့ခေါ်တာကိုယ့်ရဲ့စိတ်ထဲမှာလည်းပဲတရားရောက်နဲ့ပတ်သက်ပြီးတော့တခုခုနဲ့ပတ်သက်ပြီးတော့စိတ်ထဲမှာမကြည်မနှက်ဖြစ်နေတဲ့အချက်ကလေးအလိုမကျဖြစ်နေတဲ့အချက်ကလေးစိတ်ဆိုးစိတ်တိုးဖြစ်နေတဲ့အချက်ကလေးဒီနေ့ခေတ်စကားနဲ့ပြောရင်အစာမကြည်တဲ့အချက်ကလေးတွေအဲ့ဒါကိုကောဓလို့ခေါ်တယ်အဲ့ဒီကောဓလေးမဖြစ်ဘူးလားပြည့်တယ်သူကငါ့ကိုဘယ်လိုပြောသွားလိုက်တာငါကကြွေးထားတဲ့ကလေးကငါ့ကိုဒီလိုဆက်ဆံလိုက်တာရင်းထဲမှာဆက်နေတာမြက်နေတာအဲ့ဒါကောဓလို့ခေါ်တယ်ဟိုကအနက်ကဒီဘက်ထိတော့ရောက်လာမသိဘူးနှာခေါင်းလေးတွေပိတ်ပြီးတော့ဘယ်သူလေးလဲလိုက်လည်းမသိဘူးအဲ့ဒါပြီးတော့မှပြောမယ်ပလင်မောတွေ့နေရတာကိုပြီးတော့မှအဲ့အကြောင်းပြောမယ်ဘယ်သူကတော့ငါ့ကိုဘယ်လိုပြောလိုက်တာဘယ်လိုဆက်ဆံလိုက်တာတရားနာရင်းနဲ့ပဲဒီလောက်မှအလိုက်ကန်းဆုံးမသိဘူးတရားပွဲမှာလေးလေရတယ်လို့အနက်ကနန်လိုက်တာတော်တော်အသုံးမကျတဲ့လူတွေအဲ့ဒါအမျက်ပဲကောတာပဲမကျေနပ်ချက်လေးတော်တော်အလိုက်ကန်းဆုံးမသိတာပဲလူပြိတ္တကြမှာအဲ့ဒါလေးတွေကအမျက်တရားရောနဲ့ပတ်သက်ပြီးတခုခုနဲ့ပတ်သက်ပြီးယင်းထဲမှာမျက်နေတဲ့အချက်အလိုမကျတဲ့အချက်အစာမကျေတဲ့အချက်ကိုကောတာလို့ခေါ်တယ်အဲ့ဒီကောဓာလေးတွေစုထားလို့ရှိရင်များလာတဲ့အခါခံစားနေတော့ပေါက်ကွဲသွားပြောပလိုက်ကောထုပလိုက်ကောရိုက်ပလိုက်ကောအဲ့ဒါကဒေါသဟုတ်လားကောဓာကမပေါက်ကွဲသေးဘူးအောင်းထားတာပေါက်ကွဲတဲ့အဆင့်ရောက်သွားရင်ဒေါသမိပူလောင်မယ်ဒါကြောင့်မလို့ကောဓာနဲ့ဒေါသကဆက်နေတာကောဓာများသွားရင်ဒေါသလေးတွေဖြစ်လာပြီအဲ့ဒီကောဓာဆိုတဲ့အမျက်ဒေါသလေးတွေရှိလာလို့ရှိရင်အဲ့ဒီအမျက်ဒေါသသည်ဘယ်သူကိုအရင်ပူလဲဆိုတော့ကိုယ့်ကိုအရင်ပူတယ်ဖြစ်တဲ့လူကိုအရင်ပူတယ်နော်ဒေါသအမျိုးအစားကဖြစ်တဲ့လူကိုအရင်ပူတာပဲဘာဖြစ်လို့အလုံးမကျဖြစ်တာလဲမကျင်မနှက်ဖြစ်တာဘယ်သူကြောင့်ပဲဖြစ်ဖြစ်ဘာကြောင့်ပဲဖြစ်ရင်ဖြစ်တဲ့လူကအရှုံးပဲအဲ့ဖြစ်တဲ့လူကစားပြီးရင်ထဲမှာအဲ့ဒီမကျင်တဲ့ချက်နဲ့ပူနေပြီဆိုရင် तू ကဒေါသမြန်ဖြစ်ပြီးဆက်တုံလာရင်မျက်နှာနဲ့หนีရဲလာပြီဆိုရင်ကျန်တဲ့လူတွေပါသူ့ကိုလန့်လာဒါကြောင့်အိမ်မှာဖေနဲ့အမေနဲ့ညံဖြစ်ပြီဆိုသားသမီးနေစရာမရှိဘူးဘုန်းကြီးကျောင်းမှာဆိုဆရာတော်စိတ်တွေ့ရင်ဘုန်းကြီးစိတ်တွေ့ရင်ကျောင်းကကိုရင်တွေဦးစင်းတွေကျောင်းသားတွေအနားမှာတရားမှမရှိဘူးအဲ့တော့ကိုကစိတ်တူတဲ့အချိန်သူတို့ကအနားမှာမရှိသူတို့ကလည်းကိုယ်ကြောက်လို့မနေရဲအဲ့ဒါကိုကပိုစိတ်တူငါအနားမှာတော့တရားမှမရှိဘူးစိတ်တူတော့ဘူးကမနေရဘူးမနေရတော့ပိုစိတ်တူကျောင်းအနားမှာမရှိဘူးအဲ့ဒါခါခါကျရင်ရှောက်ပြီးတော့ကျောင်းမှာဘုန်းကြီးတစ်ပါးကမင်းတို့အယောက်40 50လောက်ကရှာပြီးကျွေးထားတာကွာဒီဘုန်းကြီးတစ်ပါးစိတ်ချမ်းသာအောင်မင်းတို့မထားနိုင်ဘူးကိုကစကနာထိုးတာ
ခဏထိုးတာကလေးတွေကိုတော့ပြီးတော့လေအဲ့ဒါလေအဲ့ဒါဟောတာပဲကိုယ့်ကိုဆင်ကျင်တာဘုန်းကြီးတစ်ခါကြအယောက်40ညစာလောက်ကိုရှောက်ပြီးတော့တရားဟောပြီးပြန်လာပြီးသူတို့ကျွေးရတယ်ဒီဘုန်းကြီးတွေတပတ်ကိုမင်းတို့အယောက်40လောက်ကပြည့်စုံအောင်မလုပ်ပေးနိုင်ဘူးလားဟောလို့ဒါလို့နဲ့ကလေးတွေပြောကလေးတွေဘာပြောရဲမှာလဲဆရာတော်ဆိုမပြောဒါကြောင့်မို့တာဝန်ကရမိတယ်မိဘတစ်ယောက်ကမိဘ2ယောက်ကသားသမီး10ယောက်ကိုဖူဖူလုံးလုံးကျွေးထားနိုင်တယ်သားသမီး10ယောက်ကမိဘ2ပါးကိုမကျွေးနိုင်ဘူးတဲ့ခေတ်ကြီးอ่ะဟုတ်ရဲ့လားသားသမီး10ယောက်လောက်ကမိဘ2ယောက်ကိုစိတ်ချမ်းသာအောင်မထားနိုင်ဘူးမိဘတွေကတော့သားသမီးတွေအတွက်ကြိုးစားပန်းစားရှာဖွေပြီးတော့အမွေတွေပါခွဲပေးလိုက်အဖေတို့အမေတို့တကယ်တမ်းဖြစ်လာတဲ့အခါကျသားသမီးတွေလက်မကြည့်နိုင်တော့ဘူးသူတို့ကသူတို့မွေးထားတဲ့သားသမီးတို့ပြန်ပြီးတယ်ပေးဆက်ချင်းနေမိဘဆိုတာပေးဆက်ရတာကြည်သည်ဖြစ်စေမကြည်သည်ဖြစ်စေမမျောလင့်ပါဘူးတိုးတော်လည်းပဲမသိစိတ်မှာတော့ငါသားသမီးတွေငါတို့အသက်ရွယ်ကြီးရင်တော့ပြန်ပြီးပြုစုဆောင်းလျှောက်တန်ကောင်းရဲ့ဆိုတဲ့မျောလင့်ချက်လေးတော့ရှိတာပဲအဲ့ဒါကတော့လေမိဘတွေကမချမ်းသာလို့မို့ချမ်းသာတဲ့မိဘလည်းပဲသားသမီးရဲ့သိတတ်မှုကိုဂုဏ်ယူခြင်းတာဟုတ်လားလိုချင်လို့လားပြိတ္တလိုချင်လို့မဟုတ်မလေးကြွားခြင်းတာငါသမီးလေးပို့လိုက်တာလိမ္မာတာကိုဂုဏ်ယူခြင်းတာကြွားဖို့မဟုတ်ဘူးနော်ငါသားလေးဘယ်နိုင်ငံကကိုရီးယားနိုင်ငံကပို့လိုက်တဲ့ဂျင်းစင်းလေးလိုက်ကြွားတာဂုဏ်ယူတာနော်မိဘသည်သားသမီးတွေအပေါ်မှာဘယ်တော့မှ jealous ဂျေးမဝင်ဘူးမိဘစစ်စစ်တွေသည်သားသမီးတွေကြီးပွားချမ်းသာတဲ့အပေါ်မှာဘယ်တော့မှမနာလိုစိတ်မဖြစ်ဘူးဟုတ်လားလူချင်းချင်းဖြစ်လားမဖြစ်ဘူးလားဖြစ်တယ်လူချင်းချင်းမနာလိုစိတ်ခဏခဏဖြစ်တယ်အများဖြစ်တယ်ဒါပေမဲ့မိဘတွေကတော့သားသမီးကြီးပွားချမ်းသာတဲ့အပေါ်မှာမနာလိုမဖြစ်ဘူးဝမ်းသာတယ်ဆရာသမားတွေထိုးသူလည်းတပည့်တွေကိုယ့်ထက်တော်လို့ကတော့မနာလိုစိတ်မဖြစ်ဘူးငါတပည့်ကွာစိတ်ဖုံးအောင်ယူသေးတယ်မိဘဆရာသမားတွေပိဆက်ခြင်းနဲ့ပိဆက်နေပြောချင်တာကအဲ့ဒီဆရာသမားဒေါသဖြစ်ပြီဆိုရင်အဲ့ဒီဆရာသမားကိုလည်းပူတယ်တပည့်တွေလည်းပူတယ်မိဘတွေရံဖြစ်လို့ဒေါသဖြစ်လို့ရှိရင်သူတို့ကိုလည်းပူတယ်ကျန်တဲ့လူလည်းပူတယ်ဆိုတော့ကောတာဆိုတဲ့အမျက်ဒေါသသည်ဖြစ်တဲ့လူကိုလည်းပူတယ်သူများကိုလည်းပူတဲ့အတွက်ကြောင့်အဲ့ဒီအမျက်ဒေါသရှိနေပြီဆိုရင်အဲ့ဒီအမျက်ဒေါသကိုအနိုင်ယူနိုင်အောင်ကြိုးစားရမယ်ဘာလို့ရမလဲအဲ့ဒီအမျက်ဒေါသကိုအနိုင်ယူတဲ့နည်းကတော့အကောဓဘာလို့ခေါ်လဲအကောဓဆိုအမျက်မထွက်တာတနည်းအားဖြင့်မေတ္တာပဲကောဓဆိုတဲ့အမျက်ထွက်တာကိုအနိုင်ယူနိုင်တဲ့နည်းကမေတ္တာနဲ့ပဲအနိုင်ယူရတယ်တဲ့ဒါကြောင့်ဘုန်းကြီးစာလေးတစ်ပုဒ်ရေးဘူးတဲ့မကျေနပ်ချက်ကိုမေတ္တာနဲ့လျှော့ချပါလို့အဲ့ဒါလေး Facebook မှာလည်းတော်တော်များများဖြန့်ကြတယ်မကျေနပ်ချက်ဆိုတာကဒေါသပါပဲဟုတ်လားမကျေနပ်ချက်အလုံးမကြချက်မကျေနပ်ချက်ကိုမေတ္တာနဲ့လျှော့ချပါဘာနဲ့လျှော့ချမလဲမေတ္တာဆိုတာအကျိုးကိုလိုလားတာဘာလိုလားတာလဲအဲ့ဒီမေတ္တာဆိုတဲ့အကျိုးလိုလားတယ်ဆိုတော့မေတ္တာသည်အကျိုးလိုလားတယ်ဆိုတော့ကိုယ်အကျိုးကိုလိုလားလားသူ့အကျိုးကိုလိုလားတာလားဘုန်းကြီးတပည့်လေးတယောက်မေးဘူးတယ်အင်တာနက်မှာအရှင်ဘုရားတဲ့မေတ္တာပို့တာဟာသူ့အတွက်ပို့တာလားကိုယ့်အတွက်ပို့တာလားဘုရားတဲ့မေတ္တာဘယ်အတွက်ပို့တာတော့မေတ္တာအဲ့ဒါလေသူ့အတွက်ပို့တာလေမေတ္တာဆိုတာအကျိုးကိုလိုလားတာသူချမ်းသာပါစေသူချမ်းသာပါစေဘေးရန်ကင်းပါစေဆိုပြီးတော့မေတ္တာပို့လိုက်တာဘယ်သူအတွက်ပို့တာလဲဒါကြောင့်အကျိုးလိုလားခြင်းအတိတ်ပဲရတယ်မေတ္တာကမေတ္တာစစ်ကိုပြောတာနော်ဒါတော့တချို့ကလည်းပြောကြဟာရန်သူတွေသိများတယ်အနောက်ရှက်တွေများတယ်ဆရာတော်တွေလာတော့ဘုံဘာလို့ရမလဲဗျာနေအနောက်ရှက်များတာအတိုက်ခိုက်တွေများတာမေတ္တာသာများများပွားနေအနောက်ရှက်တွေအတိုက်ခိုက်တွေနည်းသွားလိမ့်မယ်အနောက်ရှက်များလို့ကိုအန္တရာယ်ကင်းအောင်ဆိုပြီးတော့မေတ္တာပွားခိုင်းတာမေတ္တာပွားခိုင်းတာသူ့အတွက်ပွားတာလားကိုယ့်အတွက်ပွားတာလားဘယ်သူအတွက်ပွားတာလဲဘုန်းကြီးကတော့လုပ်ပြီခုနကတော့မေတ္တာဆိုတာသူများအတွက်ပို့တာသူများအကျိုးကိုလိုလားတာသူကြည်ပွားပါစေသူချမ်းသာပါစေအခုတော့ကိုယ့်အတွက်ပွားတယ်ဆိုတော့အဲ့ဒါလေးပြောခြင်းတော့ပါကပ်ပြောတာမဟုတ်ပါဘူးမေတ္တာဆိုတာပို့တာကသူ့အတွက်ပို့တာပဲသူအကျိုးကိုလိုလားရင်ကိုယ့်အကျိုးပါပြည့်တာမေတ္တာရဲ့အကုန်ပွားတာကသူ့အတွက်ပွားတာပဲသူကြည်ပွားပါစေသူချမ်းသာပါစေချမ်းသာပါစေဆိုပို့တိုင်းသူ့အတွက်အာယုံပြီးပို့တာသူ့အတွက်မေတ္တာပွားနေတဲ့စိတ်ကလေးကစင်ကြဲနေတော့သူလည်းကြီးပွားမှုတဲ့သူ့ရှိလည်းမေတ္တာလည်းရောက်တယ်သူ့အတွက်ကိုပွားနေရင်လည်းကိုလည်းပဲချမ်းသာမှုရတယ်မေတ္တာစိတ်နဲ့ပွားနေတဲ့ပုဂ္ဂိုလ်ရဲ့စိတ်ထဲမှာလောဘမဖြစ်ဘူးဒေါသမဖြစ်ဘူးမောဟမဖြစ်ဘူးသူ့အကျိုးကိုလိုလားနေတဲ့အတွက်ကြောင့်သူကြီးပွားလေလေကိုကချမ်းသာနေပဲကိုသူ့အကျိုးလိုလားတာဟုတ်အကျိုးမလိုလားရင်တော့သူကြီးပွားလေကို့မှာပူလောင်နေတယ်ပဲလေ
အကျိုးလိုလားတဲ့အတွက်ကြောင့်အမေတို့အဖေတို့ကသာသမီတွေကိုမေတ္တာပွားတဲ့အခါကျအကျိုးကိုလိုလားတော့သာသမီတွေကြီးပွားလေတယ်အမေတို့ဖေတို့မှာဝမ်းသာလေလေပဲတဲ့မေတ္တာရဲ့တော့ဒါကြောင့်မေတ္တာသည်သူ့အတွက်ပို့ရင်ကိုယ့်အတွက်ရတာမေတ္တာသည်နှစ်ဖက်ရမေတ္တာသည်ဘယ်နှစ်ဖက်ရလဲဒေါသကြတော့သူ့အတွက်ဖြစ်ရင်းနဲ့ကိုယ်လည်းပူလဲသူလည်းပူတယ်ဒေါသကနှစ်ဖက်ပူဟုတ်လားဒေါသကနှစ်ဦးလုံးကိုပူလောင်စေတယ်မေတ္တာကနှစ်ဦးလုံးကိုငြိမ်းအေးစေတယ်ဆိုတော့ဒေါသကိုအနိုင်ယူနိုင်တာမေတ္တာတခုပဲရှိလို့ဟုတ်လားအဲ့တော့ကိုယ့်ကိုပြန်စင်ကြငါခဏခဏမကြင်မနဲ့ဖြစ်နေလားငါခဏခဏစိတ်တူလားငါခဏခဏအစာမကြေဖြစ်လားငါခဏခဏအလိုမကျဖြစ်လားကိုယ့်ကိုစင်ကြအဲ့ဒါတွေအဖြစ်များတယ်ဆိုရင်သိကြတယ်ကိုယ်တန်ထဲမှာမေတ္တာကြီးရော့နေလို့ဟုတ်လားဘာတွေရော့နေလို့လဲခဏခဏစိတ်တူတတ်တဲ့သူဒီမေတ္တာနည်းနေလို့ခဏခဏမကျင်တတ်တဲ့သူဒီမေတ္တာနည်းနေလို့ဒေါသများနေတာဟုတ်စိတ်တူတာဒေါသပဲလေခဏခဏစိတ်တူခဏခဏမကျင်တဲ့ဒေါသများနေတာပဲအဲ့ဒီဒေါသများနေတစ်ဖက်အားဖြင့်မေတ္တာနည်းသွားပြီအဲ့တော့အဲ့လိုခဏခဏဖြစ်နေကြနိုင်ဘာမှမဖြစ်တော့ဘူးကိုယ့်ကိုစင်ကြင်ဖျားရှိသွားပြီးတော့တတ္တဝအနန္တကိုအာယုံပြုရင်မေတ္တာကများများပွားမေတ္တာလေးတွေများများပွားပြီးတော့တတ္တဝါတွေဘေးရန်ကင်းပါစေလုံးစုံမြတ်စွာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပါယံဘေးကင်းခြင်းဝိငြိမ်းအေးကြပါစေကြောက်တတ်မကြောက်တတ်နေရများစွာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပါယံဘေးကင်းခြင်းဝိငြိမ်းအေးကြပါစေစပြန်တယ်လို့ဘုရားရှင်မှာသွားပြီးတော့မပြန်နဲ့နော်ကျွတ်မေတ္တာတော့ပါဇက်ကတော့အော်ကြီးကျယ်ဆိုတာပဲစိတ်ကဟိုရောက်ဒီရောက်အဲ့လိုမဟုတ်ဘဲနဲ့လေလုံးစုံများစွာတတ္တဝါဆိုရင်ကိုယ်ပန်ဝင်းခြင်းမှာရှိတဲ့တတ္တဝါတွေကိုအာယုံပြုတ်နိုင်သလားအာယုံပြုတ်ပြီးတော့ပို့လိုက်ကြောက်တတ်မကြောက်တတ်နေရများစွာတတ္တဝါဆိုရင်ကြောက်တတ်ကိုဆိုလိုက်တဲ့အကြောက်တရားရှိတဲ့တတ္တဝါတွေကိုအာယုံပြုတ်လိုက်မကြောက်တတ်လို့ဆိုလိုက်တဲ့အကြောက်တရားမရှိတဲ့တတ္တဝါတွေအာယုံပြုတ်လိုက်အဲ့လိုမျိုးတကယ်တိကျကျအာယုံပြုတ်ပြီးပို့နိုင်လို့ရှိရင်အဲ့ဒီမေတ္တာကရောက်တယ်မေတ္တာသည်ဘလောက်ဝေးဝေးရောက်ပါတယ်တဲ့အာယုံပြုတ်နိုင်မှုအရေးကြီးတယ်ဘာသာကတော့ဆိုတယ်စိတ်ကဟိုရောက်တယ်ဆိုအဲ့ဒါမေတ္တာမရအဲ့လိုများများပွားထားနိုင်တဲ့ပုဂ္ဂိုလ်ရဲ့တန်တန်မှာငြိမ်းအေးတဲ့အအေးတက်ရနေတဲ့အတွက်ကြောင့်အလိုလိုငြိမ်းအေးပြီးတော့ဒေါသတွေလျှော့ချပေးတာစိတ်မတိုးတော့ဘူးသိခံနိုင်စွမ်းနေတိုးလာတယ်အဲ့ဒီနည်းနဲ့ကျင့်သုံးရင်သူလည်းမေတ္တာပွားကိုလည်းမေတ္တာပွားအားလုံးကအကျိုးလိုလားတဲ့စိတ်ထားလေးတွေနဲ့မေတ္တာလေးတွေပွားနေမဲ့စဉ်မိသားစုငြိမ်းချမ်းတယ်ရက်ွက်တွေငြိမ်းချမ်းတယ်ကမ္ဘာလောကကြီးငြိမ်းချမ်းမယ်မေတ္တာပွားရမယ်သူများကိုပွားဖို့မဟုတ်ကိုကအရင်စပွားကိုအမြတ်တော်သားတွေများနေလို့ရှိရင်အနိုင်ယူတဲ့နည်းကဗုဒ္ဓလိုကြအနိုင်ယူနည်းကမေတ္တာပွားပြီးအနိုင်ယူမလုပ်ပြီးအနိုင်ယူရမယ်ကဲဆိုကြည့်လိုက်အမြတ်ထွက်ညာထိုသူအားမေတ္တာအားဖြင့်အောင်ရမည်အမြတ်ထွက်ညာထိုသူအားမေတ္တာအားဖြင့်အောင်ရမည်အမြတ်ထွက်ညာထိုသူအားမေတ္တာအားဖြင့်အောင်ရမည်အာဂောဒေနစိနေကောထံအမျက်ထွက်သောသူကိုအာဂောဒေနအမျက်မထွက်ခြင်းဝါမေတ္တာတရားဖြင့်စီနေအနံ့ရရ၏အောင်နိုင်ရ၏ရဲ့လို့ဘဂဝါဘုံတော်၆ပါးသင်ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်အဝေါစာကရုဏာရှိတာပညာအဖြင့်ကောင်းစွာမသွေဟောကြားတော်မူခဲ့ပါပေသတည်းဘုရားအလိုကြအနံ့ယူနေသည်သူများကိုအနံ့ယူဖို့မဟုတ်ဘူးတဲ့ကိုအနံ့ယူခြင်းကိုယ်တဏ္ဍမှာရှိနေတဲ့မကောင်းတာတွေကိုအနံ့ယူခြင်းပဲတဲ့အဲဒီလိုအနံ့ယူတဲ့အခါမှာကိုယ်တဏ္ဍမှာရှိနေတဲ့မကျေနပ်ချက်အမျက်ဒေါသတွေကိုအမျက်မတွဲခြင်းအာကောဒမေတ္တာတရားနဲ့အနံ့ယူရတယ်လက်တွေ့ကျင့်သုံးမှာ theory တစ်ခုကို apply လုပ်နိုင်အောင်ကြိုးစားဒုတိယဗုဒ္ဓအလိုကြအနံ့ယူနည်းကအတာရုံသာဓုနာစီနေသာတော်မကောင်းတာတွေကိုသာဓုနာကောင်းတာတွေနဲ့စီနေအနံ့ယူရမယ်တဲ့မကောင်းမှုကိုကောင်းမှုနဲ့အနံ့ယူဘာနဲ့အနံ့ယူရမလဲမကောင်းမှုကိုကောင်းမှုနဲ့အနံ့ယူရတယ်ဆိုတော့ပြိဿရဲ့လောကမှာမကောင်းတာနဲ့ကောင်းတာဘာကပိုများလဲမကောင်းတာနဲ့ကောင်းတာလေဘာပိုများလဲမကောင်းတာကများတယ်မကောင်းတာလုပ်ဖို့နဲ့ကောင်းတာလုပ်ဖို့ဘယ်ကပိုလွယ်လဲမကောင်းတာလို့ကိုသိလေတာပဲကလေးတွေငယ်တဲ့ကလေးတွေစဲနည်းကိုသင်ပြီးဖို့လိုလားမလိုဘူးအစဲရမသင်မဲနဲ့တက်တယ်နော်ဩဃာတဆိုရင်သင်လိုက်ရတာဘုရားရှိခိုးဆိုသင်လိုက်ရတာဒီချင်း၅ပါးထိပြီးရှိခိုးနိုင်အောင်လေမကောင်းတာတွေဆိုရင်မသင်ရပဲတက်တဲ့ပါပသမေရမတိမနောတတ္တဝါပုရုဇဉ်တွေရဲ့စိတ်တတ္တဝါတွေရဲ့စိတ်ထဲစိတ်တီပါပသမေမကောင်းမှုမှာရမတိပွင့်လျော်တယ်
တတ္တဝါရဲ့စိတ်ကမကောင်းတာမှမွေ့လျော်တယ်ဘာမှမွေ့လျော်တယ်ဒါကြောင့်လို့ဒီမှာဒီရက်ွက်အောင်ချမ်းသာရက်ွက်အောင်ချမ်းသာရက်ွက်မှာလူဦးရေဒါအကုန်ပဲမဟုတ်တော့ဘူးနော်လူဦးရေကုန်ပြီလားဒါတရားလာတာ% နဲ့ဘယ်လောက်ရှိမလဲတရားမှာ25%လောက်လာရင်အတော်ဟန်ကြတယ်တရားမှာ25%လာမယ်ဆို85%ဘယ်ကြွနေတယ်ဟာအဖွဲ့များရောက်သွားလားမသိဘူးမကောင်းတာနဲ့ကောင်းတာဟာအဖွဲ့သူတို့ပြောရင်မကောင်းတာလို့ပြောမှဖြုံးမှာနော်ဒါပေမဲ့မကောင်းတာမဟုတ်တကယ်တမ်းကျတော့ဒီသဘင်အနုပညာလုပ်ငန်းကလေမြတ်စွာဘုရားရှင်အလိုရတော့လှူတော်မလှူကောင်းအလိုတွေထဲမှာဆိုင်းနေညစ်နေထည့်နေတယ်အဲ့ဒါအပြစ်ဖြစ်တယ်ကုသိုလ်မရဘူးဟုတ်လားပြောစီပြက်စီတော့ပြောတာပဲဒါပေမဲ့အဲ့ဒီပြောတာတွေဒီကကုသိုလ်ရတဲ့စကားတွေမပါဘူးလို့ရာဂစိတ်တွေအကျဉ်းတဲ့စိတ်တွေဟိုစိတ်တွေတိုးတာပဲကြီးအခုနောက်ပိုင်းဟိုသူတို့ပြောရင်လည်းအပြစ်ပြောကြအောင်ပါအခုနောက်ပိုင်းအဲ့ပြက်လုံးနေရတယ်ခါအထက်ကိုမကြော်ဘူးပြန်ဟုတ်လားခါအောက်ပိုင်းနေကြီးပဲပြက်နေတော့အဲ့ဒါကိုပဲလူတွေကတိတိကြီးနဲ့လည်းပဲရည်နေကြတာပဲထွက်ပေါက်ရှာတယ်လို့စိတ်ထွက်ပေါက်ရှာအဲ့တော့အဲ့ဒီအပွဲတွေကြတော့ပြိဿတ်များတယ်တရားပွဲဆိုပြိဿတ်နေတယ်ဒါကြောင့်မို့လဲလေအခုလည်းပဲဒကာကြီးဒကာမကြီးကြီးလို့ရှိရင်ဒကာကြီးနဲ့ဒကာမကြီးဘယ်သူကများလဲဒကာမတွေကများတာဒကာတွေကနည်းတယ်ဆိုတော့နတ်ပြည်ကြည့်တတ်တဲ့အခါကျတော့နတ်ပြည်မှာနတ်သားနဲ့နတ်သမီးဘယ်ကများလဲအဲကြောင့်တစ်ထုပ်900နော်လူလောကမှာအထူးသဖြင့်ဗုဒ္ဓဘာသာနိုင်ငံမှာတရားပွဲတွေတရားနာတဲ့နေရာတွေမှာအမျိုးသမီးတွေကများတယ်အမျိုးသားတွေနည်းတယ်ဒါပေမဲ့တစ်ဖက်ကပြန်တွေးကြည့်လိုက်တော့သာသနာမှာပြောတာအမျိုးသားတွေများလားအမျိုးသမီးတွေများလားကုသိုလ်ကောင်းမှုလုပ်တဲ့နေရာမှာသာသနာအကျိုးအဆောင်တဲ့နေရာမှာနော်ပရိဟိတလုပ်ငန်းလုပ်တဲ့နေရာမှာအမျိုးသားနဲ့အမျိုးသမီးအထူးသဖြင့်သာသနာပေါင်းမှာကြတော့သံဃာနဲ့သီလရှင်ဘယ်သူကများလဲဒါပဲကိုတော့ပြန်ဖားတာနော်ဘယ်သားပဲကြည့်လို့တာထားလိုက်ပါနော်တရားဝဲမှာအမျိုးသမီးတွေများပေမဲ့သာသနာပေါင်းမှာတော့သံဃာတော်တွေအမျိုးသားတွေများတဲ့အတွက်ကြောင့်ဘယ်သားပဲကြည့်ပဲထားလိုက်ပါဘယ်သူမှလည်းမရှုံးဘယ်သူမှလည်းမနိုင်ပါဘူးတဲ့ဒါပေမဲ့ပရိသတ်ရဲ့ဒီလိုတရားပွဲတွေမှာအသာတုံမကောင်းတဲ့ဘက်မှာပြောတဲ့လူတွေကများပြီးတော့သာဓုနာကောင်းတဲ့နေရာတွေမှာကြတော့လူတွေကနေကြတယ်တဲ့တရားနာတဲ့ပုဂ္ဂိုလ်တွေထဲမှာလည်းပဲတရားကကျေနာကငဲ့နာဝယ်မဆန့်မီတရားနာတိုင်းတရားရတာမဟုတ်ဘူးတချို့ကဘုန်းကြီးဟောတာနားမလဲဘူးဆိုတဲ့နေရာမှာတရားလေးနဲ့ပျော်သွားတဲ့လူတွေကြတော့နားမလဲဘူးတရားနိုင်အိပ်ပျော်သွားရင်နားမလဲတော့တရားကိုစူးစိုက်ပြီးနားတဲ့လူကြတော့အိုးတရားလေးအနှစ်သာရမသိတာဟာသားကိုမလို့အခုကကိုရီးယားဘုန်းကြီးပြိဿကြိုက်တယ်ဆိုတခါကျအပေါက်တွေလျှောက်ပြောလို့ဟာသားလေးတွေငိုက်မယ်တင်ဟာသားလေးထက်တဲ့ပြောလို့သူကနည်းနည်းလေးမငိုက်တော့တရားလေးလည်းဟောလိုက်ငိုက်မယ်တင်ရင်ပြောစရာလေးပြောလိုက်ပြီးရင်တရားလေးပြန်ဟောလိုက်ဒါကြောင့်မလို့သူတို့နားနိုင်တာတရားကြီးပဲပြောရင်ဧဝမေတုတ္တဧကတမြံဘဂဝတာဝတ္တိယဝိရတိဆိုငိုက်ပြီးဖဏလေးကောက်ပြီးတော့ပြန်သွားမှာနော်ခေတ်ကာလအနေဒယပါပသမေရမတိမနောမကောင်းမှုမှာစိတ်ကမွေ့လျော်တာတရားနာခြင်းနဲ့စိတ်ကလေးရှိတာတရားတက်ကံရှိဒါကြောင့်တရားကိုစူးစိုက်နာနိုင်တဲ့နားရှိတာလည်းပဲဒါကသာဓုနာကောင်းတဲ့အမှုလေးပဲဒီလိုတွေ့ရတာပဲဒါကြောင့်ဘုန်းကြီးတို့ပြိဿများဘုရုမှအပြင်မပြောပါဘူးလာပြီးနာတဲ့သူတွေရဲ့စိတ်တက်တယ်တရားပွဲမှာတော့အပင်မှန်ခံပြီးတော့ကြုံလေးတွေထိုင်ပြီးတော့နာနိုင်တဲ့စိတ်ကလေးရှိနေတာကတရားအခြေခံထားတာအဲ့ဒါသာဓုနာကောင်းတာပဲအဲ့ဒီကောင်းတဲ့စိတ်ကလေးရှိသလိုအသာတို့မကောင်းတဲ့နေရာလေးတွေတခါခါကျတော့လေစိတ်ကလေးကအဓိကဖြစ်တဲ့အတွက်ကြောင့်တန်ခါကြီးနှစ်ယောက်ပုံမြင်လေးတစ်ခုသွားကြည့်တန်ခါချင်းတစ်ယောက်ကဒီနေ့ဥပုပ်နေကွာဆိုပြီးဘုန်းကြီးเจ้าကိုသွားပြီးတော့ဥပုပ်သွားဆောင်နေတဲ့တစ်ယောက်ကတန်ခါချင်းတစ်ယောက်ကဒီနေ့ဥပုပ်မဆောင်တော့ပါဘူးကွာငါငါးများကန်သွားပြီးငါးသွားများမယ်ဆိုပြီးတော့ငါးများတယ်လေးကြီးငါးသွားများတယ်တစ်ယောက်ကအဲ့တော့တန်ခါချင်းနှစ်ယောက်ကနေရာအားပြီးတော့သွားတဲ့နေရာကအကုသိုလ်လုပ်တဲ့နေရာနဲ့ကုသိုလ်လုပ်တဲ့နေရာသွားကြတာလေဒါပေမဲ့ငါးများနေတဲ့တန်ငယ်ချင်းငါးများတယ်နေကင်ပြီးတော့ဘာတွေးနေလဲအခုချိန်မှာငါတန်ငယ်ချင်းဆရာတော်တွေကိုဆုံးကတ်နေပြီငါးပါးသီလ7ပါးသီလတွေယူပြီးတော့တရားတွေနားနေပြီဆိုငါးများရင်လည်းသူ့အတွေးကတန်ငယ်ချင်းရဲ့ကုသိုလ်လုပ်ငန်းလေးတွေကိုအာယုံပြုပြီးညှားနေဘုန်းကြီးကျောင်းမှာတရားနာနေတဲ့တန်ငယ်ချင်းအခုချိန်ငါတန်ငယ်ချင်းကငခူကြီးများမိနေပြီလားငရရင်များမိနေပြီလားဆိုပြီးတော့အဲ့ဒီအတွေးလေးနဲ့ဟိုဘက်ကိုအာဟုသူရောက်အကယ်၍အဲ့ဒီစိတ်ကလေးနဲ့မှသေသွားရင်ဟိုငါမှတ်တဲ့လူကကောင်းတဲ့ပုံရောက်မှာတရားနာတဲ့လူကမကောင်းတဲ့ပုံရောက်ရင်စိတ်ကသေကံကြီးမှာအရင်အကျိုးပေးတာမရဏတဏ္ဍဇောဆိုတာလေမနောကံကပို့ပြီးအကျိုးပေးတန်တယ်တိုးတော်လည်းပဲသီလပိုင်းကြည့်လို့ရှိရင်ကာယကံနဲ့ဝစီကံကပိုအားကြီးတယ်သီလကကာယကံနဲ့ဝစီကံကို
ထိမ့်ပေးတာလေသူများအသက်ကိုစိတ်နဲ့တတ်လို့ရလားမရဘူးသူများပစ္စည်းကိုစိတ်နဲ့ခိုးလို့ရလားအဲ့ဒါပဲဆိုတော့ကနေရာတိုင်းကိုသူ့နေရာနဲ့သူကာယကံဝစီကံမနောကံသုံးခုလုံးပါသွားတာနော်ပါဏာတိပါဒလုပ်တဲ့အခါမှာမနောကံမပါရင်အကျိုးသက်ရောက်မရှိဘူးဆိုတော့အဲ့ဒီသီလတိတ်ခါဖို့ဆောင်းသိတဲ့အပိုင်းမှာသီလဒီအဓိကထိမ့်ပေးတာကာယကံနဲ့ဝစီကံကိုထိမ့်ပေးတာအဲ့သမထဝိပဿနာကတော့မနောကံကိုထိမ့်ပေးတာအဲ့တော့အကုန်လုံးကိုပေါင်းလုံးမှကံသုံးပါလုံတာဒါကြောင့်မလို့တရားလေးတွေနားတဲ့ပုဂ္ဂိုလ်တွေများဟာအပွဲကိုရောက်သွားရင်ဟာအပွဲကလူတွေကကိုရိယဆရာတော်တရားပွဲကိုအာယုံပြုနိုင်ရင်ဒါကတော့ပေါ့ကိုတွေးကြတော့နော်အာသာတော်မကောင်းတဲ့နေရာမှာသာဓုနာစိတ်ကကောင်းတဲ့သာဓုနာအာသာတော်မကောင်းတဲ့နေရာမှာမနောစိတ်တွေရမတိအမွင့်လျောတယ်မကောင်းမှုမှာစိတ်ကတိတ်ပြီးတော့မွေ့လို့တာဖြစ်တဲ့ကြောင့်လူငယ်တွေလည်းမကောင်းတဲ့အတုတွေဆိုရင်အကုန်ယူတော့တယ်အရက်တောက်မှခင်ပြီဘုရားခဏနာပြောတယ်အရက်သမားလေးတွေပေါ်နေပြီနော်အရက်သမားခင်ပြီလဲဆိုရင်အရက်လေးတွေကိုစိတ်ကြိုက်တောက်ပြီးတော့မြန်သေးတဲ့ကလေးတွေလည်းများနေပြီနော်မြန်မာပြည်မှာလေအဲ့ဒီစနေဆိုးတစ်ခုမှာအရက်ကိုအလွယ်တကူဝယ်လို့ရအောင်လုပ်ပေးတာလည်းပဲအဲ့ဒါကလေးတွေပျက်စီးကြောင်းပဲအစိုးရကဥပဒေနဲ့ထိန်းချုပ်ဖို့လိုတယ်ကိုရီးယားနိုင်ငံရဲ့အစိုးရရဲ့ဥပဒေတစ်ခုမှာလေအရွယ်မရောက်သေးတဲ့ကလေးတွေကိုအရက်တွေရောင်းဝင်မရှိဘူးမွေးစေဝါဆေးစလိတ်တွေရောင်းဝင်မရှိဘူးရောင်းရင်ရောင်းတဲ့ဆိုင်အောင်အေးအေးယူတာအဲကြောင့်မလို့သူတို့တက္ကသိုလ်မတက်ရတဲ့အဲ့ကလေးတွေအရက်သွားဝယ်လို့မရစလိတ်ဝယ်လို့မရတချို့တက္ကသိုလ်ရောက်အသက်ပြည့်ပြီးမှသွားဝယ်တာတော့မှလေလူလေးကတေးသေးညှိညက်လေးစီမှတ်ပုံနဲ့ပြခိုင်းတယ်အသက်ကိုစစ်တာမှန်မှရောင်းပေးတာဥပဒေနဲ့ထိန်းချုပ်ထားတာအရက်ရောင်းတာတွေကိုသူတို့နိုင်ငံတွေကအဲကြောင့်တိုးတက်သွားပြီဆိုရင် the law ဥပဒေကအားလုံး control လုပ်ပေးတယ်အဲကြောင့် constitution တိတ်ရေးကြီးတယ်အဲ့ဒါပြောတာဗမာပြည်မှာကျတော့အဲ့လိုထိန်းချုပ်ထားတာရှိလားမရှိဘူးအရက်ရောင်းတာကိုလေရှိလားမရှိဘူးလားထိန်းချုပ်ကြိုက်တယ်လို့ရောင်းတယ်ကြိုက်တယ်လို့တောက်တယ်ဘယ်သူလာဝယ်ရောင်းပေးလိုက်တယ်တချို့များအဖေတောက်ဖို့ကလေးကသွားဝယ်ပေးရတယ်ခုနှစ်နှစ်အရွယ်သားလေးကအဖေအတွက်အရက်ပလင်းကိုင်းပြီးတော့သွားဝယ်ပေးရတယ်အဖေအိမ်မှာအရက်ဖို့ဒီကလေးရဲ့စိတ်ထဲမှာမပြောတာလို့လားနေမယ်လေတန်ငါနာနေတန်ငါမောစိုးနာနေမောစိုးအရက်ပလင်းကိုင်းပြီးတော့အရက်ဆိုင်ခဏနာသွားနေကလေးအရက်တောက်ဖို့နီးစက်လားမနီးစက်ဘူးလားတိတ်နီးစက်တာပို့ပြီးတော့နီးစက်တာကအဲ့ဒီအရက်ကိုအလွယ်တကူဝယ်လို့ရအောင်လုပ်ပေးတယ်50တန်တရွက်နဲ့အရက်တစ်ခွက်ရအောင်ဘီအရက်တစ်ပက်ရတယ်100တန်နှစ်ပက်ရတယ်ဆိုတော့ပြီးတော့စိတ်ညစ်တဲ့ကလေးကကိုစိတ်ဒီစိတ်လေးဝင်73 14 15စားလည်းမကြိုးစားခြင်းစားလည်းမလုပ်ခြင်းတဲ့ကလေးတွေအပေါင်းအသင်းတွေတွေ့တဲ့အခါအရက်လေးသွားဝယ်တောက်50တောက်တာအရေးမကြီးအဲ့ဒီအရက်တွေကသူတို့တောက်နည်းမသိတဲ့အခါကျအဲ့ဒီကလေးတွေအရက်တောက်ပါများတဲ့အခါ6လလောက်ဆိုရင်အဲ့ဒီ BE တို့အစိုးရရောင်းတဲ့အရက်တွေတောက်တဲ့ကလေးတွေတိတိတသာမျက်နှာတွေရဲပြီးတော့မျက်နှာတွေတင်းပြီးတော့ဖောတယ်လို့ရောင်းလို့ဖြစ်လာလားမဖြစ်ဘူးလားအရက်သမားလေးတချို့ကလေးကြည့်လိုက်လို့အသက်က20ကိုယ့်တဲ့အသက်ကြီးတဲ့တင်ကိုယ်တွေဥတွေနဲ့ထည့်ပြီးဟဲ့မင်းအသက်ဘယ်နဲ့နေလဲ20ဟာ20လည်းငါတဲ့အိုလိုက်အဲ့ဒီအရက်ကအစကတော့သူ့ကိုကတောက်တာပဲနောက်တော့သူကကိုတောက်လာတာတောက်ရင်နဲ့အိုတဲ့အရွယ်တင်မြောက်တယ်သူတို့ပြောသလိုမအိုစေးမိဝဲရင်နဲ့အရက်သမားလေးတေကုန်ကြတာဘုန်းကြီးတို့တရဏဂုံတင်ပြီးတော့တရဏဂုံလာပိတ်လို့ရှိရင်အဲ့ကလေးတွေ30 35အစိတ်ဝန်းကျင်တေတဲ့ကလေးအများကြီးသူတို့မေးကြည့်လိုက်အရက်နဲ့တေတာကြီးဩတို့ဘဝလေငိုစားရေစားဘဝဆိုတော့အရက်သမားတေလို့လာပိတ်ရင်လိုက်ရတာပဲငိုပွဲလည်းလိုက်ရတာပဲမင်္ဂလာဆောင်လည်းပဲလိုက်ရတာပဲအလူလည်းပဲလိုက်ရတာပဲငိုစားရေစားဆိုတာဘုန်းကြီးတွေရဲ့ဘဝပါဒါကြောင့်တချို့တငယ်ချင်းပြောမင်းတို့သိမရှာကြနဲ့ဘုန်းကြီးစားသွားမယ်ဆိုတော့လုပ်သေးတာမင်းတို့သိမရှာနဲ့တဲ့ဘုန်းကြီးစားသွားမယ်တဲ့ဘုန်းကြီးစားသွားရင်မဟုတ်ပါဘူးဗျာသူတို့မရေငယ်တွေမရေကြီးတွေစားမှာပါဘုန်းကြီးကပိတ်မှစားရတာဟုတ်လားအဲ့ဒါကိုဘုန်းကြီးစားသွားမယ်တော့တတ်လို့ဘုန်းကြီးပင့်တာမှ3000လောက်လှူတာလေကျန်တာသူတို့နောက်ပိုင်းအမြောင်နေအတွေ့တွေကစားတာပဲသိမရှာနဲ့ဘုန်းကြီးစားသွားမယ်ဆိုတဲ့စကားလုံးတော့မသုံးပါနဲ့ဘုန်းကြီးလည်းမစားနိုင်ပါဘူးကိုယ့်ကိုယ်စားသွားတာအဲ့ဒီအရက်တောက်တယ်အဲ့ဒီအရက်ကဘုန်းကြီးပြောပြမယ်ပြိဿရဲ့တကယ်တမ်းကျတော့မြန်မာပြည်မှာနိုင်ငံတကာမှာအရက်တွေအစင်တန်းမြအောင်ထုတ်လုပ်ပြီးတော့မူရစ်စေတဲ့စိတ်ကလေးလောက်ပဲဖြစ်တာအယ်ကိုဟော 1% 2% ဒီလောက်ပဲထားတာမြန်မာပြည်ကအရက်တွေကအဲ့ VE လို့ပြောတာအစိတ်တွေဗျချက်ထားတာလေသူတို့ပြောပြတယ်အဲ့အရက်ချက်စုံမှာချက်ဆက်ရုံမှာလုပ်တဲ့တကားတွေကဒီအရက်တွေကိုသူကတခါကျရင်ဓာတ်မြေဩဇာမူးအောင်လုပ်ရတာဓာတ်မြေဩဇာလို့ရာဘာစိမ့်လို့ပါထည့်ပြီးတော့ဒီဓာတ်တွေဝင်အောင်ချက်ရတယ်ပြောတယ်ဒါပေမဲ့အဲ့အရာတွေအစိတ်တွေပြေအောင်သူကစနစ်ရှိတယ်အရက်တစ်ခွက်ကိုရေ3ခွက်ရောရတယ်3ခွက်တစ်ခွက်တည်းနော်
အရက်တစ်ခွက်ကိုရေ3ခွက်ရောပြီးတော့တောက်ရတယ်တဲ့ချက်ချင်းမတောက်ရဘူးတဲ့ရောထားတဲ့အရက်ကို at least 72 hours we have to keep it အဲ့လိုအရက်တစ်ခွက်ရေ3ခွက်ရောပြီးရင်အနည်းဆုံး82နာရီထားပြီးမှတောက်ရမှာတဲ့82နာရီဆိုဘယ်နှစ်ရက်လဲအဲ့လောက်ထားပြီးမှတောက်မှသူကအမှုဓာတ်လေးနည်းနည်းရှိတယ်အဲ့ကြောင့်မှအစိတ်ပြေတယ်တဲ့အခုတော့3ရက်ထားသလားမထားဘူးလားတိုးမှဆိုလို့မထားရတဲ့ပြန်3ရက်ဆိုရင်လေဒါကျို့ဆိုရင်ရေတော့မရောဘူးအဲ့တော့အဲ့လိုတောက်တဲ့အခါကျတော့အစိတ်တွေတောက်တာပဲဆိုအဲ့ခုနတက်မြေဩဇာရာဘာစိတ်အစိတ်တွေရှိတယ်အဲ့ဒီအစိတ်တွေတောက်ရင်နဲ့ကြားတဲ့အခါကျတော့အရက်တွေအရှိန်နေနဲ့လူကပြီးတာအစိတ်တွေတောက်တာဒါကြောင့်မလို့မတောက်ကြပါနဲ့တောက်ချင်ရင်လည်းရေ3ခွက်ရောပြီးတော့82နာရီလောက်ထားပြီးမှတောက်ကြပါဥပုပ်နေနဲ့တိုက်ရင်လည်းမတောက်နဲ့တားမြလို့တောက်ချင်ရင်လည်းအလိုမျိုးနေနဲ့တောက်ပါမတောက်ပဲနေနိုင်ရင်ကောင်းပါတယ်ညီအတာတော့မကောင်းတဲ့အတုတွေလိုက်ယူတာကိုပြောပြတာနော်အရက်တောက်မှခင်မိတယ်ဆိုတဲ့အတွေးခေါ်တွေထားကြလိုက်စမ်းပါခင်မိအောင်လုပ်ရင်ကြိုးစားပါပညာတတ်အောင်လုပ်စမ်းပါအခုတော့ဘီယာကအရက်တော့မဟုတ်ပါဆိုပြီးတော့ဘီယာကိုလည်းကြိုက်တယ်လို့တောက်နေတယ်နိုက်ကလတ်တွေဂျေးကလတ်တွေဆိုတာရှိတယ်တဲ့လူငယ်တွေသွားတာ10တန်းအရွယ်စမတင်တော့နိုက်ကလတ်တွေမဟုတ်ဘူးတဲ့အဲ့ဒီចောင်းသားတွေသွားလို့ရအောင်ဂျေးကလတ်တွေပါရှိတာတဲ့ရန်ကုန်မြို့မှာလေနေကင်းမဲ့ចောင်းလေးပြီးတော့အဲ့ဂျေးကလတ်တွေကိုသွားပြီးတော့ဘီယာလေးတွေတောက်ပြီးတော့ပြောကြပါကြနဲ့ကျူးလွန်ပြီးတော့ကလေးတွေလွန်လွန်ကျူးကျူးအစဉ်ရောက်ကုန်အဲ့ဒါဥပဒေရအစိုးရတရားမှာဒီចောင်းသားတွေအရွယ်တွေလာရင်လည်းကလတ်တွေကပတ်စံယူပြီးတော့လက်ခံတဲ့ကလေးတွေပြောကြပါကြပျက်စီးအသာတော်မကောင်းတဲ့ဘက်မှာစိတ်ကမွေတော်တဲ့ကလေးတွေများနေတော့ဒီ generation တွေကအနာဂတ်မျိုးဆက်ကိုဘယ်လိုပုံဖော်ကြမလဲဘယ်လိုထိန်းကြမလဲပေါ်တွေးလို့မရဘူးမျိုးဆက်တွေကိုအားကိုးတာအဲ့တော့လူငယ်တွေအရက်တောင်းမှခင်မိတာမဟုတ်ပါဘူးခင်မိခြင်းရင်ပညာရေးကိုစ조사ပြီးလေ့လာပါတပြည့်တော့မှဘာမှမဖြစ်ဘယ်လိုလုပ်မလဲအဲ့လိုတော့မပြောနဲ့စ조사ကြည့်လို့ရှိရင်ဒီစနစ်စာဖြာပြီးတော့တွအောင်စ조사လို့ရတယ်ဘုန်းကြီးတို့ပညာဒါနတွေလုပ်လာတတ်ပါအလကားအဲ့လိုမျိုးမရှိတဲ့လူတွေတက်လို့ရအောင်ပညာဒါနသင်တန်းတွေဖွင့်ပေးတယ်ဇွဲမရှိဘူးစတော့ယုံနဲ့အယောက်100လောက်နောက်တော့တပြေးပြေးရော့အယောက်20လောက်ပဲကျန်တယ်အလကားရတော့အလကားထားပြီးစိတ်တက်မပါတဲ့ခါကျတော့ပညာမရအောင်ပညာတက်တဲ့ခါကျတော့အခုဆိုရင်ကိုယ်နိုင်ငံပွင့်နေတဲ့အခါကုမ္ပဏီတွေပွင့်တယ်အရေးသေးပြည့်တဲ့ဝန်ထမ်းတွေရှိတော့သူတို့နိုင်ငံခေါ်လာပို့ဆိုရတယ်မကောင်းတဲ့နေရာမှာစိတ်ကလိုက်ပြီးတော့မကောင်းတာတွေမှပျော်နေတော့အရေးသွေးတွေရော့ကြတယ်ပညာမတက်တဲ့ကလေးတွေများတော့ဒီအနာဂတ်မျိုးဆက်တွေဘယ်လိုလုပ်ကြမလဲတွေးပြီးပူမိတာအဲ့ဒါလေးတွေစင်ကြင်ရမယ်တဲ့အမျိုးသမီးတွေလည်းရောက်တဲ့နေရာတိုင်းပြောတော့ပြောရတဲ့ဘုန်းကြီးကလည်းအဲ့ဒီကိုရီးယားဇာတ်ကားတွေကြည့်ပြီးတော့နိုင်ငံခြားကယဉ်ကျေးမှုတွေကိုကြည့်ပြီးတော့သူတို့ကအထင်ကြီးတာဗမာလူမျိုးကနိုင်ငံခြားကိုအထင်ကြီးပြီးတော့နိုင်ငံခြားက fashion တွေကိုလိုက်တူတယ်နိုင်ငံခြားကလူတွေကဗမာလူမျိုးတွေရဲ့ tradition တွေကိုအားကြလို့ဗမာပြိုလာပြီးတော့မြန်မာလူမျိုးတွေရဲ့ယဉ်ကျေးမှုရိုးရာဝတ်စုံလေးတွေတဏ္ဍာဘကွက်ကြားလေးနဲ့ရောလုံကြီးလေးတွေနော်အဲ့ဒီရောထမိန်လေးတွေပြီးလို့ရှိရင်ရေမုံအိမ်လေးနဲ့လုံလုံကျုံကျုံဝတ်ထားတဲ့အဝတ်စားလေးကိုနိုင်ငံခြားကလူတွေကသဘောကျတာကိုယ်တွေကနိုင်ငံခြားကိုအထင်ကြီးပြီးတော့နိုင်ငံခြားကလူတွေများတို့ကိုအထင်ရှိမလားဆိုပြီးတော့တို့နှက်နှက်မပေါ်တဘောတွေဝစ်ကြတယ်ပေါ်ကြတယ်ချွတ်ကြတယ်သိကြတယ်နိုင်ငံခြားကလူတွေကအဲ့ဒီမပေါ်တဘောတို့နှက်နှက်နဲ့ကြည့်ပြီးတော့အထင်ကြီးမှမတင်နဲ့သူတို့ဥရောပတို့အာရှတို့ကဒီထက်ပေါ်နိုင်ချွတ်နိုင်တယ်ဟုတ်လားနိုင်ငံတကာမှာနုတ်ဘိဆိုတာရှိတယ်ဘာမှမဝတ်ပဲကမ်းခြေရှိတယ်ဘာမှမဝတ်ပဲသွားရတဲ့ကမ်းခြေအဲ့လိုကမ်းခြေတောင်ရှိနေတဲ့ခါကျဒီကမလခိကမီမီနဲ့ပေါ်တာချွတ်တာတော့ပါသူတို့ကအထင်မကြီးတဲ့အထင်အောင်သေးအောင်ပါနိုင်ငံသားကိုကအထင်ကြီးပြီးတော့နိုင်ငံသားရဲ့ဟာကိုပုံလို့ယူပြီးတော့ဒီမှာဝတ်တာကအရင်ပြဟိုကလူတွေအထင်ကြီးမှမင်းနဲ့ကိုတော်အထင်သေးတယ်အထင်ကြီးစေခြင်းတော့ကိုနိုင်ငံကိုအဝယ်စားလေးတွေနဲ့နေတာကောင်းပါတယ်ဟိုဝေစားဒီဝေစားတွေနဲ့လုပ်ပြီးတော့ဘုန်းကြီးတွေအနလိုက်ပုံစံတွေနဲ့ဝတ်ပြီးတော့မနေကြနဲ့အဲ့ဒါလည်းပြောရတယ်ခဏကဘုန်းကြီးအနကိုက်စတိုင်အဝေစားတွေမာတုကာမတွေဝတ်တယ်ပခုံးတစ်ဖက်ပေါ်ထားတာလေအဲ့ဒါတို့ကစားတာပါအဲ့ဒါကိုသူကယူပြီးတော့ဝတ်နေကြတယ်လေအဲ့ဒါဘယ်ဘက်ပခုံးပေါ်တာလားညာဘက်ပခုံးပေါ်တာလားကြည့်တဲ့တော့ညာဘက်ပခုံးပေါ်တာလားသူတို့ကတစ်ခါဆိုရင်နီညိုရောင်လေးတောင်ဝတ်လိုက်သေးတယ်ကာလာပါတူအောင်လုပ်တာအဲ့ဒါမျိုးလေးဝတ်တဲ့အပြင်ပခုံးလေးတွေအပြောင်လေးတွေဝတ်လက်တစ်ချောင်းလောက်ကျိုးလေးနဲ့ဘုန်းကြီးကျောင်းကိုသွားတယ်ဘုန်းကြီးရှေ့ရောက်လို့ရှိရင်ပစ္စည်းလေးချတာကအစရင်ဘတ်လေးကိုလက်ကလေးနဲ့အုပ်ပြီးတော့ပစ္စည်းလေးချရတယ်ရင်ခွဲနာကြမှာဆိုလို့ရင်ခွဲနာကြမှာဆိုလို့
ရင်ခွဲနာကြမှာပေါ့လုံးဝမလုံးကြုံလားအဲ့အဝိဇ္ဇာကြောင့်ကိုယ်ပစ္စည်းနဲ့ကိုယ်ဒုက္ခရောက်တယ်အဲ့ဒါပဲကိုယ်ပစ္စည်းနဲ့ကိုယ်ဒုက္ခရောက်တာဝိထားစားထားလိုက်တာကောင်းရင်းတုတ်ထုတ်ထားသလိုဝစ်ပြီးတော့လမ်းသွားရတယ်ဖြောင်းတောင်မသွားရကိုလိုကန့်လန့်ကော့တော့လန်တန်နဲ့အဲ့ဒါသွားတာအဲ့ဒါဟိုအယက်သမားတွေတွေ့ရင်အဲ့ဒါပြစ်မအောင်မယ်အဲ့ဒါကိုယ်ပစ္စည်းနဲ့ကိုယ်ဆက်တာအဲ့လိုအယက်သမားတွေကတွေ့တဲ့အခါကျတော့မမြင်အရာကိလေသာဒုက္ခသူငြိမ်းတယ်ကိလေသာဆိုတာမမြင်မဖြစ်ဘူးမြင်ရင်ဖြစ်တယ်အဲ့လိုမပေါ်တော့မလုံးလုံးတွေဝေပြီးတော့ကော့တော့နဲ့သွားသူတို့ကိုဘေးကဝိုင်းကြည့်တော့ဘာကြည့်တာလဲလို့သိတာကြည့်အောင်လဲဝစ်သွားတယ်ကြည့်ရင်လည်းသူတို့ကနောက်တက်ပြီးဘာကြည့်တာလဲဆိုရင်ရန်တွေ့သွားသေးတယ်မကြည့်ရင်လည်းကြည့်အောင်ပြတယ်တချို့စဉ်ကားလေးစီးရတာကိုပဲဂုံယူပြီးတော့ကားကိုတက်ခံနေကိုတကားလေးဖွင့်ပြီးပတ်ဝန်းကျင်ကိုကြည့်ရသေးတယ်သူစီးနိုင်တာကိုဘေးကနေကြည့်နေမလားလို့သူဘလောက်ကြီးတယ်ကြည့်ဘလောက်ချမ်းသာတယ်ဘလောက်ကြီးပွားတယ်ဆိုတာကိုပြခြင်းလို့တကားလေးမားကုန်ပြီ sorry နော်ဘလောက်ချမ်းသာတယ်ဘလောက်ကြီးပွားတယ်ဘလို့စီးနိုင်တယ်ဆိုတာကိုပြခြင်းလို့ကားလေးတကားဖွင့်ပြီးတော့ပတ်ဝန်းကျင်ကိုကြည့်လိုက်သေးတယ်အဲ့ဒါကကြွားနေတဲ့မျိုးပဲအဲ့တော့ရှားကြမ်းပြီးတော့မဟုတ်တဲ့အတုတွေလိုက်ပြီးတော့ယူရာကနေပြီးတော့မြမယဉ်ကျေးမှုတွေပျောက်ပြီးတော့နိုင်ငံသားကယဉ်ကျေးမှုတွေလွှမ်းမိုးလာခြင်းသည်တနည်းအားဖြင့်အရှက်အကြောက်တွေရော့လာဟိရိဥတ္တပလောကပါဠလောကကိုစောင့်ရှောက်တဲ့တရားနှစ်ပါးကအရှက်နဲ့အကြောက်အဲ့ဒီဟိရိဥတ္တပတရားအဲ့ဒီအရှက်ကြောက်တွေယောနေလာလို့ရှိရင်လောကကိုမဆောင်ရှောက်တော့ကျွန်တော်မြန်မာနိုင်ငံမှာလည်းလှုပ်လာပြီအဲ့ဒီလောကပလတရားတွေယောနေတော့အဲ့ဒီအဝိဇ္ဇာတွေပေါ်တာချွတ်ချာကနေပြီးတော့ကိုယ့်ကိုအရှက်ကြောက်တွေမရှိတဲ့အခါကျတော့အဲ့ဒီပြဿနာတွေတက်တယ်အဲ့ဒါမကောင်းတဲ့အတုတွေလိုက်ပြီးတော့ယူတာအဲ့ဒီမကောင်းတဲ့အတုတွေမယူပါနဲ့လောကပါဠတွေမပြောက်ပါစေနဲ့ဟိရိဥဒ္ဒပအရှက်တွေအကြောက်တွေကိုလုံးလုံးညုံဖြစ်အောင်အဝိဇ္ဇာတွေနဲ့ထိန်းကြပါနော်အဲ့ဒီမကောင်းတဲ့အတာတုံမကောင်းတာတွေမပြောမိစေနဲ့သာဓုနာကောင်းတာလေးနဲ့ပြောနိုင်အောင်ကြိုးစားရမယ်ဒါကြောင့်မကောင်းတဲ့အကျင့်လေးတွေအမူအရာလေးတွေရှိပြီဆိုရင်ကိုယ့်ကိုပြန်ဆင်ခြင်ပြီးတော့ကောင်းတာလေးနဲ့အစားထိုးနိုင်အောင်ကြိုးစားရတယ်နော်ကောင်းမှုကုသိုလ်လေးတွေနဲ့အစားထိုးရတယ်လူမှလေပုထုဇဉ်တွေမှာအကုသိုလ်ဖြစ်နေတဲ့စိတ်ဟာကုသိုလ်မဖြစ်ဘူးတဲ့ကုသိုလ်ဖြစ်နေတဲ့အချိန်မှာအကုသိုလ်မဖြစ်ဘူးတဲ့စိတ်ကတပြိုင်တည်းနှစ်ခုမဖြစ်ဘူးကုသိုလ်မဖြစ်ပဲနေတဲ့အချိန်ဟာအကုသိုလ်နဲ့နေတဲ့အချိန်ပဲစိတ်ထဲမှာလေအိုတွေတီးတွေမနောကံနဲ့အကုသိုလ်ဖြစ်နေတာဒါမှမဟုတ်စိတ်မှာကုသိုလ်စိတ်လေးဖြစ်အောင်ကုသိုလ်ကြတော့သီးတန့်ကိုလုပ်ပြီးတော့ယူရတယ်ကုသိုလ်စိတ်ကလေးထားပေါ်ရင်ချက်ချင်းထားလို့ဟိုရွေးဒီရွေးဟိုရွှေ့ဒီရွှေ့မလုပ်ရဘူးကုသိုလ်စိတ်အခုတော့လူတွေကမကောင်းတာသာလေအချိန်ပြည့်ထားလို့တာကောင်းတာကြတော့ရွေးချင်နေတယ်ဒီနေ့ဘာနေမဟုတ်လို့ဘာနေမို့လို့ဘာလေးဆိုပြီးကုသိုလ်ကောင်းမှုတာတော့မှရက်တည်ရွေးနေရရှိတယ်တချို့ဆိုရင်ရရသာပြတရာရွေးတာရှိတယ်အလူလောက်တာကိုလေအလူလောက်တာကိုရရသာရွေးတဲ့လူတွေရှိတယ်မရှိဘူးလားဒီနေ့ရမကောင်းဘူးငါတို့သားသမီးတွေအလူပွဲအောင်မြင်ဖြစ်ဖို့ရရသာနေပြသူလာစမ်းကနေရက်ပြတာပရိနေအဲ့ဒီမျိုးတွေရက်တည်ရွေးပြီးတော့ကောင်းတာလောက်တာကိုရက်ရွေးနေသေးတယ်မကောင်းတာကြတော့ရက်ရွေးလားမရွေးလားဒီနေ့အမလေးဒီနေ့ပြတရာနေမို့လို့အရက်မတောက်သေးပါဘူးဆိုပြီးညီလေးအရက်သမားတွေသွားမေးကြည့်ရွေးသလားမရွေးဘူးလားအရက်သမားတွေပြတရာနေအရက်တောက်လားမတောက်လားထဲ့ မတွေ့တာအဲ့ဒါပြတရာဆိုတာလေစိုက်တဲ့အချိန်တောက်တာပဲကုသိုလ်ကောင်းမှုကြတော့အဲ့ဒါရက်မကောင်းလို့ဆိုရင်နေရွှေ့ညရွှေ့ရွှေ့နေအဲ့ရွှေ့တဲ့အချိန်မှတစ်ခုဖြစ်သွားရင်လှုပ်တော့မလှုပ်လဲအောင်ပွဲတွေကောင်းတာလေးတွေပေါ်ရင်ကိုအားတဲ့အချိန်လေးနဲ့အစဉ်ပြေသလိုကောင်းတဲ့စိတ်ဆိုရင်ချက်ချင်းပေါ်အောင်ထားလုပ်ပါရဲရသာပြတရာဆိုတာကတော့ကောင်းတာလုပ်တဲ့အချိန်ကောင်းတဲ့ကာယကံဝစီကံမနောကံဆိုတာရဲရသာပါပဲမကောင်းတာလုပ်တဲ့အချိန်မကောင်းတဲ့ကာယကံမနောကံဆိုတာကပြတရာပါပဲကိုယ့်ပေါ်မှာမူတည်တာပဲရဲရသာနေ့မှာငရုတ်သီးစားရင်ချိုမလားဆက်မလားပြတရာနေ့မှာငရုတ်သီးစားရင်ချိုမလားဆက်မလားငရုတ်သီးကဘယ်လိုသဘောတည်းရှိလဲအဲ့ဒါပဲငရုတ်တိဆိုတာရရစာနေပဲစားစားပြတရာနေပဲစားစားငရုတ်တိကဆက်မှာပဲတဲ့အကုသိုလ်ဆိုတာကလည်းပဲရရစာနေပဲလှုပ်လို့ပြတရာနေပဲလှုပ်လို့အကုသိုလ်ကအကုသိုလ်အကျိုးကိုပေးမှာပဲဒါကြောင့်မို့အကုသိုလ်နဲ့ပတ်သက်ပြီးတော့ရှောင်နိုင်သမျှရှောင်ရမယ်ကုသိုလ်ပတ်နဲ့ကုသိုလ်နဲ့ပတ်သက်ပြီးတော့ရသမျှကြိုးစားလုပ်ရမယ်ဘုဒ္ဓနာမကောင်းတဲ့စိတ်ကလေးတွေဝင်လို့ရှိရင်ကောင်းတာနဲ့ချက်ချင်းအစားထိုးရတယ်မကောင်းတဲ့စိတ်ကလေးဝင်နေလို့ရှိရင်အဲ့ဒီအတွေ့အစားစားထုတ်လိုက်တခါကျရင်တယောက်တည်းနေမကောင်းတဲ့အတွေ့တွေသိကြံတာသိတွေးတာပဲဘယ်မှမမြင်ပါဘူးဆိုပြီးတော့တချို့အသက်ကြီးပိုင်းတွေပို့ဆိုတယ်ပရိသတ်ကြားမှာနေတဲ့အခါယာတုကြီးကြီးထားတော့သူ့အောက်လက်ငယ်သားတွေရှိတဲ့အချိန်မှာဟန်ဆောင်ပြီးတော့နေရတာ
တယောက်တည်းနေတဲ့အခါကျတော့ဘယ်သူမှမမြင်ဘူးဆိုရင်ကိုယ်ကိုဟိုတွေးဒီတွေးနဲ့မဟုတ်တယောက်တွေတွေးကြံလုပ်ကြတယ်ဒါပေမဲ့ပတ်ဝန်းကျင်ကမသိပေမဲ့ကိုယ်ကတော့သိလားမသိဘူးလားမဟုတ်တာမကောင်းမှုဆိုတာစိတ်ကြွယ်ရမရှိဘူးဆိုတာအဲ့ဒါပဲဘယ်သူမှမမြင်ပါဘူးဆိုပြီးတော့မကောင်းမှုကိုဘယ်သူကလှုပ်ပင်လုံညာတော့လဲသူများမမြင်ပေမဲ့ကိုကမြင်တယ်သူများမသိပေမဲ့ကိုကသိတယ်ကိုသိပြီးရင်ကိုရဲ့ကိုယ်ဆောင်တတ်တွေရှိတယ်သူတော်ကောင်းတွေကသိတယ်ဒါကြောင့်မကောင်းမှုဆိုတာစိတ်ကြွယ်ရမရှိတဲ့အတွက်ကြောင့်မကောင်းတဲ့စိတ်ကလေးပေါ်လာရင်ကောင်းတဲ့စိတ်ကလေးနဲ့အစားထိုးနိုင်အောင်ကြိုးစားပေကြီးတွေကောက်ပြီးတော့ဆိုပလိုက်អော်ပလိုက်မကောင်းတဲ့စိတ်အတွေးတွေဝင်လို့ရှိအဲ့ဒါကိုယ့်ကိုအနိုင်ယူတဲ့နီးကိုကကောင်းအောင်နေလို့ရှိရင်ပတ်ဝန်းကျင်လည်းသူ့လိုလိုကောင်းလာလိမ့်မယ်သူများကိုလည်းအနိုင်ယူတဲ့နီးဗုဒ္ဓအလိုကြအနိုင်ယူနေကမကောင်းမှုကိုကောင်းမှုနဲ့အနိုင်ယူဘာနဲ့အနိုင်ယူရမလဲကဲဆိုကြည့်လိုက်မကောင်းမှုများထိုသူအားကောင်းမှုတရားဖြင့်အောင်ရမည်မကောင်းမှုများထိုသူအားကောင်းမှုတရားဖြင့်အောင်ရမည်မကောင်းမှုများထိုသူအားကောင်းမှုတရားဖြင့်အောင်ရမည်အသာတော်မကောင်းသောသူကိုသာဓုနာကောင်းသောအမှုဖြင့်ဇီနေအနိုင်ရ၏အောင်နိုင်ရ၏ရဲ့လို့ဘဂဝါဘုန်းတော်၆ပါးတွင်ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်အဝေါစာကရုဏာရှိတာပညာအပြင်ကောင်းစွာမသွေဟောကြားတော်မူခဲ့ပါပေတည်းဗုဒ္ဓအလိုကြအနိုင်ယူနေသည်သူများကိုအနိုင်ယူဖို့မဟုတ်ဘူးတဲ့ကိုယ်ကိုယ်အနိုင်ယူဖို့ကိုယ်တဏ္ဍာမှာရှိနေတဲ့အမျက်ဒေါသတွေကိုမေတ္တာနဲ့အနိုင်ယူဖို့ကိုယ်တဏ္ဍာမှာရှိနေတဲ့မကောင်းတဲ့အမှုအကျင့်လေးတွေကိုကောင်းတာနဲ့အစားထိုးပြီးတော့အနိုင်ယူဖို့ပဲတဲ့နောက်တဲ့အနိုင်ယူလေးတစ်ခုကဗဒလိယံမပေးလို့မလို့လို့စိနေဝင်တို့တတ်သောသူကိုဒါနေနာပေးကမ်းဆွံကြလူရန်ချင်းဖြင့်စိနေအနိုင်ယူရ၏အောင်းနိုင်ရ၏တဲ့ဩရလိုကြအနိုင်ယူနေနောက်တနည်းကမစ္စရိယကိုဒါနနဲ့အနိုင်ယူမစ္စရိယကိုဘာနဲ့အနိုင်ယူလဲမစ္စရိယကိုမစ္စရိယဆိုတာဝင်တိုးခြင်းတနည်းအားဖြင့်တွေ့တာခြင်းတွေ့တာမှုကိုဒီနေ့ခေတ်စကားနဲ့ပြောရင်တွေ့တာမှုကိုဆွန့်လွတ်မှုနဲ့အနိုင်ယူတွေ့တာမှုဘာနဲ့အနိုင်ယူတွေ့တာထားတဲ့ပစ္စည်းကိုပဲတွေ့လူကိုပဲတွေ့တဲ့လူကပူတာပဲမပူလားပစ္စည်းဥစ္စာကိုများများတွေ့ထားလေအဲ့ဒီပူလောင်မှုကပူကြည့်လေပဲအဲ့ဒီကိုတွေ့ထားတဲ့ပစ္စည်းလေးမြဲပျောက်ပြက်သွားရင်အဲလောဘကြောင့်လူကယူတော်ယူတယ်များများတွေ့ရင်များများပူတယ်အဲ့ဒါမစ္စရိယသဘောပဲတနည်းအားဖြင့်မစ္စရိယကြီးလာရင်သူကလောဘအကြီးစားဖြစ်လာတယ်မစ္စရိယအားကောင်းလာရင်လောဘတဏှာအကြီးစားဖြစ်ပြီးတော့အဲ့ဒီလောဘအားကြီးလို့ရှိရင်အဲ့ဒီလောဘသည်လူကိုယူတဲ့အထိဖြစ်သွားတယ်သိပြီးတော့တွေ့တာတဲ့ပစ္စည်းလေးတစ်ခုမြင်ပျက်စီးသွားရင်ယူကြောင်ကြောင်ဖြစ်တယ်အဲ့ဒါသိန်းတစ်ထောင်ချမ်းသာတဲ့သူတစ်ယောက်သသိန်းပြောက်သွားရင်ခံစားလားမခံစားဘူးအများကြီးမခံစားဘူးသသိန်းလောက်ကတော့လေ2သိန်းလည်းပါပြီ3သိန်းလည်းပါသိန်း900လောက်ဆိုရင်တုံလှုပ်လာတယ်မတုံလို့ဘူးလားသိန်းတစ်ထောင်လုံးပျက်စီးသွားပြီဆိုရင်လူဟာလေစိတ်တွေကြောက်ကြက်တွေဖြစ်ပြီးတော့ကိုယ်ကိုမထိန်နိုင်တော့ယူကြောင်ကြောင်ဖြစ်သွားတွေ့တာမှုလောဘအားကျင့်လောဘတည်းလူကိုယူစေတယ်တဲ့ဒေါသကလူကိုသိစေတယ်တဲ့လောဘသည်လူကိုယူစေတယ်ဒေါသကလူကိုသိစေတယ်တဲ့လောဘအားကျင့်ယူကြောင်ကြောင်ဖြစ်တတ်တယ်ဒေါသအားကျင့်ရင်သိတဲ့အထိရောက်တယ်တဲ့ဒါကြောင့်ဟိုစာပေတွေမှာဆိုမနောပရောအတိကနတ်တွေစိတ်တိုးလို့ရှိရင်သိတဲ့အထိရောက်တဲ့နတ်တွေရှိတယ်စိတ်သိပြီးတော့အဲ့ဒီဒေါသမီးပူလောင်ပြီးသိတာလောဘဆိုတာလည်းမီးပါပဲဒေါသဆိုတာလည်းမီးပါပဲလောဘဆိုတဲ့မီးကတွေ့တာမှုအာကြီးလို့ပူလောင်မှုကိုဖြစ်စဉ်အဲ့ဒီလောဘကြောင့်လူဟာယူတောင်ယူကြောင်ကြောင်ဖြစ်သွားတယ်ဒါအဲ့ဒီလောဘဆိုတဲ့တွေ့တာမှုမစ္စရိယကိုလျှော့ချဖို့အတွက်ဆွန့်လွတ်နိုင်အောင်ကြိုးစားဒါကြောင့်မလို့ရှိတဲ့ပစ္စည်းဝတ္ထုအပေါ်မှာလူတန်းပေးကမ်းခြင်းသည်အဲ့ဒီဆွန့်လွတ်မှုကိုတိဆောက်တာပဲကိုယ်တဏ္ဍာမှာရှိတဲ့ပူလောင်မှုတွေ့တာကိုလျှော့ချရှိပြီးတော့မလုံနိုင်တဲ့ပုံကိုယ်တွေပူလေပဲဗျာရှိတာနဲ့အမျှတွေ့ထားတယ်ရှိတာနဲ့အမျှတွေ့ထားတယ်မလူရက်ဘူးငါတို့အာကျုံမှန်တရှာတာဘာလို့လကားပေးရမှာတရားတရားဓာတ်ကနေတဲ့လူတွေမစွန့်လို့ရဲဘူးမစွန့်လို့တော့သူစူးစမ်းရှာတယ်သူများများရတယ်သူများများတွေ့တယ်သူများများတွေ့တော့သူများများပူတယ်အဲ့ပူတဲ့ကအဲ့တွေ့တာမှုနဲ့မှသိသွားရင်အဲ့ဒီပစ္စည်းနားမှာပိတ်တာဖြစ်တာပဲဒါကြောင့်အဲ့ဒီတွေ့တာမှုဟာလေရှိရင်ရှိတာနဲ့အမြန်ဆုံးလို့နိုင်အောင်ကြိုးစား
တရားရှိရင်တစ်ချက်ဆုံးအောင်ကြိုးစားအဲ့ဒီဆုံးလို့မှုဆွမ်းအားကောင်းလာပြီဆိုရင်အများကြီးလူဖို့မဟုတ်ဘူးနော်ဘသူကဘလောက်လူနိုင်နဲ့ဘလို့လူနိုင်တယ်ကအရင်မကြည့်ဘူးလူရာနဲ့အမြကိုယ်တဏ္ဍမှာအဲ့ဒီမစ္စရိယစိတ်ပဲဘလောက်ရှော့ချနိုင်လဲဆိုတာအရေးကြီးတာသိန်းထောင်နဲ့တောင်းနဲ့ချီပင်မဲ့အဲ့ဒီလူတန်းမှုရဲ့နောက်ွယ်မှာတွေ့တာမှုတွေနဲ့တွေ့ထားတယ်ဘာလေးလူချင်းလို့ဘာလေးရချင်းလို့ဘလို့ဖြစ်ချင်းလို့ဆိုတဲ့မျောလင်းခြင်းနဲ့လူရင်သိန်းတစ်ထောင်လောက်လူပင်မဲ့100လောက်ပဲအကျိုးသက်ရောက်မှုရှိတာဒါကြောင့်ဘာသာကြားတက္ကကြီးတယောက်ကပြောတယ်တပည့်တော်ဗျာတဲ့ဘုရားဘာသာဖြစ်လာပြီးတဲ့နောက်ပိုင်းမှာတပည့်တော်ကအလူတန်းနဲ့ပတ်သက်ပြီးတပည့်တော်စေတနာပြတ်အောင်လုပ်တယ်ဗျာတပည့်တော်အလူကံပုံကိုယ်လေးလာလို့ရှိရင်လည်းပဲတပည့်တော်ပတ်စံအိတ်ကိုဖွင့်ပြီးတော့ပါတဲ့ဟာကိုဆွဲပြီးတော့ရွေးချယ်ပြီးတော့လှူလိုက်တာပဲတဲ့တပည့်တော်ဟိုလိုဒီလိုမရွေးဘူးတဲ့လှူတဲ့အခါမှာဒီစေနာပြတ်အောင်လှူတယ်တဲ့ဒါပေမဲ့ဗျာတဲ့တချို့ဘုရားဘာသာဝင်တွေကြအဲ့လိုမဟုတ်ဘူးတဲ့ဘုရားဘာသာဝင်တွေအလူကံပုံကိုယ်လာလို့ရှိရင်အလူကံပုံကိုယ်အနားမှာရှိတယ်လှူမယ်ဆိုပြီးတော့ပတ်စံအိတ်ကိုဖွင့်လိုက်တယ်ဖွင့်လို့ချင်းပတ်စံအိတ်ထဲမှာပတ်စံတွေကအထက်လိုက်ကြီး1000တန်လေးတွေ့တယ်ဘေးကိုကတ်ထားတယ်9000တန်လေးတွေ့တယ်9000တန်လေးနည်းနည်းများသေးတယ်ခဏဖယ်ထားတယ်1000တန်လေး1000တန်လေးများသေးနောက်ရှာရင်နဲ့100တန်လေးသွားတွေ့တယ်အလူကံနဲ့100တန်လေးလှူမယ်လို့တော့ဘေးနားမှာ100တန်အဟောင်းလေးထပ်တွေ့တယ်အဲ့ဒါနဲ့အဲ့100တန်အဟောင်းလေးထုတ်ပြီးတော့လှူလိုက်တယ်အဲ့ဒါဘာဖြစ်လဲဆိုတော့စေတနာမပြတ်ဘူးစိတ်ကသိမ့်မြန်တာအခါကျတော့ပတ်စံအိတ်ကိုဖွင့်ပြီးတော့ပတ်စံနေရွေးနေတဲ့အချိန်မှာတရားနဲ့မစ္စရိယတိုက်ပွဲဝင်နေတာဟာ1000တန်များသေးတယ်ဆိုအဲ့မစ္စရိယကန့်ကွက်လိုက်တရားကလှူမယ်လို့1000တန်များတယ်မစ္စရိယမလှူသေးဘူးဒါဆို9000တန်လည်းများတယ်မင်းအိမ်မှာတစ်နေ့စားလို့ရတယ်မစ္စရိယကတားလိုက်တော့တရားကညော့တော့အဲ့ဒါနဲ့ရွေးနဲ့နောက်ဆုံး100တန်လေးတွေ့တယ်100တန်မှာ2ခုဖြစ်နေအဟောင်းနဲ့အသေးဆိုတော့အဟောင်းလေးကိုရွေးပြီးလှူလိုက်တယ်ပတ်စံနေများပြီမဲ့အဟောင်းလေးနဲ့အသေးလေးကိုရွေးပြီးတော့လှူလိုက်တဲ့အခါကျတော့အကျိုးတရားကလည်းပဲအဟောင်းလေးနဲ့အသေးလေးနဲ့တန်တာပဲပြီးမှာပဲဟုတ်လားစေတနာအရေးကြီးတော့ပြောပြတာနော်ကိုယ့်အကိုပိုင်းခြားပြီးလှူတာပြဿနာမရှိဘူးဈေးတယ်တွေအိမ်မှာဒီနေ့အဖိတောပိတ်မျိုးပိတ်ဆိုင်မှာဒီလားရှင်နေလာမယ်ငါဒီနေ့အတွက်တဘာကို100ကြီးလှူမယ်ဆိုအကျွေးလေးအမ်းပြီးတော့ပကံများလေးနဲ့ထည့်ပြီးတတ်မှတ်ပြီးလှူတာကတရားပြက်ပြီးသားကိုယ်မှာရှိတဲ့အနေထားနဲ့ရွေးပြီးတော့လှုပ်နေတာတရားမပြတ်ဘူးစိတ်ကသိမ့်မြန်တော့ရွေးနေတော့အချိန်မှာမေစရိယနဲ့တတ်တာတိုက်ပွဲဝင်နေတာအကြီးတန်းရဲ့အကောင်းဆုံးရှိရတဲ့ရွေးနေတဲ့စိတ်ကအသေးဆုံးလေးရွေးတဲ့အခါကျတော့အသေးလေးရွေးပြီးတော့အသေးလေးလှုပ်လိုက်တော့အသေးလေးအကျိုးပေးတာတချို့ဆိုရင်ဈေးတယ်တွေဆိုရင်ဆရာလေးတွေလာလို့ရှိရင်ဆရာလေးအကျွေးမပါဘူးလားအကျွေး900တာအကျွေး400အမ်းပေးပါ100ကိုလှူပါတယ်ဆိုရင်လုပ်တယ်ဈေးအကျွေးအမ်းပြီးတော့လှူတယ်ဆိုတော့ပတ်စံ100တော့လှူလိုက်တာပဲစေတနာမပြတ်တော့အကျိုးတရားနေတယ်မနာပဒါယေလပတိမနာပတ်နဲ့ဘုန်းကြီးကလောင်နာမည်လေးမနာပဒါယေနှစ်သက်မြတ်နိုးဘွယ်ကိုပေးလူတော်သူသည်မနာပတ်နှစ်သက်မြတ်နိုးဘွယ်ကိုလပတိရပဲတဲ့နှစ်သက်ဘွယ်ကိုပေးလူတဲ့သူကနှစ်သက်ဘွယ်ရမှာပဲအကတဓာတလပတိပုဏ္ဏကံနဲ့အကတအမြတ်ဆုံးအရာကိုဓာတပေးလူတော်သူသည်အကအမြတ်ဆုံးအရာကိုလပတိရမယ်အကောင်းဆုံးကိုရွေးချယ်ပြီးလို့ရင်အကောင်းဆုံးရမှာပဲဒါနရဲ့သဘောဒါကြောင့်တချို့တရားတရားပြင်းတဲ့လူအားကြီးတဲ့လူဆိုရင်လေတီယိုမှာတစ်ခါဖတ်ဘူးလေသားအမေနဲ့ရောက်ဆုံးခံကိုတော်လေးရှိတယ်သူ့သမီးကိုအမေကအပြင်တော့သမီးရေးတဲ့သမီးအကိုဆုံးခံကြွလာရင်တဲ့အိမ်မှာရှိတဲ့ချက်သားဟင်းကိုဆုံးလောင်းလိုက်ပါတဲ့အမေတို့ကတော့ငပိရည်နဲ့စားလဲရပါတယ်ဆိုအကောင်းဆုံးကိုရွေးလှူလိုက်အကျိုးတရားချက်ချင်းအကျိုးပေးတာသူတို့ငပိရည်နဲ့စားနိုင်တယ်ဆုံးခံကိုတော်လေးကိုအကောင်းဆုံးရွေးချယ်ပြီးလှူတာဒါကြောင့်မလို့မရှိရင်တော့မရှိတဲ့အလျောက်ကိုယ့်အကိုပိုင်းခြားပြီးလှူပါရှိတဲ့အခါမှာဆိုရင်တော့လေရှိတဲ့အခါမှာဆိုတတ်နိုင်ဆုံးအကောင်းဆုံးကိုရွေးချယ်ပြီးလူအဲ့ဒီအကောင်းဆုံးရွေးချယ်ပြီးအကောင်းဆုံးအကျိုးတရားရတာဘုန်းကြီးတို့ကိုယ်တိုင်လက်တွေ့ကျင့်သုံးတယ်ဘုန်းကြီးတို့ဒီငယ်တုန်းကစာသင်သားဘုရားသင်္ကန်းရှားပါတယ်မလူနိုင်အခုသင်္ကန်းတွေပေါ်လာတဲ့အခါကျအကောင်းဆုံးသင်္ကန်းတွေရှိတယ်3 rifle တွေရှိတယ်ဘိုမစီဝယ်တွေရှိတယ်လီနီတွေရှိတယ်ဦးစင်းလေးတစ်ပါးမပြည့်စုံကြောက်လိုက်ဘုန်းကြီးအရင်တော့ဆိုရင်မကောင်းတာလှူကောင်းလှူလိုက်မယ်သို့တော့အခုတော့အကောင်းဆုံးသင်္ကန်းကိုရွေးချယ်ပြီးလှူတယ်အကောင်းဆုံးတွေအကောင်းဆုံးရမှာလက်တွေ့ပဲဒီနေ့ဘုန်းကြီးဦးစင်းလေးတစ်ပါးကိုသင်္ကန်း3 rifle တစ်စုံလှူလိုက်တာမနက်ပိုင်းလှူလိုက်တဲ့နေခင်းပိုင်းအဲ့ဒီတစ်စိတ်ပေါ်အတူတူပဲ3 rifle တစ်စုံဒကမာကြီးတယောက်ကလာလှူလက်တွေ့အကျိုးပေးတာပဲစေတနာပြတ်ဖို့နဲ့အကောင်းဆုံးကိုရွေးချယ်ပြီးလှူဒန်းမှုအရေးကြီးတယ်။ဒီနေ့ကပဲအဲ့ဒီလိုလှူဒန်းခြင်းတွေကိုယ်တဏ္ဍမှာရှိနေတဲ့ဝင်တိုတတ်တဲ့မစ္စရိယလောဘကိုရှော့ချပြီးလှူတာ။မ
စ္စည်းဥစ္စာသဘောတွင်ရင်တွေ့တာနဲ့မျှပူတာဆိုတော့မစ္စရိယသည်ရှားကြံပြီးတွေ့တယ်အမျိုးကိုလည်းတွေ့တယ်ပစ္စည်းကိုလည်းတွေ့တယ်နေရာဌာနကိုလည်းတွေ့တယ်တချို့ဓမ္မအတိကိုသိထားတဲ့တရားလေးတွေကိုသူများသိသွားမှာကိုစိုးတာလေတွေ့တာမှုတစ်မျိုးပဲအဲ့ဒါမစ္စရိယခေါ်တယ်ဘလို့နည်းနဲ့ပဲတွေ့ပစ္စည်းကိုပဲတွေ့လူကိုပဲတွေ့တဲ့ပုဂ္ဂိုလ်ကပူလောင်တယ်မပူလောင်လားဒါကြောင့်မို့အဲ့ဒီပူလောင်မှုတွေကိုအနိုင်ယူရင်းတော့ဆွန့်လွတ်နိုင်အောင်ကြိုးစားဒါပဲလက်တွေ့အပြင်ညီငယ်ညီမငယ်တွေတိတ်ချစ်တဲ့လူကိုတိတ်တွေ့ရင်တိတ်ပူရတာနောက်တော့ကိုယ်နဲ့သူနဲ့သဘောသားမတိုင်းဆိုင်ကဲပါသူ့လန်သူသွားပါစေဆွန့်လွတ်ကြည့်လိုက်စိတ်ပြတ်တယ်စိတ်ကိုပြတ်သွားအောင်ဆွန့်လွတ်ပေးလိုက်ပေါ့သွားသူနဲ့ပတ်သက်ပြီးတော့မတွေ့တော့ဘူးသမီးသားကွဲတာမဟုတ်ဘူးနော်တိတ်ပြီးတွေ့ရင်တိတ်ပူတာပဲဒါကြောင့်မို့ဆွန့်လွတ်နိုင်အောင်ကြိုးစားလိုက်ကိုကောင်းရင်လည်းသူမကောင်းရင်ဂျင်းစိမ့်နဲ့မိတ်တွင်သူကျင်မှကိုကျင်ပေါ့ဆိုပြီးတော့လှုပ်ကြလိုက်စမ်းပါခွဲတာမဟုတ်ဘူးနော်ဒါလည်းတော့ကြာဂုံတိုက်တာဖြစ်နေအောင်ချစ်သူနဲ့ကိုခွဲပြအောင်လှုပ်တာလည်းပဲပိတုနာဝါစာဒါပေမဲ့အဲ့ဒီပိတုနာဝါစာမဟုတ်ပါဘူးတဲ့တွေ့တာမှုကြောင့်သိခံစားနေရင်တော့တွေ့တာမှုကိုလျှော့ချလိုက်ပါသက်သာအောင်ပြောတာဖျားစိနဲ့ဖြေတာတရားနဲ့ဖြေတယ်ဆိုတော့အဲ့ဒါပြောတာသိပြီးတွေ့တာလို့သိပြီးပူလောင်လို့သိခံစားနိုင်ရင်လျှော့ချလိုက်ပါဆွန့်လွတ်လိုက်ပါဘေးဖယ်ထားလိုက်ပါသက်သာတာပဲဘုရားနီးပဲအဲ့ဒါဒါဂုံတိုက်တာနော်။ဒါကြောင့်မလို့တွေ့တာမှုတွေများနေလို့ရှိရင်အဲ့ဒီတွေ့တာမှုကြောင့်ပူလောင်မှုများတတ်တဲ့အတွက်ကြောင့်အဲ့ဒီပူလောင်မှုကိုလျှော့ချဖို့အတွက်ကတော့ဆွန့်လွတ်နိုင်အောင်ကြိုးစားမစ္စရိယဆိုတဲ့မပေးခြင်းမလူခြင်းတဲ့စိတ်ကိုဒါနလုပ်ပြီးတော့အနိုင်ယူ။ဘာနဲ့အနိုင်ယူရမလဲ။အဲ့ဒါဗုဒ္ဓအလိုကြအနိုင်ယူနည်းပဲကဲဆိုကြည့်လိုက်ဝင်တိုမှုများထိုသူအားဒါနအပြင်အောင်ရမည်ဝင်တိုမှုများထိုသူအားဒါနအပြင်အောင်ရမည်ဝင်တိုမှုများထိုသူအားဒါနအပြင်အောင်ရမည်ကတလိယမပေးလို့မလူလို့ဆင်းတဲ့ဝင်တိုတတ်သောသူကိုဒါနေနာပေကံဆွံကြလူတန်းချင်းဤဟုသောဆွံ့လုံးမှုတရားဖြင့်ဇိနေအနိုင်ရ၏အောင်နိုင်ရ၏ရဲ့လို့ဘဂဝါဘုံတော်6ပါးတကယ်ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်အဝေါစာကရုဏာရှိထာပညာအပြင်အောင်းစွာမသွေဟောကြားတော်မူခဲ့ပါပေသတည်းဗုဒ္ဓအလိုကြအနိုင်ယူနည်းသည်သူများကိုအနိုင်ယူဖို့မဟုတ်ဘူးတဲ့ကိုအနိုင်ယူဖို့ကိုယ်တဏ္ဍမှာရှိနေတဲ့အမျက်ဒေါသတွေကိုမေတ္တာနဲ့အနိုင်ယူဖို့ကိုယ်တဏ္ဍမှာရှိနေတဲ့မကောင်းတဲ့အမှုအကျင့်တွေကိုကောင်းတာလေးတွေနဲ့အနိုင်ယူဖို့ကိုယ်တဏ္ဍမှာရှိနေတဲ့ဝင်တိုတတ်တဲ့တွေ့တာတဲ့စိတ်ကိုဆွန့်လွတ်မှုစွမ်းအားဒါနအပြင်အနိုင်ယူပဲတဲ့နောက်တဲ့ theory တစ်ခုနောက်ဆုံးတစ်ခုကအလိကဝါဒီနမဟုတ်မမှန်လိမ့်ညာပြောဆိုတတ်သောသူကိုသစ္စေနအမှန်သစ္စာစကားဖြင့်ဇိနေအနိုင်ယူ၏အောင်နိုင်ရ၏တဲ့မုဒ္ဒဝါဒကိုသစ္စာစကားနဲ့အနိုင်ယူဘာနဲ့အနိုင်ယူမလဲလိမ့်ညာတတ်တဲ့အကျင့်ကိုရိုးသားစွာသစ္စာပြုတတ်တဲ့အကျင့်နဲ့အနိုင်ယူမုဒ္ဒဝါဒကိုသစ္စာနဲ့အနိုင်ယူဘုရားဘာသာဝင်တွေစောင့်ထိန်ရမယ့်၅ပါးသီလအဲ့ဒီသီလ၅ပါးထဲမှာထိန်းဖို့အခက်ဆုံးသီလပြောပါဆိုရင်ဘယ်သီလလဲဘုဒ္ဓဝါဒပဲဘုဒ္ဓဝါဒသိထိမ့်ဖို့ခက်တာပဲဒါကြောင့်မို့ဈေးသည်တွေကလည်းလိန်ရတာပဲကျောင်းသားတွေကလည်းပဲလိန်ရတာပဲမိဘတွေကိုသာသမီတွေကလည်းလိန်ရတာပဲဆရာတွေကိုတပည့်တွေကလိန်ရတာပဲအထက်ကလူကြီးကိုအောက်ကလူတွေကလိန်ရတာပဲအခါကျရင်ရင်တော့ဆိုပို့ဆိုးတာဟိုးအစိုးရလက်ထက်ကလည်းလူကြီးတယောက်လာပြီဆိုလိန်ရတာလမ်းတွေဟန်ပြခင်းရတာနဲ့ပစ္စည်းတွေဟိုကငှားဒီကငှားပြီးရှိုးတွေပြအခါကျရင် teaching lab တွေခင်မီ e-library ဖွင့်မယ်ဆိုရင်ကျောင်းမှာကွန်ပျူတာမရှိဘူးဟိုကသွားငှားဒီကသွားငှားကျောင်းထဲမှာထားလူကြီးကိုလင်းရတာလူကြီးလည်းပြန်တော့အဲ့တကားပဲပြီးပစ္စည်းတွေပြန်ဖို့အဆုတ်တွေထားရိုးသားမှုမရှိတာပဲလင်းကြောင်အဲ့ဒါကိုလည်းတိတိကြီးနဲ့လူကြီးတွေကလည်းဂုံယူနေတာပဲရိုးသားမှုမရှိလို့ရှိရင်မတိုးတက်တော့ဘူးလေဒါကြောင့်မလို့အဲ့ဒီမုဒ္ဒဝါဒကိုလေအလွယ်တကူကျူးလွန်တတ်တဲ့စိတ်ကလေးကိုပယ်ရှားနိုင်အောင်ကြိုးစားရတယ်အခုဆိုတော့ဘုရားကတိတ်ပြီးတော့အလွယ်ပြောတာပဲသာသမီတွေကမိဘတို့ဖြတ်ခနဲ့လိန်လိုက်တာပဲကျောင်းသားတွေကဆရာကလည်းဖြတ်ခနဲ့လိန်လိုက်တာပဲဈေးတယ်တွေကလည်းဟိုဈေးဝယ်တဲ့လူတို့လိန်လိုက်တာပဲအမှန်ရိုးသားစွာပြောလိုက်လို့ချင်းကျမဒီဈေးကလောက်ပဲကျမရောင်းတယ်လောက်ပဲအမျက်ရည်ပါတယ်ဝယ်ကြိုက်ရင်ဝယ်မကြိုက်ရင်ဝယ်ဥတော့မဟုတ်မလေးကျမတို့မကိုက်ပါဘူးရှင်ဟိုပဲမြောက်ဝတီကနေအောက်လမ်းကနေသူရတာအခွန်ကဘလောက်ဆောင်ရတာဘာဖြစ်နေညာဖြစ်ရှောက်ပြီးတော့လိန်နေတာနဲ့အဲ့ဒါမုဒ္ဒဝါဒပုံများတာအဲ့တော့အရင်တော့ပြောသလိုမကိုက်လို့ပါရှင်လို့ဒါပဲပြောလိုက်ပေါ့ဟုတ်လား
တာအိလဲ့ပြီးမလိန်နဲ့လိန်နေရတာတွေကအကျင့်ပါလို့ရှင်လိန်နာကိုလိန်မှန်းမသိဖြစ်သွားတော့မုဒ္ဒဝါဒကအစမလုပ်ပြရဘူးတဲ့အစလုပ်ရင်အဲ့ဒါခန္ဓာတိုင်းမှာပဲအလွယ်တကူလိန်သွားတော့တာတချို့တခြားကိစ္စလေးတွေမှာလိန်စရာမလိုဘဲနဲ့ရိုးသားမှုနဲ့ဝန်ခံလိုက်လို့ရှိရင်ပြီးသွားတဲ့ကိစ္စလေးကိုတခါကျတော့မာနလေးတွေခံနေတော့ငါကအဖေဆိုတဲ့ခုံလေးတွေငါဆိုတဲ့မာနလေးခံတော့သားသမီးတွေအပေါ်မှာလိန်လိုက်တော့နောက်တခါဒီကိစ္စနဲ့ပတ်သက်ပြီးသားသမီးတွေစကားဆက်တဲ့ခါလဲထပ်ပြီးတော့လိန်ရတာပဲကျောင်းဆရာမအဲ့လိုလေတပည့်တွေကိုလိန်ရတယ်ကိုမသိတဲ့ဟာလေးကိုမသိဘူးမပြောရဘူးတပည့်ကဆရာကိုအထင်သေးမှဆိုလို့လိန်လိုက်ရအောင်နောက်တစ်ခါဆိုအဲ့ကိစ္စနဲ့ပတ်သက်ပြီးဒီကျောင်းသားနဲ့ကြုံတဲ့အခါရင်ထပ်လိန်ရတာခါကြောင့်ဘုန်းကြီးတို့ကိုယ့်ကိုယ်ရိုးသားတဲ့ခုံလေးနဲ့ကြိုးစားရတာတခါဆွမ်းစားလာပင်းနေမအားတော့ဟိုတခြားနည်းနဲ့တခါကိုမလိုက်ချင်လို့ပြောရမှလည်းအားနာတော့လိန်ရဩတခါရဲ့တို့ကိစ္စတစ်ခုရှိလို့ပါဆိုပြီးတော့လိန်လိုက်နောက်တစ်ခါကျတော့အဲ့ကိစ္စနဲ့ဆိုတော့အဲ့လူထပ်လာတယ်ဟိုလူနဲ့ချိန်ထားလို့ပါပြောတယ်အဲ့ချိန်ထားလို့လာတဲ့အခါကျတော့သူ့ကိုပါထပ်လိန်ရတာနောက်တစ်ခါပထမပင်းတဲ့တခါလာပြောနောက်တစ်ခါဟိုဟာတွေမပေါ်အောင်ဆိုရှောက်ပြီးတော့ထပ်လိန်ရတာမုဒ္ဒဝါဒဇက်တိုက်ကိုကျူးလွန်တဲ့အဖြစ်ကိုရောက်အဲ့ဒီမှာရိုးသားစွာလေးဝင်ခံလိုက်တခါရဲ့ဘုန်းကြီးတို့ပင်မန်းလို့ဒီနေ့တော့မကြွနိုင်ဘူးကျောင်းတစ်ဖက်တွေလှုပ်လိုက်မယ်ပြီးသွားတဲ့ကိစ္စအဲ့ဒါကိုမုသားလေးသုံးပြီးတော့တခါအာနာရရဲ့ဟိုကိစ္စကြီးကိုယ့်ကိုသိက္ခာကြမှာရဲ့အဲ့အာနာရရဲ့သိက္ခာကြမှာတွေရာလူကိုအကုသိုလ်ပိုလုပ်ဖြစ်စေတယ်ဒါကြောင့်ဗမာလူမျိုးများသိအာနာတတ်တယ်နိုင်ငံခြားမှာလည်းအာနာရင်နဲ့ကျုပ်ကလေးဒုက္ခရောက်တာဒကမတယောက်ဟိုဘုန်းကြီးအတိဒကမတယောက်တပည့်တော်ဗျာတဲ့အိမ်တော်အပြုတ်မှားတာဗျာအိမ်တော်အပြုတ်အမှားတဲ့ခါကျအဲ့ဒီတကားနဲ့တပည့်တော်ကွဲမယ်ဆိုပြီးတော့တပည့်တော်စညားပြီးတယ်5 6လောက်လည်းဖြစ်တဲ့စိတ်ကအာနာရင်ကလေး3ယောက်ရမှကွဲပြစ်တယ်ဗျာတဲ့သူပြောပြတာလေနော်တော်သေးတယ်အာနာကိုကလေးကိုငဲ့ရင်သူအာနာတယ်ဩငါကွဲလိုက်ဒီကလေးအဖေဘယ်လိုလုပ်မလဲအဲ့လိုလေးနဲ့နေရင်ကလေးတယောက်ရတယ်မကွဲပြစ်ဘူးအာနာလေ3ယောက်ထိရပါပဲအာနာတော့ကလေး3ယောက်ရမှကွဲပြစ်တယ်အဲ့ဒီတချို့ကိစ္စလေးတွေမှာယောသားမှုနဲ့တိဆောက်မှမုဒ္ဒဝါဒကိုပယ်ဖြတ်နိုင်တယ်တဲ့ယောသားမှုမရှိလို့ရှိရင်အဲ့ဒီအာနာမှုရဲ့ငါဆိုတဲ့ဂုဏ်သိက္ခာကြမှုရဲ့ကမုဒ္ဒဝါဒကိုပို့ပြီးဖြစ်စေတယ်တဲ့ဒါကြောင့်မလို့အဲ့ဒီမုဒ္ဒဝါဒကိုအနိုင်ယူဖို့အတွက်သစ္စာစကားနဲ့အနိုင်ယူရတယ်သစ္စာစကားကိုအနိုင်ယူဖို့တဲ့ယောသားစွာကျင့်သုံးတတ်တဲ့အကျင့်လေးလုပ်ရတယ်ချိုးကိစ္စယောသားစွာပြောရတယ်ဘုန်းကြီးစာလေးတစ်ပုဒ်ဖတ်ပါလေသားအဖနဲ့ရောက်ထမင်းဝိုင်းမှာအတူထမင်းထိုင်စားနေအဖေကထမင်းစားရင်းနဲ့လေလိုက်ဟိုအဲ့အလေကလူတွေလိုပဲသူတို့နှာခေါင်းတွေပိတ်နေအဲ့ဒါတွေ့ရတယ်အဲ့ဒါဘယ်သူကလေလိုက်တယ်မသိဘူးသားအဖနဲ့ထမင်းစားရင်းနဲ့အဖေကလေလိုက်တာအတန်တော့မထွက်ဘူးအနံ့တော့ထွက်လာအဲ့နဲ့သားထမင်းစားနှာခေါင်းပိတ်တော့အဖေနှံ့ရအဖေလေလာတာသားအဖေကိုမေးတယ်ဟိုကအဖေသိက္ခာကြမှာကြပဲသားရှိတယ်ဟုတ်ပါဘူးကွာမင်းမို့လားသားကိုပြန်ဆွဆွဲတာဖေကအဖေမဟုတ်ဘူးကျွန်တော်မဟုတ်ဘူးအဖေမဟုတ်ဘူးလားအဖေရှာလာတယ်ထင်တာပဲမဟုတ်ဘူးကွာငါမင်းရလားမင်းမို့လားအဲ့သားသားနဲ့အဲ့လေတာနဲ့ပတ်သက်ထမင်းဝဲမှာညညခုံကြတယ်နောက်ဆုံးတော့သားကသီးမခံနဲ့စိတ်တူလာစိတ်တူနဲ့ပြောဒီနားမှာအဖေနဲ့ကျွန်တော်2ယောက်တည်းရှိတာကျွန်တော်တို့2ယောက်မဟုတ်ရင်ဘယ်ခွေးကလာပြီးဒီကလေသွားတာလဲသားပါ2ယောက်တည်းရှိတာအဖေနဲ့သားမဟုတ်ရင်ဘယ်ခွေးကလာပြီးပြန်ဆွဆွဲပြီးလိန်ညာလားအစပြီးဇက်တိုက်လိန်ပြီးတော့နောက်ဆုံးအစဲခံရတယ်ဒီဖြစ်တတ်တယ်ယောသားမှုနဲ့အမှန်ကန်အောင်ဝန်ခံတတ်တဲ့အချိန်လေးလုပ်ပါဒါကြောင့်မိဘနဲ့သားသမီးကြားမှာမိဘမှားရင်လည်းအမေကသမီးကိုဝန်ခံနိုင်အောင်ကြိုးစားတတ္တိဆိုတာကလေသူဆဲရတာတတ္တိမဟုတ်ဘူးသူနဲ့ကိုယ်နဲ့ရံပြေးရတာတတ္တိမဟုတ်ဘူးအပြစ်ကိုထောက်ပြလိုက်ရင်ယောသားဆိုတာလက်ခံနိုင်စွမ်းအားနဲ့ပြုပြင်နိုင်မှုစွမ်းအားတာတတ္တိလူတွေမှာအဲ့ဒီတတ္တိအတော်အားနဲ့ကိုယ်တယောက်ကလည်းအပြစ်ပြောမခံနိုင်ဘူးအမျိုးမျိုးပြင်ရင်းနေတတ္တိရှိတယ်လို့ဆိုတာအမှားထောက်ပြရင်လက်ခံနိုင်စွမ်းရှိတဲ့သူအဲ့ဒီအမှားကိုဆင်ခြင်ပြီးတော့ပြုပြင်နိုင်စွမ်းရှိတဲ့သူသာတတ္တိရှိတယ်လို့ခေါ်တယ်ဒါကြောင့်မလို့မုဒ္ဒဝါဒတဲ့အလွယ်တကူပြောတဲ့ခေကြီးထဲမှာမြတ်စွာဘုရားရှင်ကတော့သာတော်ရာဟုလာကိုချစ်သားရာဟုလာမူသားဆိုရင်ရဲခွဲမြတော့မပြောရဘူးတဲ့ပြောစီပြက်စီပြောမိရကဇက်တိုက်မူသားကိုပြောမိပြီးတော့နောက်ဆုံးမုဒ္ဒဝါဒများပြောနိုင်တဲ့လူပြောရတဲ့လူကမလုံရဲတဲ့အကုသိုလ်ဆိုတာမရှိဘူးတဲ့မူသားအပြောများတဲ့လူကလေမကျူးလွန်ရဲတဲ့အကုသိုလ်ဆိုတာမရှိဘူးတနိုင်ငံလုံးတက်လိန်တာရှိ
အဲကြောင့်မုဒ္ဒဝါဒအသေးလေးဆိုပြီးအထင်မသေးနဲ့အကျင့်ပါသွားရင်မလို့ရတဲ့အကုသိုလ်မရှိဘူးတဲ့။ဒါကြောင့်မလို့အဲ့ဒီမုဒ္ဒဝါဒကိုရိုးသားစွာဝန်ခံတတ်တဲ့စိတ်ကလေးနဲ့အနိုင်ယူပြီးတော့သစ္စာနဲ့အနိုင်ယူရတယ်တဲ့။ဂတိသစ္စာတိသောခဝဲဩဇာလေးနဲ့ပေါ်စီတက်၍ຫນွေမြတ်သစ်ပင်ဆေးဘက်ဝင်၏။ဂတိတရားတွေသစ္စာတရားတွေတီးလာပြီးဆိုရင်ຫນွေမြတ်သစ်ပင်တွေဆေးဘက်ဝင်နေတဲ့ဩဇာလေးနဲ့ပေါ်စီတက်တယ်။ဒါဘုန်းကြီးတို့ရွာမှာဆိုရင်ငယ်တော့စော့ရင်းနဲ့လဲလို့ရှိရင်ခြေထောက်တွေဒဏ်ရာရရင်အနာလေးဖြစ်ပြီးကွန်းသွားရင်အဲ့ဒါဘေးမှာရှိတဲ့သစ်ပင်ချင်းကဖုံလေးကိုခောက်ပြီးတော့သိမ့်လိုက်လို့ရှိရင်အဲ့ဒါအနာကျက်ပြောက်သွားအခုတော့အဲ့ဖုံလေးသွားသိမ့်လို့မရအောင်ဘေးခိုင်မှုဝင်နေဆိုဖြစ်ကုန်တောမှာရှိတဲ့ဖုံလေးတောင်သစ္စာမရှိတော့ဘူးဩဇာတွေမရှိတော့ဘူးဖုံနေသစ္စာမရှိတော့ဘူးလူတွေကတိသစ္စာမရှိကြတော့လူတွေကတိသစ္စာမရှိတဲ့အခါကျတော့သစ်ပင်ပန်းမန်းနေဩဇာတွေမရှိတော့ဘူးပျက်စီးသွားပြီအဲကြောင့်မလို့ဘယ်သူသစ္စာရှိမရှိကိုယ်သစ္စာရှိအောင်လုပ်ရတယ်မုဒ္ဒဝါဒပြောတတ်တဲ့အကျင့်လေးကိုသစ္စာစကားအနိုင်ရွယ်မဟုတ်ရင်မုဒ္ဒဝါဒရဲ့သဘောကလေအခုပြောရင်ပြောတဲ့အတွက်မုဒ္ဒရဲ့တံပြန်အကျိုးသက်ရောက်မှုကလေမုဒ္ဒစကားပြောဆိုညာမူစကားမပြီးသွားမညီဒီပုံညီပါဇာနှံဇက်ကိုစောအိန္ဒြေနောက်ပုံယွန်းဖောက်၏မူသားစကားပြောတဲ့သူကစကားမပြီးဖြစ်တတ်တယ်တဲ့သွားလဲမညီမညာဖြစ်တတ်တယ်တဲ့ပါဇက်တွေလည်းနန်းတယ်တဲ့ခန္ဓာကိုယ်လည်းနန်းတယ်တဲ့ဒါကြောင့်မလို့ဒီကပြန်လို့ရှိရင်ကိုယ်အင်းကိုပြန်ပြီးတော့အမှန်လေးနဲ့သွားလေးကိုစီပြီးတော့ကြည့်ကြည့်လိုက်ပါသွားလေးတွေညီလားမညီဘူးလားလို့သွားလေးတွေမညီရင်တော့အခုဘဝမဟုတ်ပါဘူးအတိတ်ဘဝကမူသားတွေပြောခဲ့လို့ဟုတ်လားဒါကြောင့်မို့သွားလေးတွေမညီတဲ့ပုံကိုယ်လေးသခေါ်လေးတွေရှိပါတယ်သခေါ်ကိုသခေါ်လို့ပြောရင်မကြိုက်ဘူးတဲ့သဘောလေးလို့ပြောရတယ်အမှန်ပြောရင်လောကမကြိုက်ဘူးအမှန်တရားလေသခေါ်ကိုသခေါ်လို့ပြောရင်ကြိုက်လားအမှန်တရားကအမှန်တရားပြောလို့ရှိရင်ရွာပြင်ထုတ်ခံရကြဘူးတယ်မဟုတ်လားဟောတော့ကရွာတရွာအခု၄တိုင်စင်လေးပြန်ပါတော့ဗျဒီနာရွာတရွာ၄တိုင်စင်ပါတယ်လို့သတိထားအဲ့ဒီရွာကလူဖွားတယောက်ကသိပြီးတော့အမှန်ပြောတာပဲအမှန်ပြောတဲ့အခါရွာတဲ့လူတွေသာသနာမဖြစ်ဘူးအုတ်ချုပ်ရေးမှုကညစ်ပိုင်ရင်လည်းအမှန်ပြောတော့အုတ်ချုပ်ရေးမှုသူ့မုန်းကျောင်းမရအိမ်မှာရွာမှာရှိတဲ့ရာအိမ်မှုတွေကလည်းအမှန်ပြောတော့မုန်းတယ်ဆယ်အိမ်မှုတွေကအမှန်ပြောတော့မုန်းတယ်မုန်းတဲ့အခါနောက်ဆုံးအဖွားရွာထဲမှာမနေတော့နဲ့ဟိုးရွာပြင်ဖုတ်ရွာပြင်မှာတဲလေးနဲ့နေတယ်တနေ့တော့အဲ့ရွာပြင်မှာအဖွားတယောက်တည်းနေတဲ့အချိန်မှာခြေထောက်တစ်ဖက်ပြတ်နေတဲ့စစ်သားကဂျိုင်းတောင်းနဲ့အုတ်တို့ဆောင်းပြီးတော့အဖွားရှိလာတယ်အဖွားနဲ့ရင်သွေးကြလေးပါအဲ့ကန်စကားရွာပြီးအဖွားဘာလို့ဒီမှာတယောက်တည်းလာနေရတာရွာပြင်မှာမဟုတ်ဘူးကွယ်အဖွားရွာထဲမှာအမှန်တရားအရန်ပြောတော့ရွာထဲကလူတွေကအဖွားကိုရွာပြင်ထုတ်ထားတာဆိုတော့စစ်သားစိတ်တူတော့ဒီရွာလူတွေဗျာအမှန်တရားပြောတာတော့မှအဖွားကိုရွာပြင်ထုတ်ရတော့ဆိုးတဲ့လူတွေဗျာညာအဲ့ဒီစကားတွေပြောပြီးတော့စစ်သားကဂျိုင်းတောက်လေးကိုင်းပြီးတော့သူ့ခရီးသူဆက်သွားသူ့အုတ်ထုတ်လေးကအဖွားနားမှာကြံနေခဲ့တယ်ကြံနေကအဖွားစစ်သားကိုလှမ်းခေါ်ဟဲ့ခြေထောက်တစ်ဖက်ပြက်နေတဲ့ကောင်လေးမင်းဖက်နဲ့မင်းအုတ်ထုတ်ဒီမှာကြံခဲ့ပြီဆိုလှမ်းអော်လိုက်ခြေထောက်တစ်ဖက်ပြက်နေတဲ့ကောင်လေးဒီမှာမင်းနာမည်လည်းမသိဘူးလေမင်းအုတ်ထုတ်ကြံခဲ့တယ်ဆိုတော့ဟိုစစ်သားကသူခြေထောက်ပြက်တာကိုပြောရင်ဘယ်ကြိုက်မလဲအဲ့နဲ့အဖွားရွာပြင်ထုတ်ရတာတော့နဲသေးတယ်ဆိုပြီးတော့ရွာပြင်ထုတ်ခံရတော့နဲသေးတယ်ဆိုအဖွားကိုသူကကိုပြန်ပြီးစိတ်တူသွားတာအမှန်ပြောရင်မကြိုက်တဲ့လောကကြီးမှာသစ္စာတရားနဲ့ပတ်သက်ရင်တော့အမှန်ပြောရတဲ့တတ္တိမွေးရတယ်ဟုတ်လားဘယ်သူတွေမပါကိုမဖို့အရေးကြီးတယ်ဘယ်သူတွေဘလို့ပဲလိမ့်လင့်ကိုမလိမ့်မိဖို့အရေးကြီးတယ်အမှန်တရားကိုလူတိုင်းကြောက်တာပဲအမှန်ပြောတာဒါပေမဲ့တကယ်ပြုပြင်နိုင်စွမ်းရှိတဲ့လူတတိရှိတဲ့လူကအမှားထောက်ပြနိုင်လက်ခံနိုင်စွမ်းရှိရတယ်အဲ့ဒါတတိရှိတယ်အဲ့ဒီအသိလေးနဲ့နေပြီလို့ရှင်ကိုယ့်ကိုယ်ရိုးသားစွာတိဆောက်ပြီးတော့သစ္စာစကားနဲ့အနိုင်ယူနိုင်အောင်ကြိုးစားရတယ်မြတ်စွာဘုရားရှင်ရဲ့ပေကြီး17တုပ်ကြည့်တဲ့အခါမှာသစ္စာပြုထားတာပဲဣဒံမေဣဒံပိသံဃေရတနံပဏိတံဧတေနသစ္စေနသုဝတိဟောတုဣဒံပိဗုဒ္ဓရတနံပဏိတံဧတေနသစ္စေနသုဝတိဟောတုဤမှန်ကန်သောသစ္စာစကားကြောင့်တတ္တဝါတွေဘေးရန်ကင်းပါစေသစ္စာပြုလိုက်အင်္ဂုလိမာလတုတ်ကိုကြည့်လိုက်တဲ့အခါကျအင်္ဂုလိမာလမထေရကြီးကသစ္စာပြုတယ်ဧတေနသစ္စာဝစေနသုတိတေဟောတုသုတိကပ္ပတာဤမှန်ကန်သောသစ္စာစကားကြောင့်ဒီအမျိုးသမီးကိုဝင်အလွယ်တကူမွေးဖွားပါစေဆိုပြီးတော့သစ္စာပြုပြီးတော့ရေလေးတိုက်လိုက်တော့အလွယ်တကူမွေးဖွားသွားနိုင်တဲ့သစ္စာရဲ့ဆွမ်းအားအင်္ဂုလိမာလမထေရကြီးအင်္ဂုလိကလက်ညှို့မာလာဆိုတာပန်းလက်ညှိုးတွေကိုဖြတ်ပြီးတော့ပန်းကုန်းလိုတီးကုန်းပြီးထားတဲ့အတွက်ကြောင့်သူ့အင်္ဂုလိမာလလို့ခေါ်တာလက်ညှိုးပန်းလက်ညှိုးလိုပန်းလိုတီးထားတဲ့အတွက်ကြောင့်သူ့ရဲ့မှုရင်းနာမည်ကအဟိန္တကအဟိန္တကဆိုမညှင်းဆဲဘူးတဲ့သူများကိုမညှင်းဆဲတတ်တဲ့သူလို့ဒီလို
သူတို့ဘေရင်ကိန်းကနရပေးထားတာအဲ့ဒါကိုဆရာသမားအမားနဲ့သွားတွေ့တဲ့အခါကျဆရာကဒါကြောင့်ဆရာတစ်ပါးလွဲချော်သွားကတပည့်အများအပယ်လားဤဆိုတာဆရာကိုဘေးကဝိုင်းတိုက်တဲ့အခါဆရာကသူ့ကိုမင်းငါ့ကိုတကယ်ကြည်ညိုရင်လက်ညှိုးပေါင်း1000နဲ့ငါ့ကိုပူဇော်ငါကျေးဇူးဆက်ဆိုပြီးတော့ပြောလိုက်တော့ဆရာသမားကိုပူဇော်ခြင်းလို့ဆိုပြီးတော့လက်ညှိုးတွေဖြတ်ပြီးလက်ညှိုးဖြတ်တော့လက်ညှိုးဖြတ်လို့မှမရလူတက်ပြီးတော့လက်ညှိုးလေးတွေဖြတ်ပြီးတော့ပန်းကုန်းလေးတို့တီးပြီးတော့ဆရာကိုပူဇော်ခဲ့တာနောက်တော့မြတ်စွာဘုရားရှင်နဲ့တွေ့အမေကိုတတ်မဲဆိုတော့ဘုရားကဂျာကဝင်ပြီးတော့တရားဟောပြီးတော့အကျိုးတရားရတော့အင်္ဂုလိမာလမထေရကြီးယဟန္တာယဟန်ဘဝရောက်ယဟန္တာဖြစ်သွားအဲ့ဒါနဲ့ကိုဝင်ဆောင်အမျိုးသမီးကိုဝင်မဖွားနိုင်တဲ့အခါကျတော့မှအင်္ဂုလိမာလမထေရကြီးကဖယ်ပြီးတော့လူဘဝမှာနေခဲ့တော့ငါအကျွန်ုပ်ဒီလူဘဝမှာနေခဲ့တော့ငါအသက်တွေကိုဘလောက်ပင်တတ်ခဲ့ညာတော်လည်းပဲယဟန်ဘဝကိုရောက်ပြီးတဲ့နောက်ကံ၅ပါးကိုလုံးနဲ့ကိလေသာကုန်ပြီးတော့ပါဏာတိပါဒကိုမလုတော့ပါဘူးဧတေနသစ္စာဝစေနာသုတိတေဟောတုသုတိကပတ္တဣမံကံသောသစ္စာစကားယံတတ္တဝါရေဤအမျိုးသမီးကိုဝင်အမျိုးသမီးအလွယ်တကူမွေးဖွားနိုင်ပါစေဆိုပြီးသစ္စာပြုလိုက်တော့အဲ့ဒီရေလေးတောက်ပြီးတော့မွေးလိုက်တာသစ္စာရဲ့စွန့်အားချက်ချင်းကြိုးပေးတာဒါကြောင့်မလို့ကိုယ့်ဘဝမှာလည်းပဲကိုယ့်ကိုသစ္စာပြုနိုင်အောင်ကြိုးစားရတယ်ကိုယ့်ကိုသစ္စာပြုနိုင်ဖို့အတွက်ကိုယ်တန်တန်မှာနေ့စဉ်ကုသိုလ်ကောင်းမှုတွေတစ်ခုကိုအမြဲလုပ်နိုင်အောင်ကြိုးစား24နာရီရှိတယ်5မိနစ်လောက်ပဲကုသိုလ်အတွက်အချိန်ပေးနိုင်ရင်ပြီးပြီဟို5မိနစ်တော့မပေးတဲ့သူတွေရှိပင်ပန်းလို့ဆိုဘုရားဥသုံးချိန်ချပြီးတော့အိတ်သွားလူအများကြီး24နာရီမှာကုသိုလ်အတွက်ပုံမှန်အာစိဏကံလေးတောင်မှ5မိနစ်10မိနစ်မပေးနိုင်ဘူးလို့လုံးမလဲအဲ့တော့ဘာပဲဖြစ်ဘလောက်ပဲအပန်းနေကြီးသွားစေဘလောက်ပဲအလုပ်တွေများပါစေနေ့စဉ်မနေ့ပိုင်း5မိနစ်လောက်နမောတတ္တ3ကောင်းနဲ့ဘုရားရှိခိုးတရဏဂုံလေးရအောင်ဆောက်တည်မေတ္တာလေး17ချက်လောက်ပို့လုံစုံများစွာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေအများဆုံးကြာရင်5မိနစ်ညအိယာဝင်ကနေ့ဘလောက်ပဲပင်မ5မိနစ်လောက်အချိန်ယူနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တ3ကောင်းရွတ်ဆိုဘုရားရှိခိုးဗုဒ္ဓတရဏံကိစ္ဆာမိဓမ္မတရဏံကိစ္ဆာမိသံဃာတရဏံကိစ္ဆာမိတရဏဂုံလေးယူလုံစုံမြတ်စွာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပါယံလေးကင်းစင်ဝေငြိမ်အေးကြပါစေအဲ့လိုမေတ္တာလေးပို့5မိနစ်မနေ့5မိနစ်ညအိယာဝင်ကနေ5မိနစ်မနေ့အိယာတာ5မိနစ်အဲ့ဒီလိုနေ့စဉ်အာစိဏကံလေးဖြစ်အောင်လုပ်6လတနေ့မှမပြတ်ဘူးခရီးသွားရင်လည်းပဲကားပေါ်မှာခရီးသွားရင်လည်းပဲရောက်တဲ့နေရာမှာအဲ့ဒါလိုလေးမပြတ်အောင်5မိနစ်10မိနစ်အချိန်ပေးပြီးလှုပ်တတ်တဲ့အကျင့်လေးရှိလို့ရှိရင်6လတစ်နှစ်ကြာလို့ကို့မှာအခက်အခဲတွေတခုကြုံလာခဲ့သည်ရှိတော့တပည့်တော်ဒီပဲချင်းပဲရွယ်ကစားပြီးတော့မနက်ပိုင်း5မိနစ်ခန့်ညပိုင်း5မိနစ်ခန့်နမောတတ္တနဲ့ဘုရားရှင်ကိုတရဏဂုံဆောက်တည်မေတ္တာလေးပို့ပြီးတော့နေ့စဉ်ဝိမပြတ်အောင်အာစိဏကံကုသိုလ်အဖြစ်လုပ်ခဲ့တဲ့ကုသိုလ်ကောင်းမှုအစဉ်ရှိခဲ့ပါသည်ဧတေနသစ္စာဝစေနာဣမံကံသောသစ္စာစကားယံသုတိမေဟောတုတပ္ပရာတပည့်တော်ဘေးရန်ကင်းပါစေဆိုသစ္စာပြုသူတော်ကောင်းတွေဒီတိုင်းမနေဘူးတေချာတော့အောင်မြင်မယ်အမေတွေအဖေတွေအတွက်လည်းအဲ့လိုသစ္စာပြုနိုင်အောင်ကြိုးစားသစ္စာဆွမ်းအားသည်သိထက်တယ်ဂတိသစ္စာတည်တော်ကာဝဲဩဇာလေးနဲ့ပေါ်စီတွေ့ရနယ်မြတ်သစ်ပင်ဆေးဘက်ဝင်၏အဲ့လိုမျိုးဖြစ်နေအောင်ကြိုးစားရကြမလို့ကိုယ်ကိုနေ့စဉ်သစ္စာပြုနိုင်အောင်ကိုနေ့စဉ်ကုသိုလ်ကောင်းမှုလုပ်ငန်းလေးတွေအာစိဏကံဖြစ်အောင်လုပ်ပြီးတော့ကိုယ်တဏ္ဍမှာရှိနေတဲ့အလွယ်တကူလိမ့်ညာတတ်တဲ့မုဒ္ဒဝါဒကိုရိုးသားစွာဝန်ခံတတ်တဲ့စိတ်ကလေးနဲ့တည်ဆောက်ပြီးတော့သစ္စာစကားတွေပြုပြီးတော့နေနိုင်အောင်ကြိုးစားအဲ့ဒါဗုဒ္ဓအလိုကျမုဒ္ဒဝါဒကိုအနိုင်ယူနေပဲတဲ့ကဲဆိုကြည့်လိုက်လိမ့်ညာမှုများထိုသူအားသစ္စာစကားဖြင့်အောင်ရမည်လိမ့်ညာမှုများထိုသူအားသစ္စာစကားဖြင့်အောင်ရမည်လိမ့်ညာမှုများထိုသူအားသစ္စာစကားဖြင့်အောင်ရမည်အလိကဝါဒိနမောမမလိမ့်ညာပြောဆိုတတ်သောသူကိုသစ္စေနအမှန်သစ္စာစကားဖြင့်စီနေအနိုင်၍အောင်နိုင်ရ၏ရဲ့လို့ဘဂဝါဘုန်းတော်၆ပါးတွင်ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်အဝေါဇာကရုဏာရှိတာပညာအပြင်ကောင်းစွာမသွေဟောကြားတော်မူခဲ့ပါပေတည်းဗုဒ္ဓအလိုချအနံယူနိတိသူများကိုအနံယူဖို့မဟုတ်ဘူးတဲ့ကိုယ်ကိုအနံယူဖို့ကိုယ်တဏ္ဍမှာရှိနေတဲ့အမြတ်တော်သားတွေကိုမေတ္တာနဲ့အနံယူဖို့ကိုယ်တဏ္ဍမှာရှိနေတဲ့မကောင်းတဲ့အမိုးအကျင့်တွေကိုကောင်းတာလေးတွေနဲ့အနံယူဖို့ကိုယ်တဏ္ဍမှာရှိနေတဲ့ဝင်တိုတတ်တဲ့စိတ်ကလေးကိုဆွလွတ်နိုင်မှုဒါနာအားနဲ့အနံယူဖို့ကိုယ်တဏ္ဍမှာရှိနေတဲ့အလွယ်တကူလိမ့်ညာတတ်တဲ့စိတ်ကလေးကိုရိုးသားစွာဝန်ခံတတ်တဲ့သစ္စာစကားနဲ့အနံယူဖို့ပဲတဲ့အဲ့ဒါဗုဒ္ဓအလိုချအနံယူနည်းဘယ်နှနည်းလဲ
တရားလိုကြအနိုင်ယူလေးနည်းကိုလက်တွေကျင့်သုံးနိုင်အောင်ကြိုးစားရင်ကိုယ့်ကိုယ်အနိုင်ယူနိုင်တဲ့သူတော်ကောင်းများဖြစ်ပါစေလို့စံတပြုရင်ဗုဒ္ဓအလိုကြအနိုင်ယူနည်းတရားဒီမှာပဲပုံပေါ်သွားပြီဖြစ်တဲ့အတွက်ကြောင့်ဥပမာလည်းပဲစောင့်နေပြီဖြစ်တဲ့အတွက်ကြောင့်တရားဏီကုံအဆုံးသတ်ကြစို့ဇယံဝေရံပတဝတိဒုက္ခံသေတိပရာဇိတောဥပါဒံတောဒုက္ခံသေတိဟိတဝါဇရပရာဇယံဇယံအနံယတောသူတိဝေရယံဩပတဝတိတိုးပွားစေပရာဇိတောရှုံနေသောသူတိကဒုက္ခံဆင်းရဲစွာသေတိနေရတတ်ပါပေဇရပရာဇယံအနံယရှုံကိုဟိတဝါဆွန်ထားတဲ့သူတွေကတော့ဥပါဒံတောကိလေသာအပူငြိမ့်တဲ့အတွက်ကြောင့်ဒုက္ခံချမ်းသာစွာသေတိနေရတတ်ပါပေ၏ရဲ့လို့ဘဂဝါဘုံတော်၆ပါးသင်ဘုရားရှင်ကိုရမြတ်ကြီးသည်အဝေါဇာကရုဏာရှိထာပညာအပြင်ကောင်းစွာမသွေဟောကြားတော်မူခဲ့ပါပေတည်း